မိတ်ဆွေများအားလုံးမင်္ဂလာပါ HPU ရေးထားတော့ညာရဲတဲ့ဆိုတဲ့ဇလံကိုဖတ်ပြတော့ပါမယ်ဤဝတ္ထုသည်စိတ်ကူးရင်ဇလံတပွန်တာထက်ကွန်သည်မှန်တယ်မှာပေါ်နေတဲ့ကိုပုံရိပ်ကိုမြတ်သူရအတော်ကြာစိတ်ကြည့်နေမိတဲ့အရက်နားပေကိုကြောမှာခန္ဓာကိုယ်ကချစ်ချစ်လေးလေးနဲ့အစီပို့ရဲ့လို့နည်းနည်းမှတော့ရှိမနေခဲ့ဘူးခန္ဓာကိုယ်တစ်ခုလုံးကကြွက်သားထုထေကြီးတွေနဲ့ဖိနေတာမျိုးမဟုတ်ပဲချစ်ချစ်လေးလေးတွယ်လျပုံစံမျိုးလေဘင်းကလေဆေးကလည်းအကြီးကြီးထွက်နေတာမျိုးမဟုတ်တဲ့အပြင်ရင်ဘက်ကလည်းကြွက်သားအပြည့်နဲ့ချစ်ချစ်နေခဲ့ပဲဒီမှာမှအသားရည်ကအဖြူဘက်ကိုတွားတဲ့အသားရည်မျိုးစပင်တွေကနှက်မောင်ဖြောင်စင်းပြီးကြောထီရှည်လျားနေခဲ့တာဒီစပင်ရှည်တွေကကြောပေါ်မှာပြော့နှွက်ပြီးခတ်ဝဲဝဲကျဆင်းနေခဲ့တာဒီထဲမှာမှခြေချောင်းလက်ချောင်းတွေဆိုတာကလည်းတွယ်လက်လေးတွေနဲ့အတော်ကိုကြည့်ကောင်းတဲ့ပုံစံမျိုးခြေချောင်းလက်ချောင်းလေးတွေတောင်မှကြည့်လာတယ်ဆိုတော့လူတွေရဲ့အဓိကအလှအပစုဝေးရဖြစ်တဲ့မျက်နှာပြင်ကတော့မြင်းသူတိုင်းအားကြရတဲ့အလှအပမျိုးပေါ့လေးတောင်းဆန်ဆန်မီယိုးနဲ့ထူထဲတဲ့မျက်ခုံးတွေရဲ့ဆိုလက်တောင်ပနေမြဝန်းဆူရှာရှာတွေရဲ့ဆေးမကူပါပဲနေတောင်ခရဲရဲဖင်နေတဲ့နှုတ်ခမ်းတစုံရဲ့ဒီလိုကြည့်ကောင်းချောမောတဲ့ရုံရည်မှာမိတ်ကပ်ပါချေသားလိုက်ရင်တော့တွေးမြင်သူတိုင်းကအနောက်တိုင်းဆန်ဆန်လှတဲ့မိမချောလေးဆိုပြီးငေးကုန်ကြလို့လားယောက်ျားတယောက်ဒီလိုပုံစံမျိုးနဲ့ချောမောကြည့်ကောင်းနေခဲ့တာကကုသူထူးတာလားဒါမှမဟုတ်ပေးဆက်ရမယ့်ကံကြွေးလေးပဲလာတော်မူသည်မြတ်သူရမှန်ရှိကနေခွာလိုက်ပြီးတော့လိုအပ်မဲ့ထင်တဲ့ပစ္စည်းမှန်သမျှကိုကြောဖို့အိတ်ထဲထည့်လိုက်တယ်ခရီးသွားရင်မှတ်ပုံနဲ့ငွေရဖုံးပါဖို့ကအထီးကတဲ့မြတ်သူရအတွက်ဒီခရီးမှာတော့မိတ်ကပ်ဘူးနဲ့နှုတ်ခမ်းတွေဘူးပါမရှိမဖြစ်လိုအပ်နေခဲ့တာအဝတ်အစားအတွက်တော့အထူးပြင်ဆင်ထားတဲ့ဝတ်စုံတွေကိုပဲထည့်လိုက်တယ်အားလုံးပြီးသွားတော့ပြင်ဆင်ထားတာတွေကိုအထက်အခါပြင်ဆင်လိုက်တယ်ဒီခရီးအတွက်မြတ်သူရလအတော်ကြာပြင်ဆင်ထားခဲ့ရတာစိတ်ရောခန္ဓာကိုယ်ရောငွေကြီးအကုန်ကြခံခဲ့ရတယ်လို့အတတ်ပညာအချို့ကိုလည်းသင်ယူထားခဲ့ရလေအချိန်ပေးပြီးပြင်ဆင်ခဲ့ရတဲ့ခရီးကိုမနှက်ဖြန်မှာစတင်ထွက်ခွာရတော့မှာအားလုံးထည့်ယူသွားမှမှန်တင်ကုန်းပေါ်မှာရှိနေတဲ့ခေါင်းစည်းချို့အထက်ကိုတွဲလိုက်ရတာမို့အိတ်ထဲကိုကောက်ထည့်လိုက်တယ်မနှက်ဖြန်ကစလူမြတ်သူရအတွက်ဘဝတစ်တစ်ခုစဖို့ခြေလန်းတဲ့စရပေတော့မယ်ဒီခီးမှာအရာအလုံးကိုမြတ်သူရရင်းထားခဲ့ရတာဟေးတူညင်းရီနောက်ကျလိုက်တာတကယ်တယ်ဘာတွေများပြင်နေတာတော့မပြင်းလေညင်းကလာပြီသားပါတူရဲ့ဒါနဲ့အထောက်တွေကများလက်ချီလားခီးဆောက်အေးရောကြောဖို့အိတ်ကလည်းပါသေးတယ်ညင်းဟာကလွန်လာချီလားမိကျော်ကသူ့အကျင့်အတိုင်းအတန်ကျဲကျဲနဲ့ပြောပြီးခီးဆောင်အိတ်ကိုလာကူဆွဲတယ်မြတ်သူရနှုတ်ခမ်းလီကိုတွန့်ကကွေးတာဆူယုံလီကွေးခါပြုံးလိုက်တယ်ပြီးတော့ခေါင်းတက်ကစပင်ရှည်တွေကိုဝဲကနေဖြစ်သွားအောင်ခရမ်းလိုက်ပြီးမှငါမှအဆောင်ရှင်နဲ့တိတ်ပြီးအဆောင်ကိုအဲ့ရသေးတယ်လीဟဲ့ငင်းကလေအစောကြီးရှိသေးတာကိုဘယ်လိုဖြစ်ကားက6နာရီမှထွက်မှာကူများအေးပါဟဲ့ကောက်မရဲ့ငါကဘာပြောလို့လဲတိုးစီးမဲ့ကားပေါ်မှာအစင်းလေးတွေပါတယ်ဟဲ့ဟိုဟာမနီလို့အပေါ်တက်ပြီးစီးပန်းခင်းနေလောက်ပြီးငါကမြင်းကိုစောင့်နေတာကြားလိုက်ရတဲ့စကားကြောင့်မြတ်သူရစိတ်ညစ်သွားတယ်ဟန်မပြတ်ဖြိုးဆိုနေရချင်းရဲ့နောက်မှာတရုတ်ဖြတ်တာတွေပါလာညင်တော့ဒီခံနိုင်အောင်အတော်လေးကြိုးစားရအောင်ပါမိကျော်မငင်းတို့အဖွေထဲမှာငါ့ကိုဆွဲမထဲ့နဲ့ဟဲ့ငါကတိတ်ခါရှိခြောက်တာဟဲ့ငါပါတာအေးဆေးဆေးနေပါစေတော်ကြပြပရောက်နေတဲ့ငါကောင်လေးကြားထားရင်ငါတို့တွေပြဿနာတွေတက်ကုန်မယ်အော်အေးပါမိသူရေမစွတ်တော့ပါဘူးရဲ့တော်တော်ကိုဖြစ်သေးတယ်မိကျော်ကဒီလောက်နဲ့ပဲရက်သွားခဲ့တာမို့မြတ်သူရတပ်ပြင်းကိုမတိမတာချလိုက်မိတယ်အကီဖြူဟဲ့လေနင်တို့တွေကဒီမှာမလေကြတော့ပဲသွားကြမှာလားဟဲ့ဒီမှာလာပြင်းတွေကိုဖျားလေးပါလီဖူးသွားကြအောင်မယ်လီဟဲ့အင်းဖျားဖူတာများဟဲ့လာပြေးလာခွေတော့မလို့ပါဘူးအခုလဲဖူးသွားကြမှာပဲဟာကားကမနေ့ဖြန်ညနေ9နာရီလာကူမှာနော်နောက်ထပ်ကားတွေကလာပြင်းနေမှာအလာကိုတာတဲ့မလိုက်ချင်တဲ့သူနေခဲ့ကြတို့ကတော့အခြားအမြင်ရတဲ့အဘိုးကိုဖူးချင်လို့မနှက်ဖြန်ပဲသွားကြမှာလာပြင်းနေဆိုရင်မညာကိုလူတိုးနေနိုင်မယ်ဘာတူလိုက်မလဲကားလာမရဟိုလွေတဲ့နေမိလားအဘိုးနေမိကလူတိုင်းကိုလက်မခံတာမဟုတ်ဘူးအဆက်တွေရှိမှဝယ်လို့ရတာပထန်းဆက်ရှိမှဖူးခွင့်ရတာသိတယ်လား
မိကျော်တို့အဖွေတွေကအခြားအမြင်ဟောစားနေတဲ့မမဆိုးကပြောလာခဲ့တော့မြတ်သူရသူ့လက်တစ်ချောင်းကိုကနွဲကလျာလေးနဲ့အမြင်ထောင်လိုက်ပြီးတော့တူလိုက်မယ်တူကအခုမှလေးလာတင်ယူနေတော့ဘူးဒါမျိုးတွေကိုတွေးဘူးမြင်ချင်နေတာတူကမနှက်ဖျံမဲ့လိုက်မှာနော်မမဆိုးဟဲ့မင်းသူညင်းကလေးလောလိုက်တာအော်မိကျော်ရဲ့ဒီကိုထွက်လာကြတဲ့ကအဘိုးရွာကိုထွားမလို့ထွက်လာကြတာလေညင်မလိုက်ချင်နေခဲ့လေရဲ့မြတ်သူရကလေသည်နှွဲ့နှွဲ့လေးနဲ့ပြောလိုက်တယ်လို့ကိုလေးကိုလည်းခက်နှွဲ့နှွဲ့ရင်းနှွဲ့လူရှားပြီးပြောလိုက်တယ် ကဲပါဒါဆိုလေတို့တွေအားလုံးအတူတူတွားကြတာပေါ့အားလုံးသဘောတူညီမှုရတာနဲ့တွားဖို့အတွက်ပြင်ဆင်ကြတော့တယ်ကားဂိတ်မှာလည်းဂိတ်ထိုးတာမဟုတ်ဘူးမြို့ပြင်တော့ကားဂိတ်လိုနေရာမှာဂိတ်ထိုးထားတာကဲအဘိုးရွာတွားမဲ့သူတွေတက်ကြပါ9နာရီအတိမှာကားထွက်မှာပါလူတယောက်ရဲ့မတိုးမချင်နဲ့တတိပြီးပြိုးစံကြောင်အားလုံးအတီးတီးကားပေါ်ကိုတက်လိုက်ကြတယ်ကားကခရီးသေးတင်မှန်လွန်ကားလိုပါပဲဘာမှထူးခြားပုံစံမရှိဘူးကားမှာထူးခြားတဲ့ခရီးသွားအမရတာဘာမှလည်းချိတ်မထားသလိုဘာဆိုင်ပုံမှတက်မထားခဲ့ဘူးကားထွက်ပြီးမကြခင်မှာပဲကားမှာပါလာတဲ့ကောင်မလေးကအချိုးရည်ဘူးလေးတွေလိုက်ဝေတော့တယ်အားလုံးတောက်လိုက်ကြပါဒါကအဘိုးရဲ့မိသားဓာတ်တွေစီးဖြန်းထားတဲ့အချိုးရည်ဘူးတွေပါအခုသွားမဲ့လန်ခီအီကမမီရတဲ့အနောက်ရှက်တွေလည်းရှိတာမို့အန်ဒီယေကင်းအုပ်တောက်လိုက်ကြပါရှင်ကောင်မလေးကကြီးသားကြိုအီးတဲ့အတန်လေးနဲ့ဖြိုးလိုက်တဲ့အခါကားပေါ်ပါလာတဲ့ခရီးသည်တွေအားလုံးကတောက်လိုက်ကြတော့တယ်မြတ်သူရအချိုးရည်ဘူးကိုပါဇက်နားမှာတိတ်ထားလိုက်ရင်ကကားတစ်စီးလုံးကိုမတိမတာကြည့်လိုက်တယ်ဒီအခါသူမြင်တွေ့လိုက်ရတာကတကယ်ပါပဲကားပေါ်မှာမိမတွေနဲ့သူတို့လိုမိမစိတ်ပေါက်နေသူတွေကြီးဖေးပါလာတာကိုတွေ့လိုက်ရတယ်ကားပေါ်မှာယောက်ျားသားဆိုသူကားဆရာနဲ့အကူတယောက်ပဲပါလာခဲ့တာလေကားကြီးကတအီအီနဲ့စတင်မောင်းထွက်လာခဲ့ပြီးမြို့ပြင်ကတော်လန်ခရီးကိုဝင်ရောက်လာခဲ့တာနဲ့အမျှနေလုံးကြီးကလည်းပျောက်ကွယ်သွားခဲ့ပြီလာဆန်း၈ရက်9ရက်လာထက်တာကြအပြင်လောကကြီးကတော့လာယောင်ပြက်လီနဲ့လေးနေခဲ့တယ်လာယောင်ပေါ်ထွက်လာတာနဲ့အမျှကားပေါ်ကလူတွေလည်းအသီးသီးအိတ်ငိုက်အိပ်ဖြော်ကုန်းကြတာကိုမြတ်သူရသတိချလိုက်မိတယ်သူကိုယ်တိုင်လည်းအချိုရည်ဘူးကိုနှက်ခမ်းမှာတည်ရင်မျက်လုံးတွေမှေးစင်းလာခဲ့တယ်တုတ်ထိုးဆိုင်မှာတက်လက်တယောက်တည်းထိုင်စားနေခဲ့တာတုတ်ထိုးဆိုပြီးမြအသားတုတ်ထိုးတွေမဟုတ်ဘူးအသီးအနှံနဲ့အတူဟုပဲပြအာလူတွေကိုအဓိကရောက်တာသူဘာသာဘာတုတ်ထိုးပဲဖြစ်ဖြစ်တုတ်ထိုးဆိုရင်ကြိုက်တဲ့တက်လက်ကစပွဲခုံမှာအကြအနကိုနေရယူပြီးစားတော့တာပေါ့ညနေ9နာရီထိုးပြီးဆိုတော့တက်လက်တို့အဖွဲ့တွေဖျားဘူးနားကြပြီအားလုံးတဲခုမဲနေရမှာအညောင်းအညအဖြေနေကြပြီတုတ်ထိုးဆိုင်ကတက်လက်တို့ဖျားဘူးအုပ်စုတဲ့တဲခုဆောင်ရဲ့အရှိမဖွင့်ထားတာမို့တက်လက်တယောက်တည်းအေးအေးဆေးဆေးလာစားနေကြတာဒီနှစ်ပတ်လုံးကုန်းယုံပြီးအလုပ်လုပ်ခဲ့သမျှဒီလိုခရီးထွက်ချိန်လေးပဲအပန်းဖြေစားထောက်ရတာဈေးကြီးရဲ့အစားအစာတွေဟိုတော့တက်လက်နည်းနည်းရှောင်တယ်ငွေတွင်းကနတ်တလီတက်လက်တို့ဖျားဘူးအပတ်မှာဆွေမျိုးနီးစပ်တွေရောရက်ွက်ထဲကလူတွေလည်းပါတယ်အားလုံးလူစုပြီးဖျားဘူးကားကိုစင်လုံးငှပြီးထက်လာခဲ့ကြတာဒီအဖွဲ့တွေထဲမှာတက်လက်ရဲ့မီးရင်ဖာရင်တွေလည်းမပါသလိုအမြင်ကက်နဲ့ချစ်နေပါတယ်ဆိုတဲ့အပွားလည်းမပါလာတာမို့တက်လက်ကတော့လက်ကြီးရနေတာပေါ့ဟဲတက်လက်တုတ်ထိုးတဲ့ကြောင်းကိုအချင်းကွက်လေးမှထွန်းနေလိုက်ချိန်ပါပဲအနားကနေအင်္ဂရိကြီးတခွဲတန်းနဲ့ဖြစ်ချောက်လာတော့တဲ့မိဦးခေါ်ကိုဦးကိုမြင်လိုက်ရတာမို့အတန်ကျဲနဲ့လန့်အောင်မေးလိုက်မိတယ်မိဦးဘယ်သွားမလို့လဲလာလေတုတ်ထိုးစားအောင်ပဲစိန်မဘာမိလေငါမနေမစမိဦးကသူ့ကိုပဲစိန်မလို့ခေါ်လိုက်လို့ရှက်ဖာပုံရလေရှက်မှာပေါ့အနားမှာအစင်လေးတူရှိနေတာလေအဲ့ဒီမိဦးမကတက်လေတို့လိုအစင်မလူထက်တောင်သူ့မှာရှက်တဲ့နေသေးတာကိုသူမှယောက်ျားလေးရှေ့ရောက်ရင်လမ်းမလျှောက်တရတာနဲ့စကားပြောရင်လည်းမပွဲမတတ်နဲ့လေအဲ့ဒါပြောတာပေါ့အစစ်ထက်အတူတွေကအရေးသွေးပိုကောင်းနေတယ်လို့ဖြစ်နေတာမစားလဲနေဟဲ့ဘယ်သွားမလို့လဲဘယ်သွားဟဲ့အမင်းနဲ့ဖျားဘူးထွက်လာပါတယ်ဆိုမှဖျားသွားဘူးမလို့ပေါ့သူပဲအရက်တကာလွယ်ဒီအငတ်ကြီးကြနေတာဟဲကြည်စမ်းလူကိုများပြောသွားလိုက်တာဒီအချောက်မှာတော့တက်လေမိဦးကိုစိတ်တူတူနဲ့အချောက်မှာလို့ပြောလိုက်ပြီးမှပါဇက်ကိုအမြင်ပြန်ပိတ်လိုက်ရတယ်တက်လေပါဇက်ပိတ်ပြီးမကြားလိုက်ဘူးတက်လေတို့အဖွဲစုကဒလူကြီးကချီတပိတ်ဒီနဲ့ရင်ပုံးအင်ကြီးစတူနဲ့ဘဝလေးပခုံးပေါ်တင်ထွက်လာကြတာကိုတွေ့လိုက်ပြန်တယ်ဟဲအန်ဒီရီတို့မမမှုတော့ဘယ်သွားကြမလို့လဲဟင်တက်လေဖလို့ပလောင်းတန်ခကြီးနဲ့လှန်ပြလိုက်တယ်ဒီအခါတက်လေရဲ့မေးတန်ကိုပဲသူတို့မကြားတာလားဒါမှမဟုတ်ဖျားဘူးအမတ်တရဝတ်ဆုံးပေါင်ဒီအပွေးကြီးနဲ့အင်ကြီးဖားဖားကြီးကိုဝတ်ထားပြီးအစားအသောက်ကိုပလို့ပလောင်းစားနေတဲ့တက်လေကိုပဲမမတ်မိကြတာလားမသိဘူးတကြောင်မှလဲ့လည်းမကြည့်ကြဘူးအဖတ်လုပ်ပြီးလည်းဖြီမသွားကြဘူးတက်လေနည်းနည်းတော့စိတ်တူသွားရတယ်ဒီညဖျားဘူးအစီအစဉ်ရှိသေးတယ်လို့လည်းပြောတဲ့မကြားမိဘူးလीရာဝါဝါနဲ့တွေးနေကြည့်မှာပဲဖျားဘူးလာသူအဖွဲ့စုကညီမဝမ်ကစင်ဖြစ်တဲ့ချယ်ရီကိုတွေးလိုက်ပြန်တယ်ချယ်ရီကလည်းမြမဆန်ဆန်သပိတ်လေးနဲ့ပဝါလေးကိုပခုံးပေါ်တင်လို့ဖ
ဒီတကားတော့တက်လက်အလို့မခံတော့ဘူးချယ်ရီလက်ကိုအရင်ဆုံးဆွဲထပ်ပြီးလိုက်ပြီးမှမင်းလိုက်တယ် ချယ်ရီဘယ်တော့ကြမလို့လဲတယောက်ပြီးတယောက်ထန်နေကြတယ်ဟိုမီဦးမကလည်းငါ့ကိုကောင်းကောင်းဖြေမသွားဘူးမမမှုတို့အိုစုကလည်းငါမေးတာကိုအဖက်တောင်လို့မသွားဘူးပြင်းကားစင်ကားနဲ့ဘယ်ပရားထွားဘူးကြမှာလဲဟမ်မိလေဒီညလာပြင်းညလေးတောင်ပေါ်ပရားဖူးကားတွေရှိတယ်တွားဖူးမဲ့သူတွေချုံလိုက်အရောက်တွားကြမယ်လို့ကားပေါ်မှာခိုက်ကပြောတာကိုနင်မကြောက်ဘူးလားဟမ်ဟုတ်လားငါကားပေါ်မှာအိပ်ပြောတော့တာထင်တယ်အေးကောင်းတယ်နေကအစားနဲ့အိပ်ပဲမတ်တာကိုနေကဖျားလိုက်ဖူးတာနဲ့မတူဘူးနေကအစားတော့အစုံလိုက်စားပြီးကားပေါ်မှာလိုက်အိတ်နေသလိုပဲဖဲတော့ကားထတော့မယ်ငါးနာရီခွဲပြီးနေပြီဟဲ့ငါလည်းလိုက်မယ်လေချယ်ရီရဲ့နင်းတို့ကြသွားပြီးငါလည်းလိုက်မှာပေါ့ဟဲအခုငါးနာရီခွဲနေပြီလေနင်းပြင်းစင်းနေလဲမိမှာမဟုတ်ဘူးနင်းပုံစံကိုလည်းကြည့်အောင်ဟာရတယ်ငါလည်းတောင်ပေါ်ဖျားလိုက်ဖူးကျင်တယ်လာပြင်းညာဆိုတော့အရန်ကိုတာယာနေမှသိကြတယ်ဖျားဖူးတာပဲလှဖို့မလိုပါဘူးတဲ့ခဏလေးရဲ့အိတ်တွားယူလိုက်ကောင်းမယ်တလဲမုံဆိုင်ကိုငွေအမြင်ရှင်းပေးလိုက်ပြီးချယ်ရီရဲ့ဆလမ်ဘက်အိတ်ကိုလုခဲ့လိုက်တယ်တီးကိုတဲ့နေရာကိုအပြေးပြန်ခဲ့လိုက်တယ်ချယ်ရီအိတ်ကိုလုခဲ့တာကချယ်ရီကမဆောင်ပဲထားသွားမှဆိုးလူလီညီမဝမ်ကွဲတွေဆိုတော့ချယ်ရီအတောင်ကိုတက်လေကနောကျွေပြီးသားချယ်ရီကနေရာတကဆက်ဆက်ဆူဆူနဲ့ပါတတ်ပြီးတွက်ကလက်တွတ်တယ်ပူဒူတူရနေတဲ့ဘယ်နေရာမဆိုတူတီတူတက်ကလေးတခုခုလောက်ပြီးဆိုရင်လိခနဲ့နဲ့မြန်ကလေးမြန်တယ်တက်လေတီးခိုဆောင်စီရောက်တော့တီးခိုဆောင်မှကြံခဲ့တဲ့သူတွေကအမျိုးနိစက်တင်မဟုတ်ကြပေရက်ကွက်ထက်ကတိတ်မတိတဲ့သူတွေပဲကြံခဲ့တာမို့ဂျောဘိုအိတ်ကိုပါယူခဲ့လိုက်တယ်အဝတ်အစားတော့မလဲနေတော့ဘူးဂျောဘိုအိတ်ထဲမှာလဲနှစ်စုံလောက်တော့လိုရမရအထက်ခါတိတာမို့တောင်ပေါ်ဖျားကူကြောင့်မှဘုံမီနဲ့တက်ခွန်မရှိရင်လဲလိုက်မယ်လို့ပဲစိတ်ကူးပြီးအပြင်ကိုပြန်ပြေးထွက်ခဲ့လိုက်တယ်မိလေကြားလိုက်တာနေဟာလီအဘွားပြောတယ်လို့ပဲဘေးနီယာရောက်ရောင်လဲလဲနဲ့ကြံခဲ့မဲ့ဟာမျိုးလာမြင်မြန်ကားတွေထောက်ကုန်မှဖြစ်တက်လေအပြင်ကိုပြန်ရောက်တဲ့ချယ်ရီကသူ့ဆလမ်ဘက်အိတ်ကိုအတင်းပြန်လူပြီးစောင့်ဆောင်နဲ့ထွက်သွားတယ်တက်လေအမီလက်ရတော့တာပါပဲဟာမမမူတို့အုပ်စုတွေကိုလည်းမတွေ့ဘူးကားတွေကလည်းအများကြီးပဲကားတိုင်းလည်းလူပြီလို့ဒီလိုဆိုရင်မလက်ရပဲနီးတော့မယ်တော်ပြီမမမူတို့ကိုမရှာတော့ဘူးလွတ်တဲ့ကားကိုပဲလိုက်စီးကြမယ်ဖုံးဆက်တာလည်းစူညာနေပြီဘာသာမှမကြားရဘူးလာဟဲ့မီလေနင်လည်းဒါမျိုးကြမလဲတော့ပြန်ဘူးနော်မြန်လာဟဲ့ချယ်ရီကပေါ်စီနဲ့ပြောပြီးကားတွေကိုလိုက်ကြည့်တယ်တက်လဲကိုကြောင့်တူပါကားမရတယ်လို့ခင်နေကမို့ဘာမှမပြောရဲပဲခက်ကိုနဲ့ပဲလိုက်ခဲ့ရတယ်တန်းစီရထားတဲ့ကားတွေကလည်းနေရာလွတ်တာကိုမရှိတော့ဘူးဟိုမှာကားတစ်စီးပါလားနေရာလွတ်တဲ့ရဲ့ထင်တယ်တွားကြည့်ရအောင်အဲ့ဒါကအင်ဇီကထင်တဲ့ချယ်ရီရဲ့မဟုတ်ဘူးသူတို့စီကမောင်းနေကြကားသမားတွေမောင်းရတာလာဆန်းပါကွာဟဲ့စကားများလိုက်တာတက်လက်တားလိုက်ပါသေးတယ်ဒါပေမဲ့မမီးတော့ဘူးချယ်ရီကလီလီမဲမဲနဲ့ကားနာကိုရောက်သွားခဲ့ပြီကားနာရောက်တော့လေလွတ်နေတဲ့အစိုးနေရာလေးမှာဆွေခနဲ့တက်ထိုင်လိုက်တော့တာဟဲ့လာတဲ့နေလဲထိုင်လို့ရနေသေးတယ် ချယ်ရီကအကြက်အနန်းထိုင်ပြီးတော့သူမလက်ကိုလန်းဆွဲလိုက်တာမို့တက်လဲလေဘေးအစုံစုံမှာတက်ထိုင်လိုက်ရတယ်ဘေးအစုံစုံဆိုပေမဲ့ဘေးမှာတန်တိုင်းလူရှိနေတာမို့ပြုတ်ကျစရာလမ်းတိတ်မရှိလို့တော်တယ်တောင်ပေါ်အတက်လန်းဆိုတော့ပြုတ်ကျမှာတော့ကြောက်တယ်လေညနေ6နာရီထူးပြီးချိန်မှာကားရီစထွက်တယ်သူတို့ကအတက်ကားနဲ့အစင်းကားကိုတလန်းတဲပဲထားတာမို့အချိန်အတိအကျနဲ့ထပ်ကြရတာလေလူစုံပြီးဆိုရင်ထွက်ပြီးနော်တက်လက်ပိုင်းအမျိုးသားတယောက်ကအတန်းချစ်နဲ့မီးလရင်ကကားပေါ်ကလူတွေကိုရေးတွက်ကြည့်တယ်ပြီးတာနဲ့စင်ရတက်ရလွယ်အောင်ချထားတဲ့ကားနော့ဖုန်ကိုပြန်ထည့်လိုက်တယ်ဂျိုင်းကားတွေအားလုံးထွက်ခွာကြပြီတစီးနဲ့တစီးကပ်နီးအောင်ခတ်ခွာမောင်းကြရတာမို့ကားတွေကိုတော့တန်းစီနေတာမမြင်ရဘူးမြို့ထဲကထွက်ပြီးမြို့ပြင်ကိုရောက်လာခဲ့ပြီနေကလည်းဝင်သွားပြီမို့ပတ်ဝန်းကျင်ကအမောင်တို့ကြီးဆိုးလာခဲ့တယ်လာပြင်းညဆိုတော့ညမှောင်သွားတာနဲ့လာရောင်ကိုချက်ချင်းမမြင်ရသေးဘူးနီးရဲနေတဲ့ကောင်းကင်ကြီးကိုမြင်နေရတယ်ဒီကြားတဲ့ကားကတစ်ပင်တော်အုပ်တွေကြားတဲ့ကဖြတ်မောင်းနေတာမို့ပတ်ဝန်းကျင်မှာအလင်းရောင်ရလို့လည်းမတွေ့ရဘူးတစားနဲ့ပို့ပြီးတော့မှောင်မိုက်လာဖို့မြန်အစွန်စုံမှထိုင်နေရတော့တက်လဲမှာအမောင်တို့ကြီးကိုကြည့်ပြီးကြောက်တယ်လို့တောင်ဖြစ်လာရတယ်ကားကလည်းတော်အုပ်ကြီးထဲမှာမောင်းလာခဲ့တာအချိန်အတော်ကြာခဲ့ပြီချယ်ရီနင်းပြောတော့တောင်ပေါ်ဖျားဆိုအခုဟာကတောင်ပေါ်တက်နေတာမဟုတ်ပဲတောထဲကိုသွားနေတယ်လို့ပဲနော်ဟဲ့မိလဲမအခုတော့မလဲတော့ပြန်ဘူးလားနင်းနွားလဖို့တောင်ပေါ်ဖျားသွားဖို့ခဲ့ဘူးတယ်မဟုတ်လားအဲ့ဒီမှာဖျားရှိတဲ့တောင်ပေါ်ကိုရောက်ဖို့တောလူ6ကန်းပေါက်တွေဘေးကလမ်းချင်းလီးကလည်းမောင်းရတာလေ
အခုမှလို့တွားဦးမဲ့ဖရားကလည်းလူသိမ့်မတီးသေးလို့လမ်းနေမကောင်းသေးတာပြီးတော့တောင်ပေါ်ဆိုတာနဲ့တစ်ပင်မရှိဘာမရှိတောင်မြင့်ကြီးဘော်ကိုတက်ရမှာလားပြောစမ်းမအောင်မမိမှာတယ်တောင်ဆိုတာတောတွေစုပြီးတဖြည်းဖြည်းမြင့်သွားတဲ့နေရာကိုခေါ်တာမသိရင်မှတ်ထားဟဲပေါက်ကေရတော်ပြီနင်ပါစပိတ်ထားလိုက်တော့မိလေနင်ကြောင့်ငါမှမမမှုလို့နဲ့လူကွဲသွားတာချယ်ရီပြိုတာမှန်နေတာကြောင့်တက်လဲလဲပါစပိတ်ပြီးငြိမ်နေလက်ရတော့တယ်တစ်ပင်အုပ်တွေညားတဲ့တောကြီးထဲမှာတနာရီကြော်လောက်ကြာပြီးတဲ့နောက်မှာတော့ကန်တာလင်းပြင်းကျဲရဲ့အလဲကိုရောက်သွားခဲ့တယ်တက်လဲလက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်မိတယ်ချယ်ရီငါတို့စီးလာတာတနာရီအတော်ကြောနေပြီတောင်ပေါ်ဖရားကအဲ့ဒီလောက်တောင်ဝေးတာလားဟမ်အေးငါလည်းမသိတော့ဘူးဟဲ့တခြားကားတွေကွယ်လုံးဝကိုမတွေ့ရဘူးနော်တူတိတူတဲ့ချယ်ရီလည်းအခုတော့ရောင်ဝါးဝါဖြတ်နေပြီဂါလန်ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့လွင်ပြင်ကျဲကြီးကိုမျက်စိသူငယ်နားသူငယ်နဲ့လိုက်ကြည့်တယ်ဖုံးဆက်ကြည့်လေဟဲချယ်ရီရဲ့အေးဟုတ်သားပဲမမမှုတို့အစီကိုဖုံးဆက်ကြည့်လိုက်အောင်မမိလေချယ်ရီကပတ်စံအိတ်ချေကဖုံးကိုထုတ်ပြီးဆက်လိုက်တယ်ဟဲဖုံးလိုက်မမိကိုမိလေဟမ်ဟုတ်လားအေးဟုတ်တယ်ဖုံးလိုက်မမိဘူးပဲချယ်ရီပြောတော့မှတတ်လဲလဲဖုံးကိုထုတ်ပြီးဆက်ကြည့်လိုက်တယ်ဖုံးလိုင်းကလည်းမမိရောက်နေတဲ့နေရာကလည်းလွင်တီးခွိုင်ကြီးတကားလုံးမှာရှိနေကြတာကလည်းမိမကြီးဆွေရှိအောင်ပါကားပေါ်လိုက်ပါလာတဲ့မိမတွေကလည်းဝစီပိတ်ကျက်နေကြလားထင်ရအောင်နှုတ်ဆိတ်နေကြတော့နှစ်ယောက်သားတစ်ယောက်မျက်နှာကိုကြည့်ပြီးစိုးရင်ထိတ်လန့်လာကြတယ်ကားဘေးဝန်းကျင်ကိုကြည့်လိုက်တော့လေကားစားထက်လာတော့ကလည်းဆန့်ကျင်ဘက်မှာဆန့်ကျင်ဘက်လုံလွင်တီးခိုင်ပြင်းနေရတောင်ကိုလည်းမတွေ့ဘူးဖျားကိုလည်းမတွေ့ဘူးတခြားကားတစ်စီးတစ်လေကိုမှလည်းမတွေ့ရဘူးလာရောင်ဖွေးဖွေးအောင်မှာမြင်နေရတဲ့အရိုးပြိုင်းပလိုင်းကြာနေတဲ့တစ်ချောက်ပင်တွေနဲ့လွင်ပြင်းကျဲကြီးကိုသာတွေ့နေရတယ်လွင်ပြင်းကျဲကြီးတွေကထက်တိုက်လာတဲ့အေးစိန်စိန်လေတွေကကားထဲကိုဝင်လာတော့အစောမှာထိုင်နေရတဲ့တက်လေချမ်းစိန်စိန်တောင်ထက်လာရတယ်လာရောင်ဖွေးဖွေးအောင်မှာမြင်နေရတဲ့လွင်ပြင်းကျဲကြီးရဲ့ဝူတိုဝါတာလှမ်းမြင်နေရတဲ့တောင်လိုလိုတောလိုလိုအရာတွေရဲ့ကားနောက်မှာတရိပ်ရိပ်ကြံခဲ့နေတဲ့ဝူတိုဝါတာတောမကြီးရဲ့တွေးမြင်နေရတဲ့မြင်ကွင်းတွေကကြောက်စရာကောင်းတယ်လို့လွမ်းစရာကောင်းတယ်လို့မသိရင်တကယ်ဖြစ်နေတာမဟုတ်ပဲအိမ်မက်ဘဲမှတ်နေတယ်လို့မျိုးခံစားနေရတယ်ဒီမှာရှင်ဒီကားကတောင်ပေါ်ဘရားဖူးသွားတဲ့ခါမဟုတ်ဘူးလားဟင်ချယ်ရီကသူ့ဘေးနားမှာထိုင်နေတဲ့တယောက်ကိုလက်တူပြီးခတ်တူတူမင်းနေတာမို့တက်လေလဲကောင်းလေးငှက်ဆောင်ပြီးနားထောင်နေလိုက်တယ်ရှင်မဟုတ်ပါဘူးဒီကားကအဖိုးလွာကိုသွားမယ်ကားလေးရှင်ဘလူဘဲကအဖိုးလဲတက်လေလဲချယ်ရီလဲကြားလိုက်ရတဲ့အဖြီစကားကြောင့်ဦးကြောင်းနဲ့ပြန်မေးလိုက်မိကြတယ်အဖိုးရွာကတော့မတီးပဲနဲ့ဒီကားဘုတ်ကိုဘလူပါလာကြတာလေဟင်ညနေ6နာရီမှာတောင်ပေါ်ဘရားဖူးကားတွေထုတ်တာလေအဲဒါကြောင့်ကျမလူကတောင်ပေါ်ဘရားဖူးကားထင်လို့လိုက်စီးရမိလားပါဒီပေါ်မှာလူတွေကလည်းဘာမှမပြောတော့မသိလိုက်ဘူးရှင်အမေခံရတဲ့အမျိုးသမီးကအန်အော်တယ်လို့ပြန်မိလိုက်ကြတာမို့တက်လေလူလည်းစိတ်ညစ်ညစ်နဲ့ပြန်ဖြေလိုက်မိကြတော့တယ်ဒါဆိုရင်တော့ရှင်လူလည်းအဘိုးကိုဖူးအဖို့ကန်ပါလို့လိုက်ခွင့်ရခဲ့တာပဲကန်ထူးလိုက်တာရှင်ကျမလူဆိုရင်အဘိုးရွာကိုလာရဖို့အတွက်ငွေတွေလည်းကုန်တယ်ခက်ခက်ခဲခဲချိတ်ဆက်ခဲ့ရတာလေကားတွေကအမြဲကြိုးပိုးလောက်နေတာမဟုတ်ဘူးတဲ့ရှင်ဟုတ်လားဒါဆိုရင်အပြန်ကြလို့ဘလို့စီစဉ်ပေးမှာလေ။အော်ကျမကလည်းဆေးရလောက်နေမယ်လို့စာရင်ပေးထားတာ။ပြန်ဖို့ကလိုက်ပို့ပြီးတာပေါ့။ဟမ်မလေးဒီလိုဆိုတော်သေးတာပေါ့။ဒါနဲ့အဘိုးဆိုတာကဘာတူလဲ။ဒီတစ်ခါတော့ချယ်ရီကမေးလိုက်တယ်။အဘိုးဆိုတာတက်ချယ်ကြီးအဘိုးလီအသက်ကတော့ရာကျော်ပြီးရုပ်ပြောတယ်။ဒါပေမဲ့40ကျော်ရွယ်လောက်တည်းထင်ရတာတဲ့။အဘိုးကအကြမ်းမင်ရနေတာလေ။နောက်ပွင့်မဲ့ဖလကိုဖူးခွင့်ရဖို့အတွက်ကြင်ကြံအားထုတ်နေတာတဲ့အဘိုးကလာဖူးသမျှလူတွေကိုလည်းကျန်းမာသက်ရှိအောင်ဘေးအန္တရာယ်ကင်းအောင်လို့ငွေကြီးအစင်းပြောင်ကိုကြီးဆောင်ရှောက်ပေးတာလေအဘိုးကိုဖူးပြီးပြန်လာခဲ့ကြတဲ့လူတိုင်းကအကုန်ချမ်းသာကုန်ကြတာလေအမျိုးသမီးကတူးတိတမျှကိုရှင်းပြလေတက်လေဝင်ပြီးမေးမိပြလေဒီလောက်ဖုံးကန်ရှိပြီးနာမည်ကြီးနေတာ Facebook မှာလည်းတတိမတွေ့မိဘူးနော် Facebook မှာကလင်မယားရန်ဖြစ်နေတာတော့နာမည်ကြီးနေတာကိုအော်အမရဲ့အဘိုးကိုလူတိုင်းတွေးခွင့်ဖူးခွင့်မရဘူးလေပထန်းဆံမှာဖူးခွင့်ရတာလေကျမတို့လည်းရောက်ဖူးတဲ့လူတွေကဖြိုးပြလို့သိရတာဒါကဖူးခွင့်ရမယ်ကန်ပါလို့ဟူရောက်ရင်တွေ့ရပါလိမ့်မယ်ဒီနေ့ကျမတို့ကမန်လုံကားကိုမမီလို့ဒီကားနဲ့လိုက်ရတာလေလာမအန်ဒီယကိတော့အဘိုးကိုစိတ်ထဲမှာမှန်းကတော့ပြီးတိတိလေးလိုက်ခဲ့ကြနော်စကားတွေသိမပြောကြနဲ့အမျိုးသမီးရဲ့စကားကြောင့်တက်လည်းနဲ့တော့တဲအောင်မျက်နှာကိုကြည့်လိုက်မိပြီးပါးစပ်ပိတ်လိုက်ရတော့တယ်ကားကလွင်ဒီခေါင်ထဲမှာအချင်းအတော်ကြာမောင်းနှင်ခဲ့တယ်ချယ်ရီလည်းသူမဖုံးကိုလာမိပြီးငိုက်နေခဲ့တယ်တက်လည်းကတော့မအိတ်နိုင်ဘူးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေမိတာလူဝနေလုံးဖျားဆင်းဖူးလိုက်ကားပေါ်မှာအိတ်လိုက်နေအိတ်နေတာပေါ့မအိတ်နိုင်တာပြီးတော့ဒီလိုမျိုးကားတဲ့ပူးကက်ပြီးထိုင်နေကြတယ်ဘလို့အိတ်နိုင်မလဲခီးလန်းကဘလောက်ကြံနေတယ်တော့မသိဘူးတက်ရှယ်ကြီးအဘိုးစီမရောက်ခင်လမ်းမှာအကြော့တွေဆိုင်းကုန်မှတော့ကြောက်ရတယ်တက်လေကားနိုင်ခောက်ပြော့ဘော့ကိုလက်တင်းပြီးအကင်ကိုပဲငေးကြည့်နေတော့တယ်လာရွမ်ဖွေးဖွေးအောင်မှာတစ်ချောပင်းတွေကိုတွေ့မြင်နေရတာကအိမ်မလို့လို့စိတ်တစရုပ်ရှင်ကားကိုမကြည့်နေရတယ်လို့ကောင်းကင်ကြီးကလည်းမြူတင်ကင်းစင်ဒီဝင်းပနေတော့တာ
ကားလေးကလို့လွင်ဒီခေါင်ပြင်မှကျလမ်းပေါ်မှာအထီးကျန်ဆန်ပြေးနေခဲ့တယ်တစ်ပင်တော့အုပ်တွေကဖြတ်သွားတာတဲ့စာရင်လွင်ဒီခေါင်ကဖြတ်သွားတာကတိတ်ပြီးကြောက်စရာမကောင်းလို့တော်သေးတယ်တစ်ပင်တော့အုပ်ကြီးတွေကဖြတ်လာတော့ကတက်လေကြောက်နေမိတာလေတစ်ပင်တွေပေါ်ကအကောင်တွေများထွက်လာမလားတစ်ပင်ကြီးတွေကနေလက်ကြီးတွေများဆွဲသလောက်မလားလို့လက်မိတာတက်လက်က26နဲ့ဆိုပေမဲ့မမြင်ရတဲ့သစေတရားတွေကိုတော့ကြောက်လက်နေတော့ပဲတက်လေရဲ့အတွေ့မဆုံးခင်ပါပဲတစ်ပင်ကြီးတွေကိုဟိုတစုဒီတစုနဲ့တွေ့လာတာမို့တောအုပ်ထဲကဖြတ်ရအောင်မလားလို့တွေးပြီးလန့်သွားမိတယ်တိတ်မကြလိုက်ပါဘူးတက်လေဆွေးနေမိတယ်လို့ပဲကားကတောအုပ်ထဲကိုရောက်မှမသိရောက်လာခဲ့တယ်လင်းလွန်လာတာပဲဆိုတော့လာရွယ်လဲတိတ်ရတိတ်ခတ်ဒီကိုသိပ်ပြီးမထိုးဖောက်နိုင်တော့ဘူးတိတ်ရတိတ်ခတ်ဒီကြားကနေကြိုးတိုးကျဲတဲ့မနေလူလိုက်ကြရောက်နေရတဲ့လာရွယ်မင်းပြပြမင်းပြပြအလင်းအောင်မှာတစ်ပင်ကြီးတွေလုရှားရင်းတွေနေကြတော့ကိုတွေ့မြင်နေရတာကတဆေးကြီးတွေရင်းကပ်နေတယ်လို့ပဲတွေ့မြင်နေရတဲ့လောကလမ်းကတေးကြဖောက်လို့ထားတဲ့လမ်းမဟုတ်ဘူးလားဘူးတော်ထဲမှာလူတွေဖြစ်တယ်လို့ဖောက်ထားတဲ့လမ်းမျိုးတော်ယုံကားမျိုးတွားရတဲ့လမ်းမဟုတ်ဘူးတလေရောင်းထိုင်းတဲ့အောက်မှာဖော်ရခံပေးထားလို့တော်သေးတယ်ကီမောင်ကြီးမဲမဲတော်အုပ်ထဲမှာကားကထိုးရသွားတော့တက်လေလမ်းဖြတ်သွားမိပြီးချယ်ရီကိုအတင်းလုတ်နိုးလိုက်မိတယ်ချယ်ရီထသမ်းပါဟဲ့ကားရသွားပြီအဘိုးရွာလာဘာလာရောက်တာတော့မဟုတ်နိုင်ဘူးတော်ဤမဲမဲထဲမှာကားကရပ်သွားတာဟဲ့ပါလေလက်လိုက်တာနေကလေချယ်ရီကအိတ်ချင်မူတူးနဲ့ပြောနေချိန်မှာပဲကားရှိကန်ကလူတယောက်ကားနောက်ခန်းဘက်ကိုရှောက်လာတာကိုတွေ့လိုက်ရတယ်ကဲအားလုံးပြန်မနေကြပြီလားခရီးလန်းကလည်းဝေးတာကျန်းတာကိုဒါပေမဲ့အဘိုးညမေတ္တာရိပ်အောက်မှာမို့ဘာအန်ဒီယမမဖြစ်စေရပါဘူးစိတ်ချပါကဲရောဒီမှာအဘိုးကိုလာရင်မေတ္တာလည်းစီးဖြန်းထားတဲ့အောက်ချစ်အချွေးတွေတောက်လိုက်ကြပါဦးလန်ခရီးမှာအန်ဒီယကင်းဖို့အဘိုးကိုလိုက်စီမံပေးထားတဲ့အန်ဒီယကင်းမေတ္တာရေးပါအားလုံးတောက်လိုက်ကြပါဦးလက်သေးကိုရောက်လာတဲ့အချွေးဘူးတွေကိုတက်လေလက်ဆင့်ကန်ပေးလိုက်ပြီးတဲ့နောက်မှာတော့သူမလက်ထဲမှာတဘူးပဲကျန်ခဲ့တော့တယ်ညာပိုင်းဤကိုအချွေးတောက်ရမယ်လားအချိုးရအစားရေဘူးတော့မဝဲပဲနဲ့တက်လေမကြည်မနှက်နဲ့ပဲနှခမ်းကိုရှုံလိုက်မိပြီးအချိုးရေဘူးကိုမောက်တောက်လိုက်တော့တယ်မတောက်လို့လည်းမရဘူးရေကငတ်နေပြီလေအချိုးရတောက်လိုက်ပြီးဘာမှတော့တိတ်မကြလိုက်ဘူးမျက်လုံးတွေမေးစင်းလာတော့တယ်ကဲထားကြတော့ရောက်ပြီအဘူးရွာကိုယောက်ျားတစ်ယောက်ရဲ့ခက်ကြဲအော်တန်းကြောင်တက်လေဖြက်ခနဲ့လန်နိုးလာခဲ့တယ်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မောင်တူးအောက်မှာထွန်းထားတဲ့မီးလုံးဖြူဖြူတေးသေးလေးတွေကိုတွေ့လိုက်ရတယ်ဒါကလျှက်စစ်မီတော့မဖြစ်နိုင်ဘူးဆိုလာမီပဲဖြစ်လိမ့်မယ်ထင်တယ်တက်လေလက်ကနာရီကိုကြည့်လိုက်တော့မနက်တနာရီသူမတို့ကားစထွက်တာကညနေ6:00 ရီအခုရောက်လာတာကမနက်တနာရီဆိုတော့ခရီးလမ်းက9နာရီလောက်မောင်းကြရတာလားဒါဆိုရင်ဒီခရီးကတနေကုန်နီးပါမောင်းလာရတဲ့ခရီးပေါ့ထကြအောက်ဆင်းပြီးမျက်နှာတက်လိုက်ကြချယ်ရီထရောက်ပြီတဲ့ချယ်ရီကိုနှိုးလိုက်ပြီးတော့တက်လေကားပေါ်ကဆင်းဖို့ပြင်းလိုက်တယ်အကြီးလဲခြေတော့ကထုံကျင်းနေလို့မညာလို့ပါသေးတယ်ဒီမှာမျက်နှာတက်ကြပါပြီးရင်အဲ့ကျိုနေတဲ့မှာစရင်ဖေးရမယ်စရင်ဖေးပြီးရင်ထမင်းစားမလားမုံစားမလားကြိုက်တာကိုသွားစားလို့ရတယ်အဘိုးရွာမှာပတ်စံပေးစရာမလိုဘူးနော်လာခဲ့တဲ့လမ်းတစ်လျှောက်ပြောခဲ့တဲ့ညစကားတွေထဲမှာဒီစကားကတော့နားဝင်အချိုဆုံးပဲတက်လေတို့လျောက်လဲအညာနဲ့အတူမျက်နှာတစ်ပြီးချေးလက်သွားစီလိုက်တယ်ပြီးတော့အေဂျိုနီယာမှာသွားတင်းစီလိုက်တယ်နာမည်ပြောပါအောင်မေ့တယ်လေပါအသက်26နဲ့တာဒီလက်ဒီတာရန်ကုန်ပါတက်လေပြေးလိုက်ပြီးတဲ့နောက်မှာအဲကျိုကလူ3ယောက်စာအုပ်တွေကိုဟိုလန်ဒီလက်နဲ့အလုတ်ရှုပ်သွားကြတယ်အတော်ကြာတော့တက်လေကိုမော့ကြည့်လာတယ်နာမည်ကမေ့တယ်လေနော်ဘသူနဲ့ဆက်သွယ်ပြီးဒီကားနဲ့လိုက်လာခဲ့တာလေရှင်ဟုတ်ဘသူနဲ့မှဆက်သွယ်တာမဟုတ်ပါဘူးကျမတို့ကားမစီးလာđiကြတာပါဘာဘလို့ကားမစီးလာတာဟုတ်လားမင်းတို့ဆိုလားမင်းတို့ဘယ်နှယောက်တုံးလဲ2ယောက်ပါ2ယောက်လားမင်းတို့2ယောက်လုံးဒီဘက်ကိုလာခဲ့လိုက်ပါအဲကျိုရဲ့စကားကြောင့်တက်လေတို့လေရောင်ဝါးဝါးနဲ့ပဲသူညွန်ပြတဲ့နေရာမှာတွားရက်လိုက်တယ်တက်လေတို့ရနေပြီးခမနာမှာပဲယောက်ျားတစ်ယောက်လာခေါ်တာမို့သူနာကနေတက်လေတို့လိုက်သွားခဲ့ရတယ်ဒီကားဘောကိုဘလို့လိုက်လာခဲ့ကြတာလေဒီကားကကြိုတင်လက်မယူထားတဲ့လူတွေပဲလိုက်လို့ရတာလေဟုတ်ကဲ့ကျမတို့ဒီလာတောင်ပေါ်ဖျားဖူးသွားကြမလို့နေရာလွတ်တဲ့ကားလိုက်ရှာနေရာလွတ်တွေ့တာနဲ့လိုက်စီးခဲ့တာပါဘလူးမလည်းငွေလာကောက်တာလာမေးတာတော့မရှိတော့ဒီအထိပါလာခဲ့တာပါချယ်ရီကတက်တွက်လက်လက်ပြန်ဖြေနေတယ်မင်းနေတဲ့အမကြီးကသူ့ဘက်ကလူတွေကိုစကားတိုးလွှဲ့ပြော်လိုက်တယ်ကားသမားတွေကိုတွားခေါ်ခိုက်လိုက်တာမင်းတို့ဒီကားနဲ့ပါလာလာကိုမင်းတို့အဖွဲတွေရောတိကျရဲ့လားစိတ်ပူနေမှရှားနေမှဆိုးလို့ပေါ့ကဲဒီမှာမင်းတို့ရဲ့ကိုရေးရစဝင်ကိုဖောင်းဖြေကြခီးလန်းကဝေးတယ်မင်းတို့ကိုအမြန်ဆုံးပြန်ပို့ပေးဖို့စီစဉ်ပေးမယ်ဟုတ်လား
အခုတော့အဘိုးကိုဖူးခွင့်ရမယ်ကန်ပါလို့ပါမှတ်လိုက်တော့တာဖောင်ဖြီးဒီတော့ရင်ဟော့လမ်းအတိုင်းတိတ်တယ်ဝင်သွားလိုက်ထမင်းစားယူမှုတွေ့လိမ့်မယ်အိမ်မှာထမင်းစားပြီးရင်အခန်းတောင်းရမယ်နေရာမှာအခန်းတောင်းလိုက်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်တလဲတို့လည်းပောက်တဲ့နှဖူးမထူးဘူးလို့သဘောပိုက်ပြီးတော့စိတ်မညစ်နေကြတော့ပဲနဲ့သူတို့ညွန်ပြတဲ့နေရာကိုရှောက်သွားလိုက်ကြတယ်စားတာတောက်ကြကအလကားဆိုတော့3-4ရက်နေရာလည်းမစိုးပါဘူး ကိုဦးဖွဲ့ရီနဲ့အဆက်တွေလှုပ်လို့ရရင်တော့ပို့ပြီးအဆင်ပြေတာပေါ့အခုလောက်ဆိုရင်တော့မမမှုတို့ဦးဖွဲ့ရီသူမတို့နှစ်ယောက်အတွက်ခေါင်းမီတောက်နေလောက်ပြီတက်ဆရာကိုတွားတိုင်နေလောက်ပြီတူဖေသွားမလို့လေမအိထီဘူးလားနောက်ကျောစီကမေးထန်ကြောင်မြက်သူရခြေလန်းဒီတုံခနဲ့ဖြစ်သွားရတယ်လှဲ့ချလိုက်တော့အချင်းမူထူးပုံစံနဲ့လှမေးနေတဲ့မိကြော်မဒီနေ့လှပြနေလေဟဲ့ဒီလောက်လှတဲ့ညမှာမအိရပါဘူးဟဲ့ငါပြင်းမှာလမ်းချောက်အောင်မယ်ဟေးမိသူမရေစိတ်ကူးရင်လှကြည့်လားညတနာလီကြောနေပြီလီဘာကိုလမ်းလျှောက်มาလဲအေးပါဟေးငါမအေးမပြောတာဒီမှာကဖုန်းလိုင်းကလည်းမမိအင်တာနက်လိုင်းကလည်းမမိနဲ့ငါကောင်လေးနဲ့စကားမပြောရတာလေဘယ်နှရက်ရှိနေပြီလဲသူ့ကိုတိတ်တတိရတာပဲထီလားနေအောင်ငါလမ်းလျှောက်လိုက်အောင်မယ်ဒီညဧည့်သည်တွေအစ်စ်တွေလည်းထပ်ရောက်လာမှာဆိုတော့တွားပြီးဆက်ဆုလိုက်အောင်မယ်ဟဲ့မြတ်သူရန်စကားကိုအမြန်ဖြတ်ခဲ့လိုက်ပြီးအဆောင်ခန်းအပြင်ကိုထွက်ဖက်လိုက်တယ်သူတို့အဆောင်ခန်းတွေကတက်သားတွေအုပ်တွေနဲ့အခိုင်အခန့်ဆောက်လုပ်ထားခဲ့အဆောင်ခန်းတွေတခန်းမှာလူ4ယောက်လောက်ထားတယ်အပေါ်အောင်နှစ်ထပ်ခုတွေနေနဲ့ထားတာသူတို့အခန်းထဲမှာကလူက3ယောက်ပဲရှိသေးတာမြတ်သူရရောအဖွဲ့ကလူ9ယောက်စုလာကြတာဆိုပေမဲ့အဆောင်ခန်းတွေကိုရောက်တော့တကွဲတပြားစီအခန်းရကြတယ်မမဆိုးခေါ်စိုးမောင်မောင်ကတော့ရောက်လာတဲ့ညကတွေကဒီကိုလူခန်းတွေနေတဲ့နေရာမှာနေရရတယ်ဒီတော့မှမြတ်သူရလူဒီကိုလာနိုင်ဖို့အတွက်အဓိကအခွင့်အရေးရှိသူကမမဆိုးဆိုလာကိုမြတ်သူရကောင်းကောင်းသဘောပေါက်လိုက်တယ်မမဆိုးနဲ့မြတ်သူရတီးကျွမ်းခင်မင်ခေတာဒီနေ့နဲ့ဆိုရင်အချိန်3လကျော်လောက်ရှိပြီမိကျော်ကမိတ်ဆက်ပေးခဲ့တာမြတ်သူရအဆောင်အပြင်ကိုရောက်တော့လာရဲ့အလင်းဟောင်နဲ့အဝေးကမြင်ကွင်းတွေကိုရှင်းရှင်းလင်းလင်းလှမ်းမြင်နေခဲ့ရတယ်အားလုံးပြောနေကြတဲ့အဖိုးဆိုတာကအဆောင်တွေအထက်ထပ်ချထားတဲ့ဟိုဝေဝေးကအဆောင်ဦးကြီးထဲမှာနေတာတဲ့လူတိုင်းဖူးချင်းတိုင်းတွားဖူးခွင့်မရှိကိုမြတ်သူရကျိုဒီကိုရောက်တာတစ်ဖက်ရှိပြီအဖိုးဆိုတာကိုအခုချိန်အထိဖူးခွင့်မရသေးဘူးသူ့လက်အောက်တစ်ပက်လက်ဖားတွေညွန့်ကြားတဲ့အတိုင်းနေပြီးသူတို့သတ်မှတ်ထားတဲ့နမည်အတွင်းမှာတော့အကြိုက်တယ်လို့လက်ဖတ်ခွင့်ရှိတယ်အဲ့တဲ့ဆောင်တွေကတစောင်းကို10ခန်းနဲ့အဆောက်အဦ9ခုရှိတယ်ဒါကလည်းတနေရာနဲ့တနေရာနည်းနည်းလဲကြတယ်ထူးကြတာကယောက်ျားသားတွေတိတ်မလားတဲ့နေရာမှာအမျိုးသားတော်များများရှိနေကြတာတဲ့နောက်တစ်ချက်အထူးခြားဆုံးကတော့ဒီလိုလားသမျှဧည့်သည်အားလုံးနီးပါးကအသက်30မကြုံကြဘူးမြတ်သူရတော်အဖွဲမှာဆိုရင်မမဆူဒီလိုပဲအသက်30ကျော်တာမိကျော်တို့အဖွဲလည်း28ခု6ပတ်ချလေးတွေပဲပြီးတော့ဒီလူတွေအများစုကလည်းချောလာတွေကြီးပဲအချားမြင်ရနေတဲ့အဖိုးကတက်တော်ရကြော်တဲ့လာဖူးရဲ့သူတွေကအသက်30မကျော်တဲ့သူတွေများတယ်မြတ်သူရအဆောင်ခန်းတွေနဲ့ခတ်လှမ်းကတစ်ပင်အုပ်အုပ်တီရှိရာကိုခတ်တွတ်လှမ်းထွက်လိုက်ပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်တယ်ဒီနေရာကအဖိုးဆိုသူရဲ့မေတ္တာနယ်မြေလို့ပြောပြီးမြဲလဲအဆောင်အကြက်ဒီလိုတာတဲ့ပုံများနေတာကတော့အမှန်ပဲဒီအဆောင်တွေကလည်းအဆောင်ရဲ့လူတိကိပပထိရတဲ့ပုံစံတွေတော့မဟုတ်ဘူးတပတ်အတွေ့မှာမြတ်သူရတေချာလေးလာခဲ့ပြီးမှအဲထဲရီရဲ့တွင်မြင်ပုံစံနဲ့အဆောင်အကြက်ဒီရဲ့တွင်မြင်ပုံစံကိုခွဲခြားတတ်လာတာမြတ်သူရတစ်ပင်အုပ်အုပ်ဒီကြားကိုရောက်တာနဲ့အမောင်ရဲ့အကြအဆုံးဆိုတဲ့တစ်ပင်နာကိုရှောက်သွားလိုက်ပြီးတစ်ပင်ပေါက်ကိုလွှားကနေတက်လိုက်တယ်မြတ်သူရဝစ်စင်ထားတာကစကတ်လိုဘောင်းဘီလိုခက်ပွားပွားဘောင်းဘီနဲ့မိမဆန်းဆန်းလဲပင်အတွတ်လေးတွေနဲ့ဘလောက်စ်အပွားကိုဝစ်စင်ထားတာဒီတော့လဲအဝတ်စားတွေနဲ့တစ်ကိုင်းတစ်ခက်တွေမညစ်အောင်လို့တော့ဂယုဆိုင်ပြီးတက်ရတယ်ခဏအတွင်းမှာပဲတစ်ပင်ရဲ့အမြင့်ဆုံးနေရာကိုမြတ်သူရရောက်သွားခဲ့တယ်အပေါ်ရောက်ပြီးဆိုတာနဲ့အင်ကြီးအတွင်းအိတ်ချမ်းမှာထည့်ထားတဲ့အဝေးကြီးမောင်ပြန်းလေးကိုထုတ်ယူလိုက်တယ်ပိုက်စားတယ်မီးလေထမင်းစင်သွားစားရအောင်ဒီတခါတော့အစားမှတဲ့မိမိထက်ကိုအစားအကြောင်းအရင်ပြောလာတဲ့ cherry ကြောင်းတက်လဲတို့နှစ်ယောက်အသင့်ခုခပြင်းစင်ထားတဲ့ထမင်းဝိုင်းမှာဝင်ထိုင်လိုက်ကြတယ်ရှက်မနီလိုက်တော့ဘူးလေထမင်းကတီးဆုံဟင်းနဲ့ကြစားဟင်းကားက9နာရီလောက်စီးလာခဲ့ရတော့နှစ်ယောက်သားဘိုက်ဆဆနဲ့ခေါင်းမဖော်တန်းစားမိကြတယ်ညတန်းခေါင်ကြီးထမင်းစားရတာလေအရသာကိုကောင်းနေရောပဲတက်လဲတို့ထမင်းစားနေချိန်မှာပဲတက်လဲတို့စားနေပဲဝိုင်းမှာအမျိုးသားနှစ်ယောက်လာထိုင်ကြတယ်နှစ်ယောက်လုံး40ကျော်50ဝန်းကျင်အရွယ်ရှက်လက်ရှိအဖြူရောင်တွေဝစ်ထားပြီးအလှရှင်ကြီးတွေပုံစံမျိုးနဲ့ငါညီမတို့စားကောင်းကြရဲ့လားအားနာစရာမလိုဘူးနော်ဝါအောင်စားကြပါအချိန်မရွေးလဲထပ်စားလို့ရတယ်နော်တီငိန်အေးဆေးတဲ့အတန်းနဲ့ပြောလာတဲ့လူကြီးကိုတက်လဲမောက်ကြည့်လိုက်မိတယ်အတန်းကလည်းတီငိန်သလိုရုပ်ရည်သွေးမြင်တော့လဲတီကြီးအေးချမ်းတဲ့ရုပ်ရည်မျိုးပဲသူက cherry ဘေးမှာထိုင်နေတာတက်လဲဘေးမှာလဲလူကြီးတစ်ယောက်ထိုင်နေတယ်တက်လဲဘေးကလူရဲ့ရုပ်တွင်ကိုတော့တိတ်ပြီးသဘောမကျမိဘူးမျက်နာကရှိ
မျက်လုံးတွေကလည်းမျက်ပေါက်ကြီးကြီးရှိရှိနဲ့မျက်လုံးအကြည့်တွေကလည်းကစားလုံးနဲ့ညဘက်ကြီးမှသမင်းကိုအနေဒီတော့ကျွေးနေတာလားရှင်တက်လက်ကအစားသမားပြီး cherry ဘေးကလူကြီးကိုမေးလိုက်မိတယ်ညဘက်တွေတော့အငြင်းမကျွေးဘူးလေဒီနေ့ကရဝီဧည့်သည်တွေရောက်တဲ့နေ့မို့ညဘက်ကျွေးတာပါဂျန်တဲ့ရက်တွေတော့ညဘက်တွေမကျွေးဘူးလေနေ့ဘက်ကတော့စိတ်ကြိုက်စားလို့ရပါတယ်ကွအဖိုးကလာသမျှဧည့်သည်တွေဝါဝလင်လင်စားရအောင်စီစဉ်ပေးထားတာပါဟုတ်ကဲ့အဖိုးကစေတနာကောင်းလိုက်တာနော်ဦးကြီးဒါနဲ့အဖိုးကိုဘယ်ချိန်တွေ့ရမှာလဲရှင် cherry ကသူတိချင်တာကိုမေးပြန်တယ်အဖိုးကိုတွေ့ရဖို့ကတော့နည်းနည်းစောင့်ရတယ်ကွအဖိုးကအသက်ကြီးပြီးဆိုတော့ဒီနေ့ကိုဧည့်သည်4-50ယောက်ပဲတွေ့ခွင့်ပေးတာလေအလှည့်ကြတဲ့အထိ2ရက်လာကြတော့စောင့်ရတယ်အဲဒါကြောင့်ဒီကိုလာတဲ့ဧည့်သည်တွေကတစ်ပတ်လောက်နေကြတာလေလူကြီးစီကစကားကိုကြားလိုက်ရတော့တက်လက်တို့စိတ်ပြတ်သွားရတယ်တပတ်ဆိုရင်ဖြင့်သူမလူဖျားဖို့အဖို့ရဲ့ဖျားဖို့ရဲ့လည်းပြီးဖြစ်တယ်လို့အမျိုးတွေလည်းအတော်လေးစိတ်ပူပြီးဖျားများနေလောက်ပြီလေချယ်ရီတို့ကကာမစီးပြီးပါလာမိကြတာမို့မိသားစုတွေကမတိကြဘူးဟုတ်ကြီးရဲ့ပုံးလဲဆက်လို့မရတော့အိမ်ကစိတ်ပူနေလောက်ပြီဟုတ်လားဒါကိုအဲ့ချိုကတိတယ်မို့လားသူတို့တခုခုစီစဉ်ပေးပါလိမ့်မယ်စိတ်မပူကြပါနဲ့အဖိုးနေမိကိုကန်ကြီးမရောက်ခွင့်ရကြတာလေဒါကြောင့်ရောက်တုံးရောက်ခိုက်ပူပန်တော့ကားတွေကိုမေးပြီးလဲကြပတ်ကြပါအဖိုးနေမိကတိတ်ကိုတားရတာလေဟုတ်ကဲ့ဦးကြီးဒီနေရာကဘယ်နေထုံးမှလဲရှေးအောင်သမိုင်းဝိနေရာရှိတာလားအခုလိုညဘက်လော်လိုက်ကြည့်လို့ရလားဒီညကလာပြညာဆိုလို့လာကတိတ်ကိုတားနေတော့လိုက်ကြည့်ခြင်းလို့ပါရှင်တက်လေသူမသိချင်တာကိုဝင်မေးလိုက်တယ်ဒီနေရာကသမိုင်းဝိနေရာဘို့ကွယ်အခုညဘက်လိုက်လဲရင်တော့အသိလာမှသိချင်မိန်းကလေးတွေအကြိုက်ပန်းခင်းလူလေးရှိတယ်ဟိုးကတောင်ကုန်းပေါ်မှာဇေကြီးလေးလည်းရှိတယ်ဒီညကတော့လာပြညာမို့မအေးခွဲလိုင်းလျှောက်တရားမှတူတူလည်းရှိကြတာလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးကြီးဒါဆိုရင်ကျမတို့လိုက်လျှောက်ကြည့်လိုက်ပါအောင်မယ်ဒီပခန်းဒီကိုဘယ်မှာဆေးကြမလဲရှင်ထားခဲ့ပါဒီမှာကအလဲကြလုအားမီနေသူလေးရှိပါတယ်ဒီနေ့မှရောက်လာတဲ့ဧည့်သည်တွေဆိုတော့လဲကြပတ်ကြပါမလဲကြခင်ဟိုမှာအခန်းထွားတောင်းလိုက်အောင်နော်ဟုတ်ကဲ့ပါဦးကြီးကျေးဇူးတင်ပါတယ်ရှင်ရလဲတက်လေတို့ကျေးဇူးတင်စကားပြောပြီးကြတယ်မတ်တရက်လိုက်ကြတယ်ဒီမှာပဲဘီးမှာထားခဲ့တဲ့တက်လေရဲ့ကြောဘူးအိတ်ကိုချယ်ရီကလက်နဲ့ထောက်မိသွားတယ်ဟဲ့မိလေနီရွှေဘူးတွေပါလာမိကြတော့လားဟာချယ်ရီကမီးလိုက်တာအတန်ခတ်တိုးတိုးဆိုပြီးမဲ့သမင်းဝိုင်းမှာထိုင်နေတဲ့လူကြီးနှစ်ယောက်ပါကြားရလောက်တဲ့အတန်မျိုးမို့တက်လေထိတ်လန့်တုံလုတ်သွားရကလူကြီးနှစ်ယောက်ကိုအလန်တကြားနဲ့ကြည့်လိုက်မိတယ်တက်လေထိတ်လန့်နဲ့ကြည့်လိုက်မိတော့ဘီးနဲ့မှထိုင်နေခဲ့တဲ့မြက်ပေါက်ချင်းချင်းနဲ့လူကြီးနဲ့အကြီးချင်းစုံပြီးသွားတော့တယ်အမလေးလူကြီးရဲ့အေးဆက်ဆက်အကြည့်တွေနဲ့တုံကွေးသွားတဲ့နှုတ်ခမ်းဆောင်ကိုကြည့်ပြီးတက်လေရဲ့သွေးကြောတစ်လျှောက်စိန်ခနဲ့အေးဆက်တောင်းတင်းသွားသလိုခံစားလိုက်ရတယ်ချက်ချင်းလိုပဲရင်ထဲမှာလည်းမွန်းကျက်သွားခဲ့ပြီးကြောက်စိတ်တွေဝင်လာခဲ့မိတော့တယ်တက်လေလူကြီးကိုဆက်ခနဲ့ကြောခွိုင်းလိုက်ပြီးချယ်ရီလက်ကိုဆွဲကအခန်းတောင်းရမယ့်နေရာစီကိုခက်မြန်မြန်ထွက်ခဲ့လိုက်တယ်ချယ်ရီနင်းကလည်းဘာလို့ရွှေဘူးတွေပါလာရတာလဲလို့ပြောရတာလဲသမင်းစားယုံကခလန်းလန်းကိုရောက်တာနဲ့တက်လေစိတ်တိုးတိုးနဲ့ချယ်ရီကိုပြောပြလိုက်တယ်လူကတော့ရင်းတွေတုံပြီးအတန်တွေပါတုံနေခဲ့တာငါလည်းလွတ်ခနဲ့ပြောခါသွားတာပါဟဲ့နင်းကဘာလို့ရွှေတွေယူလာရတာလဲသူတို့ပုံစံကြည့်ရတာရိုးရိုးသားသားတွေပါဟာဒီနေမြေကသူတော်ကောင်းအဖိုးရနေမြေလေဒီနေရာမှာနင်းစိုးရင်နေတာတွေမရှိတော့ဘူးမိလေရစိတ်မပူနဲ့ဆမ်းမနင်းမသိပါဘူးငါဘေးနားမှာလူကြီးရဲ့အကြည့်တွေကတမျိုးပဲငါတော့ကလေးလူကြီးကိုမသိမ်းခါဘူးသူငါရွှေတွေကိုများလွတ်မလားမသိဘူးရွှေကငါဝတ်ချင်ဝတ်လို့ရအောင်ယူလာတာပါပြီးတော့ဒါတွေကငါရှာထားတာအကုန်ပဲထားခဲ့ရမှာစိတ်မချလို့ယူလာခဲ့တာအိမ်မှာဦးငယ်သားငမူးရောက်နေလေငါကအဘွားရင်ကတ်နေရတာဆိုတော့ငါခန်းကိုတော့ပိတ်ထားခဲ့လို့ရတာမဟုတ်ဘူးဒါကြောင့်ငါပိုင်တာလီထည့်လာခဲ့ရတာဗောဟဲ့အဲ့ဒီလူကြီးအကြည့်တွေမယိုးသားဟိုငါရွှေတွေကိုလာလူလို့ကတော့ငါရအောင်ပြန်တိုက်ခိုင်မှာဟဲ့မိလေနင်းကလေအဘွားဖြစ်တယ်လို့ပဲမလဲတဲ့နေရာကြလဲလို့နေပြရောနေအခုဖြစ်နေတာကလေသူများရဲ့ရုပ်ရည်သွင်းပြီးတော့အထင်သေးတယ်လို့ဖြစ်နေပြီလာအဲ့ဆိုမှအခန်းသွားတောင်းလိုက်မယ်သူများကိုအထင်းကြီးနဲ့အထင်းသေးမနေတော့နဲ့ချယ်ရီကဘာမှမဖြစ်တယ်လို့ပြောနေနိုင်ပေမဲ့တက်လေရဲ့စိတ်ထဲမှာကရက်တက်မအေးနေဖြစ်နေရတယ်အဲချိုဆောင်လူခောက်တဲ့ဧည့်သည်တွေကိုတခန်းဖဲတဲ့နေရာကိုရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တက်လေမြေလုံးတွေတောင်ပြူးသွားမိတယ်အဲချိုဆောင်ရဲ့ခမ်းမကြီးထဲမှာဆူလာမီတွေထိမ့်ထိန်လင်းနေခဲ့ပြီးဧခန်းဆောင်ရဲ့ခမ်းမထက်ကလာခုံအမြက်မှာတော့ရုပ်ရည်အတန်ပြန်သားနာရဲ့လူကြီးတယောက်နဲ့သူ့ဘေးနားမှာဝိုင်းနေတဲ့မိန်းမချောလေးတွေကိုတွေ့လိုက်ရတယ်မိန်းမချောလေးတွေဆိုမှတကယ့်ကိုချောဖေလှဖေဆိုတဲ့မိန်းမချောလေးတွေကြီးပဲတက်လေမမြင်ဘူးသမျှမင်းသမီးမော်ရီတွေထက်အပုံကြီးကိုလှကြချောကြတာလူကြီးကအညိုရောင်လို့ပန်းစီရောင်လို့အယောင်ကိုကော်လန်ကတုံးပုံစံလိုမျိုးချုပ်ထားတဲ့အင်ဂျင်နဲ့ထက်အောင်စင်းတူအယောင်ပေါင်းပြီးအပုတ်ကြီးကိုဝတ်ဆင်ထားတယ်ချယ်ရီကဆက်ဆက်ဆူဆူတမန်းဆိုတော့အဲ့ဒီအုပ်စုထဲကိုစိုးခနဲ့ဆက်ခနဲ့ရောက်သွားတယ်တက်တော်ရှိအဖိုးလားဟင်အနာကတယောက်ကိုချယ်ရီကမေးလိုက်တယ်မဟုတ်ပါဘူးအဖိုးရဲ့မြေးတော့ပါကြော့ကြလေမိန်းကလေးတယောက်ကခတ်တိုးတိုးရှင်းပြတယ်ကြော့ရမယ်တဲ့
ကြောရအောင်ဖုန်ကြီးလည်းမဟုတ်ယတိဝတ်လည်းမဟုတ်ဟိုဘလို့ကြောရမှာလဲဟင်လက်အုပ်ချီပြီးကြောရမှာလားဟုတ်တယ်လေအဲ့ဒီလိုမကြောလို့ဘလို့ကြောချင်လို့လဲမိန်းမချော်လေးတယောက်ကစိတ်မရှိတော့သလိုအသားနဲ့ပြန်ဖြေလာတယ်တက်လေလေကိုအသက်လုံခြုံရေးနဲ့ကိုယ်တိုင်နဖူးကချွေးချေးမအထီကြာပြီးရှာခဲ့ရတဲ့ပစ္စည်းတွေအတွက်လူကြီးကိုထိုင်ကြောလိုက်တယ်သမီးတို့ကိုစောင့်ရှောက်ပေးပါလို့အဘတက်လေနှုတ်ကလည်းပြောရန်လူကလည်းကုန်းမိကြောလိုက်တယ်ဒီနေမြေကိုရောက်လာတဲ့မြဲဧည့်သည်တိုင်းကိုအဖိုးကစောင့်ရှောက်ပေးထားပါတယ်အေးချမ်းစွာအနားယူကြပါကဲဧည့်သည်တွေကိုခေါ်သွားလိုက်ကြပါတက်လေမှာအဖိုးမြေးဆိုသူကိုဘာမှတော့မပြောလိုက်ရပါဘူးချက်ချင်းကိုနေရာကထွက်ခွိုင်းနေတာမို့ခေါ်သူနောက်ကိုလိုက်ခေကြရတော့တယ်ဒီမှာမင်းတို့နေရမယ့်အဆောင်နံပါတ်တွေနဲ့အခန်းနံပါတ်တွေအခန်းတွေကကျူတင်စာရင်သွင်းထားကြရတာမို့မင်းတို့ကအဆင်ပြေမဲ့နေရာကိုမနှဲစီစဉ်ပေးရတာအခန်းချင်းတော့မတူကြဘူးနော်တယောက်အခန်းမှာနောက်တယောက်လိုက်နေလို့မရဘူးနော်အဆောင်တစ်ခန်းမှာဧည့်သည်၄ယောက်ပဲထားတယ်စီကန်းကိုလိုက်နာကြပါနော်လမ်းမှာအဆောင်လမ်းညွန်ဆိုင်းပုတ်တွေလည်းရှိတယ်ကြည့်သွားကြပါအဲဂျိုဆောင်းကကပ်လောက်တွေကိုယူလာခဲ့ပြီးတက်လေလူထွက်လာခဲ့ကြတယ်သူမတို့နဲ့ကားအတူတူစီးလာခဲ့ကြတဲ့အဖွဲတွေလည်းဘယ်ရောက်ကုန်တယ်လဲမသိရဘူးဟေးငါကအဆောင်3အခန်း9တဲ့နေရောမီလဲငါကအဆောင်4အခန်း6တဲ့အင်းအဆောင်4နဲ့အဆောင်3ဆိုတော့နီးတာမဟဲ့လာသွားကြမယ်ငါကနားကျင်နေပြီနင်းလဲဟိုလူကြီးတွေကိုကြောက်ရင်အပြင်းကိုမထွက်နဲ့တော့နေရတဲ့အဆောင်မှာပဲနီးနော်အေးပါဟဲ့ငါလည်းမထွက်ရတော့ပါဘူးတက်လေလူစကားပြောရင်းရှောက်လာကြတော့သူမတို့လိုပဲတဲခိုဆောင်ရှာနီးတဲ့သူချူကိုတွေ့လိုက်ရတာမို့အားတတ်သွားရတယ်တကယ်တမ်းရှောက်လာခဲ့ကြတော့အဆောင်တွေကတစ်ဆောင်နဲ့တစ်ဆောင်နဲ့ကတ်နေတာမဟုတ်ပဲဝေးတယ်လမ်းတွေကလည်းလမ်းခွေးတွေအများကြီးနဲ့မနက်စောစောနဲ့ညနေပိုင်းတွေမှာတော့လမ်းလျှောက်လို့ကောင်းမဲ့ပုံစံမျိုးဟိုမှာအဆောင်3နဲ့ဟောဟိုမှာမြင်နေရတာလေးတဲ့ငါဝင်တော့မယ်နော်မီလေနင်းလဲသွားတော့ချယ်ရီကပျော့ပျော့ဆူဆူနဲ့သူရတဲ့အဆောင်တွေကိုဝင်သွားခဲ့တယ်တလဲလဲသူမရတဲ့အဆောင်ဘက်ကိုရှောက်လာခဲ့လိုက်တယ် ရှောက်ကင်းနဲ့တတိထားမိတာကသူမနာမှာဘသူမှပါမလာကြတော့ဘူးဆိုတာပဲအဆောင်လေးကလည်းမြင်းသားမြင်နေရတာမရောက်နိုင်တော့သလိုပဲချယ်ရီအဆောင်ကနေလှမ်းကြည့်လိုက်ရင်ကြည့်တော့တာအနီးလေရှောက်လာတော့မှလမ်းကအကွေ့အကောက်တွေများလမ်းခွေးတွေများပြီးတစ်ပင်တွေကလည်းအောက်ဆိုင်လို့လာရောက်လင်းလင်းလို့သာတော်သေးတယ်တလဲကြောဖို့အိတ်ကိုတင်းတင်းပိုက်ကြီးမပြေးုံတမဲလှမ်းလျှောက်သွားလိုက်တယ်ဟေးမင်းကလေးဘယ်ဆောင်မရတာလဲလိုက်ပို့ပေးမယ်လေဟဲအတန်အောကြီးနဲ့လှမ်းမလိုက်တဲ့အတန်ကြောင့်အတန်လာရရှိကိုတက်လေအလန့်တကြားနဲ့လှမ်းကြည့်လိုက်မိတယ်အမလီတို့မြေပေါက်ချင်းချင်းနဲ့လူကြီးကအတန်နဲ့အတူသူမစီကိုဦးတီရှောက်လာတာကိုတွေးလိုက်ရတယ်တက်လေလေဘာမှစဉ်းစားမနေတော့ပဲနောက်ကျောင်းကိုချက်ချင်းပြန်လှည့်ပြီးခဲ့လိုက်တော့တယ်အဝေးကြီးမန်လုံးနေမှာပေါ်လာတဲ့ပုံရိပ်တွေကိုကြည့်ပြီးမြတ်သူရမင်းသုံးတွေပူးကျဲထွားရတော့တယ်သူဆက်ပြီးကြည့်နေလို့မဖြစ်တော့တဲ့ပုံစံမျိုးမို့မှန်တုံးကိုအမြန်သိမ်းလိုက်ပြီးတစ်ပင်အောက်ကိုအဆင်းဖို့အမြန်လှုပ်ဆောင်လိုက်ရတယ်အရေးတဲ့ရားပေါ်ဆိုတာဒါမျိုးကိုပြောတာမြတ်သူရတစ်ပင်အောက်ကိုရောက်တာနဲ့ခေါင်းထက်ကစီးနှောင်ထားတဲ့စပင်းရှည်တွေကိုဖြန့်ချလိုက်ပြီးခန္ဓာကိုယ်ကိုတစ်ချက်ခါရလိုက်ပြီးလမ်းပေါ်ကိုခတ်တော်တော်လေးပြေးတက်သွားလိုက်တယ်တက်လေကြောက်ကြောက်လန့်လန့်နဲ့ပြေးမိပြေးရပြေးလာလိုက်တာဘေးရီရောက်လာမယ်မသိတော့ဘူးစိုးစိုးတုံးကလာခဲ့တဲ့လမ်းမကိုဖျံမရောက်ပဲတခြားနေရာကိုရောက်လာခဲ့တာဟိုလူကြီးတော့လဲလမ်းမှာတရားမှတ်ပြီးလမ်းလျှောက်နေတဲ့သူတွေရှိတယ်အခုတော့လူမပြောနဲ့တရေတော့မရှိဘူးဟိုလူကြီးကလည်းနောက်ကနေလိုက်လာနေတုံးပဲတက်လေဒီလိုမျိုးတော့လွယ်လွယ်နဲ့အရှုံးမပေးနိုင်ဘူးရွှေဆွေကျိုးငါးမူသားတကုံလောက်ရဖို့ကိုတော့လက်အပေါင်းများစွာစုခေရတာတလကလအချင်းပူပြီးဆင်းပြီးစုခေရတာအခုသူမမှာပါလာတဲ့ရွှေတွေကချွေးနဲ့သွေးနဲ့ရှာထားခဲ့ရတဲ့ချွေးနဲ့စားတယ်ဒါကသူမပိုင်ဆိုင်သမျှအကုန်ပဲအိမ်မှာစိတ်မချလို့ယူလာခဲ့တာဘသူကမှမပြေးနိုင်ဘူးဒါတွေကိုကောက်ဖို့လုပ်ရမှာပဲတက်လေအာကုန်ပြေးခဲ့တယ်ပြေးတာကတော့အဆောက်အဦတွေရှိတဲ့နေရာကိုပြေးတာပဲလမ်းထွေတွေကများလွန်းလို့ဘယ်ရီရောက်လို့ရောက်မှမထီတော့ဘူးဖုတ်အာအမလေးတော့နီလူကမမြင်ဘူးလားလို့ဒီမှာတရားမှတ်နေတာအကုန်ပေးကုန်ပါပြီဟင်တက်လေကြောက်ကြောက်လက်လက်နဲ့ပြေးလာခဲ့ရင်တစုံတစ်ခုကိုဝင်တိုင်းမိအထိပင်လဲသွားကြတာလူကအတော်လဲနာသွားတယ်လို့ယောက်ျားတန်လို့မိန်းမတန်လို့လျာမတိအာမတိရန်တွဲတန်စူးစူးကြီးကိုကြားလိုက်ရတာမို့အလန့်တကြားနဲ့ကြည့်လိုက်မိတယ်။ဘာကြည့်တာလဲဖေးဖေးလေးလူကိုဖိထားတာလားလို့တကယ်ပဲညာကြီးမင်းကြီးကိုဘာလို့လိုက်ဖိနေရတာလဲလာလိုက်ခဲ့ညီကိုကရီဂျူဝမ်မှာတွားတိုင်ပေးမယ်တခြားသူတွေကိုအနောက်ချလိုက်ပေးနေတာအတန်ဆော်ဆွာနဲ့ရန်တွဲနေတာကအတုမတယောက်ဆိုတာကိုသိလိုက်တော့တက်လဲနဲနဲစိတ်အေးသွားရတယ်နောက်ကလိုက်လာတဲ့လူကြီးကိုလှည့်ကြည့်လိုက်တော့ခလန်လန်ကအမောင်ရိတ်ထဲကနေရက်ကြည့်နေတာကိုတွေ့လိုက်ရတယ်အနားကိုတော့ရောက်မခဲ့ဘူးအဲ့ဒီလူကြီးကအနားရောက်လာခင်သူမတို့နေရာဟုတ်ခုနိုင်မမလားလို့တွေးလိုက်မိပြီးတက်လေလူလဲကအမြန်ကုန်းထားသွားလိုက်တယ်ဟိုမှာကျွန်မနောက်ကလူတယောက်လိုက်လာလူပါရှင်ဂရီဂျီဝဲကျုံကဘယ်နားမှလဲအမြန်သွားကြရအောင်ဘလူးဘယ်မှာလဲဘလူးကလိုက်လာတာလဲမတွေ့ဘူးစကားလိုက်ရရညီလားညီကကဲ
တော်တော့မယ်ဟဲတော်တော့မလို့လားခရစ်ချီဝဲမှာတော်မထိုင်တော့ဘူးလားတိုင်အောင်ဘသူကိုတိုင်မှလဲနင်းတော့မှဘသူမှပါမလာဘူးအပိုဒီပြောမနေနဲ့နော်အိုးတက်လေအပိုပြောတာမဟုတ်ပါဘူးတကယ်လိုက်လာတာပါလို့ဟိုမှာကြည့်ဟင် တက်လေအတင်းညင်းမလို့ဟန်ပြင်းဒီမှသူမရဲ့ရွှေတွေချောင်းကိုတတိရပြီးပါဆက်ကိုပြန်ပေးလိုက်တယ်သူမမှရွှေတွေပါလာတာကိုတခြားလူတွေမသိတာပိုကောင်းတယ်လीကဲဖဲတော့တို့ထရတော့မယ်တရားမှတ်လို့လေရမှာမဟုတ်တော့ဘူးရှင်အော်ကိုအမခဏလေးပါတက်လေကိုကူညီပါဦးနော်တက်လေကအဆောင်ဒီမှာနေရရတာမထွားတတ်တော့လို့ပါအဆောင်လေးဆိုတဲ့စကားကြောင့်မြတ်သူရာမျက်လုံးပြူးသွားရပြန်တယ်သူနေတာကလည်းအဆောင်လေးမှလေအော်အဆောင်လေးလားယာတို့နဲ့လိုက်ခဲ့ညနဲ့ကြည့်တယ်လိုက်ပြေမြင့်နဲ့အာယုံပြက်တယ်မြတ်သူရာအတန်းကိုခတ်ဆွဆွာနဲ့ဆူဆူအောင်အောင်လေးဖြိုးလိုက်ပြီးအမျိုးသမီးကိုအဆောင်ဘတ်သွားတဲ့လမ်းကိုတွန်းလှည့်ပြလိုက်တယ်ဒီခါမှာခတ်လန်းလန်းကနေပြေးထွက်သွားတဲ့လူရိတ်ကိုမျက်လုံးထောင်ကနေမြင်လိုက်ရတယ်ဒီတော့မှမြတ်သူရာလည်းတပ်ပြင်းကိုမတိမတာချက်လိုက်နေတော့တယ်ဒါကအဆောင်လေးပဲအခန်းဘလောက်လဲအခန်း6ဘာအခန်း6ဆိုတဲ့အတန်းကြောင့်မြတ်သူရာအတန်းကျဲကြီးနဲ့အော်လိုက်မိတယ်ဟင်ဘာဖြစ်လို့လဲဟင်အခုအမအတူမရဘာဆိုတဲ့အတန်ဆူးဆူးကြောင့်တက်လေရင်တုံပန်းတုံနဲ့ပြန်မေးလိုက်မိတယ်အခန်း6ကတိုးအခန်းလေးရှင်ဒီတစ်ခါအတန်ကျဲကြီးနဲ့လန့်ထွက်ရသူကတက်လေကိုရင်းပဲဖြစ်တော်တယ်ဒီမှာဒီအခန်းပဲအခန်းထဲကိုတက်လေမဝင့်ရင်းနဲ့လန့်ကြည့်လိုက်မိတော့အခန်းကအကျဲကြီးလည်းမဟုတ်သလိုတက်လေမကျင်ဘူးအခန်းရဲ့နယံတစ်ဖက်စီမှာနှစ်ထက်ခွတင်တစ်လုံးစီရှိနေပြီးအလဲမှာတော့လိုက်ကာစာထူးထူးကြီးနဲ့ချထားခဲ့တယ်ခွတင်ချေရမှာနေရန်ကပ်ပြီးတော့နေလုံးစီရှိတယ်လိုက်ကာစာချထားရဲ့နေရာနဲ့ခွတင်ကြမှာထိုင်ကုန်နှလုံးနဲ့စားခွဲတစ်လုံးလည်းရှိတယ်အိမ်သားနဲ့ရေချိုးခန်းကတော့ဟင်အဆောင်ရဲ့အနောက်မှာရှိတယ်ဘဲတက်ရှောက်သွားလို့ရတယ်အဲ့ဒီစားပွဲပေါ်မှာအဆောင်စီးခန်းရှိတယ်ဖတ်ကြည့်လိုက်အောင်နော်အခန်းတကားဝင်ချင်းဘေးကစားပွဲကိုမြတ်သူကလက်ညှိုးထိုးပြပြီးပြောလိုက်တယ်ဟိုအမနေရာကဘယ်မှာလဲဟင်ရှည်ထွေပြီးလှပလုံးနဲ့အတူမိုက်ရဲ့လက်ချောင်းတွေကိုတက်လက်ငေးကြည့်နေမိပြီးမီးလိုက်တယ်ဒီမှာလေဒီနေရာပဲအပေါ်ထပ်မှာတယောက်ရှိတယ်နင်းနေရာကအတိပတ်ခွတင်ထင်းမယ်အဲ့ဒီမှာလေတယောက်တော့ရှိတယ်ဒိုးလေတစ်ခါမှမမြင်ဘူးဝင်ကြည့်လိုက်လीဟဲ့တူဘာလဲဘသူလဲညာကြီးဘသူလဲစကားတွေပြောနေရလဲတက်လေတို့စကားပြောနေကြမှာပဲခွတ်တဲ့အပေါ်စင်းကမေးတဲ့နဲ့အတူစပင်ဖားလွှားရွနဲ့ခေါင်းကြီးထွက်လာတာမို့တက်လေလန့်ထပ်ပြီးတကားနာကိုကတ်လိုက်မိတယ်လွတ်နေတဲ့ခွတ်တင်ကိုရောက်လာတဲ့ဧည့်သည်ပါဟဲ့ခုနတုန်းကပန်းကြံထဲမှာလောက်ပြေးနေရလीသူเจ้าငါပါတရားမှတ်နေရတာပြက်ပါတော့လားမိပြော်ရေဖြစ်ချင်တော့တိုက်ဆိုင်ဟဲ့သူရတဲ့အခန်းကဒုအခန်းထစ်နေရလीဟဲဟုတ်လားဒီကလူတွေကလေဧည့်သည်တွေကိုဘလို့နေရာချပြီးလဲမသိဘူးတူရေနေရတာစိတ်ရှုပ်ပါတယ်ဟုတ်ပါဟဲ့တို့အဖွဲ့တွေကြီးပဲတခန်းပေးလိုက်ရင်ရရသားနဲ့သူတို့ကပဲနားသလိုလောပြောနေတဲ့အတူးမှတ်နှစ်ယောက်ကြောင့်တက်လက်စိတ်တိုးလာမိတယ်ဒါပဲဖြစ်သူတို့နဲ့တက်လက်တို့ကရုပ်ဝတ္ထုသဘောနဲ့စန့်ကျင်ဘက် lift တွေလေသူတို့နှစ်ယောက်လုံးဖြတ်ထုတ်ချုပ်လုပ်ထားရင်ကြားရင်တော့တမျိုးပေါ့တက်လက်ကိုအသွေးနဲ့ကိုသူတို့နှစ်ယောက်ကိုလှမ်းကြည့်လိုက်ပြန်တယ်ခုတင်အပေါ်စင်းကလူကိုအပေါ်ပိုင်းပဲကြည့်လို့ရပြီမဲ့ခုတင်အောက်စင်းမှာထိုင်ရတဲ့လူကိုတော့တေးကြကိုမြင်နေရတာမို့တေးကြကိုစိုက်ကြည့်ပစ်လိုက်တယ်လူပုံကတွဲလဲလီစပင်းရှိကြီးတွေနဲ့ရင်းဘက်ကတော့မို့မောက်မနေဘူးဆိုတော့စီလီကိုမထည့်ထားဘူးဆိုတဲ့သမောအောက်ပိုင်းကိုကြည့်လိုက်တော့ဘောင်းကြီးပေါ်ပွားကြီးဝတ်ထားတော့တေချာမသေးကွယ်ဖြစ်နေတယ်ဟဲ့နင်းဘာကိုကြည့်နေရလို့ဘယ်ကိုလာကြည့်နေရလဲလို့အိုးနင်းမိမအစ်စ်တော့ဟုတ်ကဲ့လားမိကျော်လို့ပေါင်းဟဲ့ तू ငါ့ကိုမျက်လုံးပြူးကြည့်နေနဲ့စိုက်ကြည့်နေတယ်ဟဲ့ငါကြောက်လာပြီမြတ်တူလာကယာမတိအာမတိအတန်နဲ့အော်လိုက်ပြီးတော့မိကျော်ရှင်နေတဲ့ခွတ်တင်အပေါ်ဆင့်ကိုဦးရဖားရပုံစံနဲ့တက်သွားလိုက်တယ်ဒီအချိန်မှာလဲတစ်ဖက်ခွတ်တင်ကနေအမျိုးသမီးတယောက်နဲ့အထန်ထွက်ပေါ်လာခဲ့တယ်ညာကြီးကိုဘာတွေဖြစ်နေကြတာလဲရှင်အဲ့ဒီအတစ်ရောက်လာတယ်လေဒီဘက်လွတ်နေတဲ့ခွတ်တင်မှာလာနေလိုက်ပါပြောစရာရှိတာကိုမနှက်မှာပြောကြပါရှင်တောင်းပန်ပါတယ်မိတ်ဆက်တာတွေဘာတွေကိုလဲမနှက်မှာလောက်ကြပါရှင်တစ်ဖက်ခွတ်တင်အပေါ်ဆင့်ကအထန်ထွက်ပေါ်လာခဲ့တဲ့အကြောင်းကြောင့်သူတို့အားလုံးစက်ကလေးတွေပူပြီးငိမ်ချသွားကြတော့တယ်တက်လေကလွတ်နေတဲ့တစ်ဖက်ခွတ်တင်စီကိုမတွားခင်မှာအဆောင်စီကန်းကိုအရင်ဖတ်လိုက်တယ်ဖတ်ပြီးတော့အစစ်မီတွေထက်ပိုစစ်နေတဲ့နှစ်ယောက်ကိုလှမ်းကြည့်ပြီးတွားပြဲကပြုံးပြလိုက်တယ်ကိုခုတည်းမှာမိမဖော်လဲရှိပြီးတော့ဒီဖြက်ဖောက်ချုပ်လုထားလားမလုထားလားမသိရတဲ့နှစ်ယောက်ကကိုထက်ပိုနှွေပိုနုပိုလက်နေတဲ့ပုံကိုမြင်လိုက်ရတော့ကိုသူရဲကောင်းမကြီးလို့တော့ထင်သွားမိပြီးလမ်းပြုံးပြလိုက်တာတက်လေပြုံးပြလိုက်တာကို
နှစ်ယောက်သားကမျက်လုံးသေးကြီးတွေနဲ့လမ်းကြည့်နေကြသေးတာလေတက်လေလေသူတို့နှစ်ယောက်ကိုကြောခိုင်းပြီးခုတင်စီကိုလာခဲ့လိုက်တယ်တက်လေကအောက်ဆက်မှာနေရမှာစီကန်ထဲကအတိုင်းဆိုရင်ခြေရင်းကနေရန်ကပ်ပြီးတော့တလုံးကတက်လေသုံးဖို့အတွက်ပဲနင်းနမေကဘာတူလဲသူ့နမေကမိမိကြော်တဲ့တငယ်ချင်းတွေကမိကြော်လူခေါ်ပဲခေါ်ကြတယ်သူကတူတူတဲ့တက်လေနမေကမိတက်လေတဲ့တက်လေလိုပဲခေါ်မိလေလိုပဲခေါ်ရောက်ရတယ်တက်လေတို့၃ယောက်သားအချင်းချင်းမိဆက်နေကြတာတက်လေရဲ့အပေါ်စင်ကဧည့်သည်ကတော့ဘယ်အချိန်ကတည်းကအပြင်ထွက်သွားလဲမသိဘူးတက်လေနိုးလာတော့မရှိတော့ဘူးဒါဆိုလဲလို့ခေါ်မဲ့ဟဲ့နင်းကိုကြည့်ရတာလဲဝဲရှိမဲ့ပုံပါပဲဒါနဲ့နင်းကဘယ်နည်းရနေမှာလဲဟဲ့အဲ့ဒါကဘလို့ပြောရမလဲတက်လေတို့ကလေဒီကိုလာတာမဟုတ်ပဲကားမာပြီးတက်စီးခဲ့ပြီလို့ရောင်းတာခဲ့တာလေအမြန်ဆုံးပြန်ပို့ပေးမယ်လို့တော့ပြောတာပဲတက်လေနဲ့အတူညီမဝိုင်းခွဲတယောက်လဲပါတယ်သူ့စီကိုသွားကြည့်ရအောင်မယ်အဲ့ဒါတယောက်ထက်အပြင်မထွက်ရဲလို့လေမိမိတို့တူတူတို့အပြင်မသွားကြဘူးလားဟင်ဟေးဟုတ်သားပဲအဲ့ဒီကိစ္စကိုမေးမလို့မနေ့ညတုန်းကနင်းနောက်ကိုယောက်ျားတယောက်လိုက်နေတာဆိုဘာလို့လိုက်နေတာလဲပြောပါအောင်ဟဲ့အဲ့ဒီယောက်ျားကိုတူတူလည်းမြင်လိုက်တယ်တဲ့ဟင်မြင်လိုက်တာလားပြောတော့မတွေ့ဘူးဆိုတူတူရဲ့တွေ့ပါတယ်သူလေကြောက်လို့ပေါ့မြတ်သူရကလျှာမတိအာမတိအထားနဲ့ပြန်ပြောလိုက်တယ်ကဲပါနောက်မှညင်းကြပါပြောပါအောင်လဲရဲ့အဲ့ဒီလူကဘာလို့လိုက်လာရတာလဲမိမိကျော်ရဲ့အမေးကြောင့်တက်လေဘလူဖြေရမှန်မသိဖြစ်သွားရတယ်အမှန်တိုင်းဖြေလို့တော့မရဘူးလေဒီခေတ်ကြီးထဲမှာဘသူမှယုံအားတာမဟုတ်ဘူးလေဒီတော့လေလိန်ပြိုးရတော့မှာပေါ့အဲ့ဒါကလေတက်လေကလှလို့နောက်ကလိုက်လာတာထင်တယ်တက်လေကိုမကောင်းကြံမလို့ထင်တာပဲအဲ့ဒါကြောင့်အခုအပြိမထွက်ရဲထင်နေတာလေဟေးဘလို့တက်လေခက်တွေနဲ့ဖေးလိုက်တော့မိကျော်နဲ့မြတ်သူရတို့တယောက်မျက်နှာတယောက်ကြည့်လိုက်တက်လေကိုမျက်မှန်ကုပ်ပြီးကြည့်နေကြတော့တယ်အေးဘာကြည့်နေကြတာလဲလူကိုတက်လေမျက်နှာတင်းနဲ့မေးလိုက်မှနှစ်ယောက်သားမျက်နှာလွဲသွားကြတော့တယ်အဲ့ဒီလူမျက်လုံးမကောင်းတာဖြစ်မယ်ထင်တယ်နော်အော်စရာပဲနှစ်ယောက်သားတိုးနဲ့ပြောနေကြတာကိုကြားပြီးမယ်တက်လေမတီးကြည့်ရောက်စောင့်နေလိုက်တယ်အပြင်မထက်ကြဘူးလားဟင်တက်လေပိုက်လေစာနေလို့ပါတက်လေမျက်နှာငယ်လေးမေးလိုက်တယ်တိုးတော့မသွားသေးဘူးရေချိုးဦးမှာတူကလမ်းလျှောက်ထွက်နေကြပြီဟာတူရေးလိုက်သွားပေးလိုက်ဟဲ့သူကအမြန်ချောနေတော့လူလိုက်ဆွဲနေမှာစိုးရင်ရလို့မိကျော်ရဲ့အမေးကြောင့်တက်လေတူလက်ကိုလမ်းဆွဲလိုက်တယ်ဒီလိုအချိန်မှာမိန်းမချင်းယောက်ျားချင်းမိန်းမနဲ့ယောက်ျားဆိုရင်တောင်ခင်မင်ရင်းနှီးဖို့ကခတ်သေးတယ်မိန်းမလျာတွေကိုတော့မိန်းမအများစုကခင်ပင်လွေကြတယ်လေတက်လေကလေမိဦးလိုတငယ်ချင်းတယောက်ရှိလာမို့တူနဲ့မိမိကြောကိုချက်ချင်းကိုခင်မင်သွားမိတော့တယ်အထူးသဖြင့်တော့တူပေါ့တူကြောင့်တက်လေညတုန်းကကန်ကောင်းသွားလာမဟုတ်လားတူရဲ့တက်လေနဲ့အဖော်လိုက်သွားပေးပါနော်တောင်းပန်ပါတယ်နော်လက်မောင်းကိုအတင်းဆုပ်ကိုင်းပြီးပြောနေတဲ့မေးတက်လေဆိုတဲ့အမျိုးသမီးကြောင့်မြက်သူရအတော့ကိုအနေခက်အကြက်ရိုက်သွားရတော့တယ်လိုက်ပို့ပေးပါနော်တူရဲ့တူကအရင်ချောတာပဲနော်အသားရည်လေးတွေကလည်းနှုတ်ဖက်နေတာပဲကြည့်ပါအောင်ဟာနင်းလဲဖဲနော်ဖဲတို့ကိုဟိုတီလို့ဒါမကြိုက်ဘူးနော်မြက်သူရာရှာကိုကိုင်းမိတော့မနန်အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းချင်းမထီပဲရှာပြားလိုက်ကြီးနဲ့အငန်ဖြိုးလိုက်ရတယ်မဲမင်းကြီးမှလူကိုမကြောက်မလန့်နဲ့လက်မောင်းကိုကိုင်းလိုက်လက်ဖျားတွေကိုကိုင်းဆုပ်ကြည့်လိုက်စပင်တွေကိုကိုင်းကြည့်လိုက်နဲ့လုံနေတာလေမိမတယောက်ဘလောက်ပဲမလှဘူးဖြောယောက်ျားနဲ့မိန်းမဆိုတာကဆွဲအားရှိတဲ့စမ်းကျင်ပဲလိန်တွေလीလက်မောင်းကိုအတင်းကိုဖတ်ထားတဲ့သူမလက်ထဲကနေမြက်သူလာအတင်းကိုယွန်ထွက်လိုက်ပြီးခတ်စွာတန်းလေးနဲ့ရန်တွေးလိုက်တယ်ဒီလိုဖုန်နဲ့ရက်ရှည်လာများတွေးနေရမယ်ဆိုရင်ဘလို့လုံးမလဲလို့တွေးလိုက်မိပြီးစိတ်ကပိုးရှုပ်သွားတယ်ချယ်ရီရဲ့နင်းကဒီမှာဘာလုပ်နေလာလဲချယ်ရီကိုအဆောင်သုံးခလုံးလိုက်ရှာပြီးဘယ်မှမတွေ့လို့ထမင်းကျွေးဆောင်မှာလာကြည့်မှာပဲချယ်ရီတယောက်ထမင်းကျွေးဆောင်ထဲမှာဝိုင်ကူလက်ပေးနေတာကိုတွေးလိုက်ရတယ်ဟင်းငါဒီမှာကူးတို့ယူနေတာလေဟဲ့လွတ်အားပေးနေတာနင်းထမင်းမစားသေးမို့လားစောင်းလေနေအောင်ငါထမင်းမစားသေးတာအရင်မကြည့်ဘူးလာနင့်ကိုပြောစရာရှိတယ်ချယ်ရီလက်ကိုဆွဲပြီးလူအုပ်စုတွေနဲ့ခလန်းလန်းကိုတက်လက်ခေါ်ခဲ့လိုက်တယ်ဘာတော့ငါမိလဲတမယာကူးတို့ယူနေတာကိုနင်းကူးတို့ကိုနောက်ထားညာတော့ငါနောက်ကိုဟူလူကြီးလိုက်လာတယ်ဟဲ့ငါမပြေးလိုက်ရတာကန်ကောင်းလို့ပေါ့အဲ့တဲ့တယောက်နဲ့တူလို့ဘာမှမဖြစ်တာဟမ်ဟုတ်လားဒါဆိုအဲ့ကျွေမှာတော့တိုင်းလေးသွားတော့တိုင်းကျင်တယ်ဒါပေမဲ့ငါမှရွှေဒီပါလာတာကိုလူဒီတိကမှကြောင်လို့ငါမှဒါလေးဒီပဲချမ်းသာတာဟာအမြန်ဆုံးပြန်နိုင်မှုပဲစူးစမ်းတော့မယ်ဟဲ့ရောက်နင်လဲကူတို့နောက်မှယူပါလားဟဲ့ရောက်နေ့လည်းခင်းလေးရှောက်ကြည့်ကြမယ်လေ
ဟဲမိလဲလေရဲ့နင်းဟာလီသူတော်ကောင်းတဲ့မိကိုကုသိုလ်ကန့်ထူလို့ရောက်လာခဲ့တာကိုကုသိုလ်ကိုအယောင်ယူမဲ့စိတ်မကူးဘူးလဲမယ်ပတ်မယ်ဆိုတာကြီးပဲနင်းလဲချင်းရင်တယောက်တည်းရှောက်လေပေါ့နေလေခင်ကြီးနင်းကိုဘယ်သူမှရမ်းမလုပ်ဘူးဟိုမှာလူတွေအများကြီးမတွေ့ဘူးလားဟိုလူကြီးကလည်းနင်းထင်းနေတယ်လို့ဟုတ်ချင်မှဟုတ်မှာပါဒါနဲ့နင်းအခန်းဖော်ရနေရောအဆင်ပြေလားသူတို့နဲ့အဆင်ပြေအောင်ပေါင်းလေငါတော့အခန်းဖော်ရနေခင်သွားပြီချယ်ရီမဖျားဖြစ်မဲ့အုတ်နီခဲမမလိုက်နဲ့နေဟိုမှာငါအခန်းပေါ်လေတက်လေစိတ်တိုးတိုးနဲ့ချယ်ရီကိုပြောဆိုလိုက်ပြီးမှသူကိုလက်ညှို့ထိုးပြလိုက်တယ်သူကထမင်းစားရုံမှာထမင်းထိုင်စားနေခဲ့တာဟဲသူလားချောလိုက်ကြဟဲ့ရောက်ဒါနဲ့ကြီးရတာတမျိုးပဲနော်ဟိုရင်းမရှိတင်မရှိသလိုပဲနော်တက်လေစိတ်ပူပနေတဲ့ကြားတဲ့ကနေခူကြီးခနဲ့ရီးလိုက်မိတော့တယ်နင်းကလေတေချာကြည့်လေဟဲ့ရောက်သူကအချော်ဒီဟဲ့ရောက်မိဦးမလို့လီဘလို့လာပြီးရင်းတဲ့တင်တကရှိနေရမလဲဟဲဟုတ်လားမထင်ဟာဘူးချောလိုက်တာဟဲ့ရောက်နင်းလဲအဲ့ဒီလိုမျိုးတွေနဲ့ကန့်ပါတယ်နော်အစင်သေးတရဲ့လားမိဦးမလို့တော့နင်းကအစင်ပြေတာမဟုတ်ဘူးပြေပါရဲ့ဟာမပြေလဲပြေအောင်ပေါင်းတင်းထားရမှာပေါ့မဟုတ်ရင်ငါတယုံသေးရှောက်လဲနေရမှာငါနေတဲ့ခုတဲ့အပိုးစင်ကအဲ့တွေကမိမပဲဟာဒါဒီမဲ့သူကမနာကြီးတာလားမသိဘူးမနဲ့တုန်းကငါနိုးလာတော့ထွက်သွားပြီလीဒါကြောင့်သူ့ကိုပဲအရန်ကတ်ထားရမှာပဲသူတို့တွေကမိမတွေကိုဆိုရင်ဘူးပေါက်နဲ့ပြန်ပြိုးတတ်ပေမဲ့လဲစိတ်ထားလေးတွေတော့မစိုးကြပါဘူးမိဦးမလို့လဲစီထားကောက်တာပဲဟာဒါနဲ့နင်ဘယ်ချိန်ပြီးမှလဲငါအခန်းကိုလာခဲ့အောင်နော်ငါအခုပဲအဲ့ကျိုဆောင်မှပြန်ရမယ့်ရက်ကိုတွားစုံစမ်းလိုက်ပါဦးမယ်ဟမ်သမီးရင်စားသွားအောင်လေအေးပါစားသွားမှာပါငါတွားတော့မယ်ချယ်ရီကိုနှုတ်ဆက်ပြီးတော့မြတ်သူရရှီယာစီကိုတက်လေပြန်လျှောက်လာလိုက်တယ်တက်လေရဲ့ညီမဝင်းခွဲကဒီမှလှုပ်အိုက်ပဲလှုပ်နေတာတဲ့တက်လေကပုံဝင်းချင်းကိုလိုက်ကြည့်ချင်းလိုပါဆိုစိတ်ပြက်လက်ပြက်ပုံစံနဲ့ပြောပြီးအနားမှာဝင်းထိုင်လိုက်တဲ့မြတ်သူရကိုကြည့်ပြီးမြတ်သူရမကြားချင်အောင်နှီးလိုက်တယ်အဲ့ဒါလီတူသွားတဲ့နောက်ကိုတက်လေလိုက်လို့ရမလားဟင်ဟိုတက်လေလိုက်ကြည့်ချင်းလို့အဖော်လိုက်ခဲ့ပေးပါလားဟင်တူရဲ့အိုးမရပါဘူးတို့ကဒီကိုပညာရီသင်ဖို့တရားမဲ့ဖို့ရောက်လာခဲ့တာလဲဖို့ချင်မရှိဘူးလေဟင်တူရဲ့တနည်းကိုခဏလေးပဲဟာတက်လေတို့ကပြန်ရတော့မှာပါပဲအဖော်လိုက်ခဲ့ပေးပါနော်တက်လေကရှူကင်းတွေလိုက်ကြည့်ရတာတို့လဲလျှောက်ထွက်ရတာတို့ဝါသနာပါလို့ကတောင်းပန်ပါတယ်နော်ဟာစိတ်ညစ်လိုက်တာနော်တကယ်စိုးပါပဲလားတို့ကအားတာမဟုတ်ပါဆိုကဲပါအားတဲ့အချိန်လိုက်ပို့ပြီးမယ်ဟုတ်ပြီလားကျေးဇူးတင်ပါတယ်တူရဲ့ဒါဆိုရင်ထမင်းစားပြီးတော့အဲ့ဂျိုနီယာကိုတွားမလို့အဖော်လိုက်ဟဲ့ပေးပါဦးနော်တက်လေတို့ပြန်ဖို့တော့တွားစုံစမ်းကျင်လို့ပါဘလို့ချက်ချင်းကြီးကိုအကူညီတောင်းလာတဲ့အမျိုးသမီးကြောင့်မြတ်သူတာဘာပြောရမလို့မသိသွားရပါဘူးဒီအမျိုးသမီးဒီလိုသာတစ်ချိန်လုံးသူ့အနာမှာတွေ့ကန်နေမယ်ဆိုရင်တော့သူ့ဘာပဲဆက်လုပ်ရမလဲသူ့အစီအစဉ်ထဲမှာဒါတွေမပါဘူးလေမြတ်သူတာထမင်းစားရတာတော့မဝင်တော့ဘူးမရှိချော်ကတော့ကြောမှလွဲလာတဲ့ကြောပုတ်အိတ်ကသူ့အလိုလိုထားပြီးထပ်ပြီးသွားမှာကိုစိုးရိမ်ပူပန်နေတဲ့ပုံစံနဲ့ကြောပုတ်အိတ်ကိုရင်းဘက်ရှိမှလွယ်ပြီးထမင်းစားနေတယ်ထုံလီရက်လောက်တော့စောင်းလိုက်ပါအောင်နော်ခရီးလမ်းကဝီးတော့ကားရီကြံခွိုက်ဖို့ကိုလည်းပြန်လောက်ရတာမို့ပါပြီးတော့ကားသမားနှစ်ယောက်နဲ့မိန်းကလေးနှစ်ယောက်ကိုပြန်လိုက်ဖို့လို့ကလည်းအစင်မပြေမှစိုးလို့ပါစိတ်မပူပါနဲ့နော်ရအောင်ပြန်ပို့ပေးပါမယ်ဟုတ်ကဲ့ပါရှင်ကျမတို့ကလည်းမိသားစုတွေစိတ်ပူနေမှစိုးလို့ပါအင်ကိုပြောခဲ့ရင်တော့ဒီလောက်မလောပါဘူးရှင်ကူညီပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်အဲဂျိုနေရကတာဝန်ရှိသူတွေကိုတက်လက်အကူညီတောင်းမိတဲ့အပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်အပြင်ကိုရောက်တော့စူပူပူမျက်နှာနဲ့ရက်ဆောင်နေတူကိုတွေ့လိုက်ရတာမို့အားနာတယ်လို့တော့ထက်သွားရတော့တယ်ညအရုံးကမှတီးကြတာကိုအတင်းတွေအကူညီလိုက်တောင်းနေမိတာလीချယ်ရီဆိုတဲ့မိန်းမကလည်းဘာစိကူးရီပေါက်နီးကုသူရီအတင်းဝင်ယူနေလည်းမသိဘူးတက်လက်တယောက်တည်းလဲသွားလာရမှလက်နေတာကိုတူငါအားကိုအရတဲ့မကိုရတဲ့ဘေးနာမှာအဖော်တယောက်ပါတော့ကြောက်စိတ်လီနဲနဲတော့ယော့သွားတာပေါ့တူသွားကြတာဘလို့လဲအစင်းပြေးကြလာဟင်လက်လေတက်လဲထွက်လာတာနဲ့မြတ်သူရအလော်တကြီးနဲ့မေးလိုက်မိတယ်ဒီမေးဟုံးကိုမြတ်သူရအတိချင်ဆုံးလေပြေတာလားမပြေတာလားမသိတော့ပါဘူးတူရဲ့3-4ရက်လောက်တော့စောင့်ပါအောင်တယ်လေအော်3-4ရက်လား3-4ရက်ဆိုတဲ့စကားကိုကြားလိုက်ရတော့မြတ်သူရခေါင်းကိုခက်လေးလေးညှိပြလိုက်တယ်စိတ်ကိုပူပါနဲ့တူရဲ့တက်လဲစိတ်မပူချင်တော့ဘူးအဖိုးရွာထဲမှာရှောက်ကြည့်အောင်လေတူကရောက်နေတာကြားပြီဆိုတော့နေရာတွေတိတယ်မဟုတ်လားဟင်သူကမအားတော့ဘူးသူဆရာနဲ့တွားတွေ့ရအောင်ပါဆိုတော့မြတ်သူရကမန်းကရန်ပြန်ပြောလိုက်တယ်ဟုတ်လားစိတ်ညစ်ပါရဲ့တယောက်ထဲလည်းမတွားရဲဘူးဒီလိုလို့ပါလားတူနောက်ကိုလိုက်ခဲ့မယ်လေတူဆရာနဲ့စကားပြောနေတာကိုစောင့်နေလိုက်မယ်လေနော်ကြားလိုက်ရတဲ့စကားကြောင့်မြတ်သူရမျက်နှာပြတ်မသွားအောင်မနှဲထိန်ထားလိုက်ရတယ်ဘယ်လိုမိမမှန်းကိုမသိဘူးမျက်လုံးနှလုံးပွင့်လာကြတဲ့ကသူ့နားကိုလိုက်ကတ်တွယ်နေတာ
အိမ်သားတက်ရေချိုးတာကိုတော့မလိုက်တာကန်ကောင်းဒီလိုကြီးကြချေဆိုရင်တော့အဆင်မပြေဘူးလေခက်တာကသူနဲ့ကိုကလက်ခန်းထဲဆိုတော့ဘယ်လိုလုပ်ရမလဲကဲပါဒီလိုလုပ်အခုတော့အဆောင်ပြန်ကြမယ်ပြီးရင်အဆောင်မှာခဏနားနေလိုက်လေနေ့လယ်စားပြီးရင်လိုက်ဖို့ပြီးမယ်နောက်ရက်တွေတော့မရဘူးနော်သူကဒီမှာပညာသင်တို့လာတာအချင်းကိုအလကားအကုန်ခံလို့မချစ်ဘူးဟင်အေးပါကျေးဇူးတင်ပါတယ်နော်တူနောက်ရက်တွေလိုက်မပို့ခိုင်းတော့ပါဘူးတက်လေရွှေမျိုးတက်ကြွစွာပြောလိုက်ရင်ကတူလက်မောင်းကိုရုတ်တရက်ဖတ်တွေ့လိုက်မိတယ်ဟင်လဲလို့ပြန်ပြီလားသူ့ကိုအဲ့ဒီလိုမလုပ်နဲ့ဆိုတော့မကြိုက်ဘူးလို့အင်းမ sorry တက်လေမြစ်သွားလို့ပါနော်တူကစိတ်ဒူသလိုပြောမှတက်လေသူမလက်တွေကိုပြန်ဖြုတ်လိုက်ရတယ်တက်လေကတယောက်နဲ့အပြင်သွားရင်လက်ကင်မိတာကအကျဉ်းကိုဖျက်နေမိတာလीမိဦးမနဲ့သွားရင်လေဒီလိုပဲလက်ချေပစ်လိုက်တာမိဦးမလည်းတူလို့ဒီလိုလက်ချေရင်မကြိုက်ဘူးသူတို့ကသူတို့ကိုတခြားလူတွေအထင်လွဲမှာကိုကြောက်ကြတာလीအထူးသဖြင့်တော့ကောင်လေးတွေအထင်လွဲမှာကိုကြောက်ကြတာပေါ့မြတ်သူရလူအဆောင်ကိုပြန်ရောက်တော့အဆောင်ထဲမှာမိကျော်နဲ့အတူချောမောလာပါရဲ့အမျိုးသမီးငယ်တယောက်ကိုပါတွေ့လိုက်ရတယ်သူတို့ပဲသွားကြတာလေသူတွေဆရာနဲ့သွားတွေ့ရအောင်ပါနော်မြတ်သူရတော့အဆောင်ထဲကိုဝေလိုက်တာနဲ့မိကျော်ကစီးချိုကပြောလာခဲ့တယ်အေးပါတို့သိပါတယ်မိကျော်ရဲ့ဒီမှာလीတို့တွေသမင်းသွားစားပြီးတော့လေပြန်ဖို့အတွက်သွားစုံစမ်းလို့အဖော်လိုက်သွားပေးရတာလीဒါနဲ့သူကချောမောလာပါတဲ့မိန်းမချော်လေးကိုကြည့်ပြီးမြတ်သူရမျက်စေးပြီးမေးလိုက်တယ်ကောင်မလေးကတော်တော်လေးကိုချောလာသူလားလေကရင်အဖော်စင်ခဲ့တဲ့သူလည်းအဖိုးရွာမှာပညာသင်ဖို့ရက်ရှည်ရောက်လာခဲ့တာတယ်လीသူလည်းအလုပ်များတို့တွေလည်းအလုပ်များနဲ့ခုမှတွေ့ဖေးကြလို့မိတ်ဆွေနေကြတာလीသူလေးနာမည်ကမနှောချိုတဲ့ဟုတ်လားတွေ့ရတာဝမ်းသာပါတယ်နော်မနှောတို့ကတူပါတို့အနာမည်29နှစ်ရှိပြီမနှောကတော့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်နော်မနှောလိုပဲခေါ်ပါတို့မတက်သူရွယ်လေးတွေပါပဲတို့တွေကတခန်းထဲမှာတူလားဆောင်ကြတာဆိုတော့အဖိုးပြောတယ်လို့ပဲရေဆက်ပိုင်လို့လားဆောင်ကြတာပဲပေါ့ဒါနဲ့ဒီကတယောက်ကတော့ဟင်နာမည်ဘယ်သူလဲဟင်အသက်ကတော့တို့နာမည်ကမေးတက်လေပါတက်လေလို့ပဲခေါ်လဲလို့ပဲခေါ်ရော့ပါလေအသက်ကလည်း26နှစ်ပြည့်တော်မှာပါပဲတွေ့ရတာဝမ်းသာပါတယ်နော်မနှောချိုကတက်လေဘက်ကိုလှည့်ပြီးမေးလိုက်ကနဲ့တက်လေဘဲအချိန်ကတည်းကဖြီးချင်နေလို့မသိဘူးချက်ချင်းကိုထားဖြေတော့တာတို့တွေမေးဆက်ပြီးပြီဆိုတော့အားတဲ့အခါကျမှစကားပြောကြတာပေါ့အခုတော့မနှောလဲတရားမှတ်ဖို့သွားရမှာမို့သွားတော့မယ်နော်အမိကျော်တို့လည်းသွားမှာလीတူသွားကြမယ်လीလဲကတော့မိကျော်ကလဲကိုကြည့်ပြီးမေးလိုက်တော့တက်လေကအဝိစားတွေရှိုးလိုက်အောင်ပါအဝိစားကနစုပဲပါလို့ပါဒီလိုလာဖို့ရည်ရွယ်ချက်မရှိပဲရောက်လာခဲ့တာဆိုတော့လေဒါနဲ့တခြားအခန်းတွေမှာလူတွေချန်ခဲ့မှာမဟုတ်လားတဆောက်လုံးမှာတက်လေတယောက်ကမဟုတ်လားမဟုတ်ပါဘူးတက်လေရဲ့တခြားလူတွေလည်းချန်ခဲ့ပါအဝိချော်ဒီလိုအနားယူရင်တကားကိုပိတ်ထားလိုက်လေမနှောလူပြန်လာရင်တကားခောက်လိုက်မယ်လေနော်ဒါနဲ့အဝိအပိုမပါရင်မနှောရဲ့အဝိတွေကိုယူဝေးလို့ရပါတယ်ဒါပေမဲ့တော်မှမလားမသိဘူးပြန်လာမှပဲတီဆက်အပိုးတွေနဲ့ဘောင်ကြီးအပိုးတွေပါလာကြည့်ပေးမယ်နော်ကျေးဇူးပါတယ်နော်မနှောဒါဆိုသွားပြီနော်ကြောက်တက်ရင်တကားပိတ်ထားလိုက်ပါအားလုံးထွက်သွားချိန်ပါတက်လေတယောက်ထဲကြံခဲ့တယ် တက်လဲကြော်ဖို့အိတ်ကူလွယ်ပြီးရေချိုးတဲ့နေရာကိုထွက်ခဲ့လိုက်တယ်ဖျားဘူးအမတ်တရအဝတ်စုံကြီးကိုပဲဝတ်ပြီးထွက်လာတဲ့တက်လေကိုကြည့်ပြီးမြတ်သူရတနာရမလို့ရဲရမလို့ဖျားဘူးဝတ်စုံဆိုပေမဲ့စောတုံးကဝတ်ထားရဲ့ဝတ်စုံတော့မဟုတ်ဘူးနောက်ကျစုံဖို့တော်ရဲတယ်မြတ်သူရတို့အပူရွာတဲ့ရှန့်ခေကြရင်းနဲ့တောအုပ်တွေဘက်ကိုရောက်မသိရောက်လာခဲ့တော့တယ်ညာတုံးကတက်လေနဲ့တူဝင်တိုက်ခဲ့တဲ့နေရာကဘယ်နေရာလဲဟင်အဲ့ဒါကဟိုဘက်မှာလေအပြန်ကြရင်အဲ့ဒီဘက်ကလှည့်ပြန်မယ်လေအဘိုးဆိုတာကဘလူပုံစံလဲဟင်တူတို့တွေ့ပြီလားမဖူးရသေးပါဘူးတို့တွေအလှည့်ကိုမရောက်သေးဘူးလားအဘိုးကိုဖူးရဘူးကအလှည့်ချစောင့်ရတာတဲ့ဟုတ်လားညာတုံးကတော့အဘိုးရဲ့မီးဆိုတာကိုတွေ့လိုက်ရတယ်ဒါနဲ့ဘာပညာတွေသင်ပေးတာလေတူတို့ကတော့ဘာပညာတွေသင်ကြတာလေဟင်အကြားအမြင်ရနေတဲ့အဖိုးစီကိုလာပါတယ်ဆိုပေမဲ့တော့ဘေဒင်းတို့အကြားအမြင်တို့လိုပညာတွေစီးဖို့ပို့လीဟုတ်လားတူကဘေဒင်းနေပါတယ်တွတ်တက်တာလားတက်လဲကိုတွတ်ပြပါလားဟင်အင်းပါတွတ်ပြမယ်လीလေးမပြန်းခင်ပါတွတ်ပြပါမယ်အလိုက်ကန်းစုမသိခင်မိန်းကလေးလိုပဲပြောရမလားသူမရှိမှဘာကိုမှပြောလို့မရအောင်ကိုဖြစ်နေတာမပြောလို့ကလည်းမဖြစ်တော့မြတ်သူတာစိတ်ရှုပ်ရှုပ်နေပဲအလိုက်တင်နေနေရလေဒီနေရာမှာဘသူကဘာမှန်းသိကြမသိနိုင်တာမို့အဆအရာကိုဂယူးဆိုင်နေရတာလीပန်းကြံသူကလည်းအကျယ်ကြီးတွေပဲနော်ဟိုဘက်ကတောအုပ်ကြီးလားတစ်ပင်တွေလည်းအများကြီးပဲနော်တောင်တွေလည်းရှိကပဲအေးတော့အေးချမ်းသာပဲနော်တက်လက်နက်ကိုလိုက်တဲ့လူကြီးသာမရှိရင်တော်တော်လေးအေးချမ်းပါပဲဟဲဟိုမှာဆန်းချောင်းလေးလားပျော်စရာကြီးပဲခက်လန်းလန်းတနေရာမှာတဆွင်စီးဆင်းနေတဲ့ဆန်းချောင်းလေးကိုတွေးလိုက်ရတာမို့တက်လက်ပျော်ရွှင်သွားရပြီးအပြေးသွားလိုက်တယ်ဟင်ဆန်းချောင်းနားကိုအရောက်မှာတော့တက်လက်ရဲ့ခြေထောက်တွေတုံခနဲရက်တန်သွားခဲ့ရတယ်
တက်လက်မြင်းတွေးလိုက်ရတာကစမ်းချောင်းအဆက်နားကတစ်ပင်ကြီးနားမှာရက်နေတဲ့မြက်ပေါက်ချင်းချင်းနဲ့လူကြီးတက်လက်ရင်းတွေတလက်လက်တုံသွားရပြီးဘေးပတ်ဝန်းကျင်ကိုလက်ပတ်ပြီးကြည်လိုက်မိတယ်စမ်းချောင်းနားမှာလူဆိုလို့သူမတို့2ယောက်နဲ့ဒီလူကြီးပဲရှိတယ်လူကြီးကရက်နေတဲ့နေရာကနေသူမတို့နားကိုတဖြည်းဖြည်းတိုးလျှောက်လာခဲ့တယ်တက်လက်နောက်ကိုချက်ချင်းလှည့်ပြေးလိုက်ပြီးတူရှေ့မှာရက်လိုက်တယ်တူဟိုမှာတွေ့လားအဲ့ဒီလူကြီးပဲညာတောင်ကတက်လက်နောက်ကလိုက်လာခဲ့တာလေသူအခုထိတ်ရောက်လာပြန်ပြီဒီနားမှာလည်းဘယ်သူမှမရှိဘူးတက်လက်တို့2ယောက်ထဲနဲ့သူ့ကိုပြန်တိုက်ခိုက်နိုင်မယ်မထင်ဘူးတူပြေးတာမြန်လားတက်လက်ကမြန်တယ်တက်လက်ကပြေးတော့ပြောတာနဲ့တူပြေးတော့နော်တက်လက်တို့ပြေးရင်ကနေအော်ပြီးအကူညီတောင်းကြတာပေါ့အိုးဘာလို့ပြေးအောင်မလဲသူ့မှာဘာကိစ္စရှိလို့လဲဆိုပြီးကောင်းမွန်မေးလိုက်ရတယ်ရတာဟာပဲဟာလဲရလဲအိုးတူမသိပါဘူးအဲ့ဒီလူကနှာဘူးကြီးပါတူကလှတယ်တူပြေးရမယ်လူရှိတဲ့နေရာကိုရောက်အောင်ပြေးနိုင်ရင်ရှော့ပြီးဒီနေရာကိုတက်လက်ကခေါ်လာမို့တူကိုတက်လက်ကခွဲပေးပါမယ်စိတ်ချပါသူရှိကနေပိတ်ရက်ပြီးဆရာမကြီးပုံစံနဲ့ပြောနေတဲ့တက်လေကိုကြည့်ပြီးမြက်သူရမှာကျေးဇူးပဲတင်ရတော့မလို့သူမပုံစံကသူ့ကိုကာကွယ်ပေးမယ်လေလူကြီးတော့နဲ့အရက်9ဘေး3လောင်မှာပေါင်ချိန်150နီးပါးလောင်နေမဝဘူးဆိုရင်တော့ပိန်သွဲလေးမဟုတ်တဲ့ခန္ဓာကိုယ်နဲ့ကဲပါဖဲပါဒိုးပဲမေးလိုက်ပါမယ်လေရဲ့အချင်းကြီးကိုထိုင်းနိုင်ဖို့အတွက်မြက်သူရရှေ့ကိုထွက်လိုက်တယ်သူ့ရှေ့မှာရပ်နေတဲ့တက်လေကိုတွန်းဖယ်လိုက်ပြီးလူကြီးနဲ့မျက်နှာချင်းဆိုင်လိုက်တယ်သူတို့နှစ်ယောက်နဲ့လူကြီးရဲ့ကြားမှာအကွာအဝေးကဆဲပေးကြော်လောပဲဝေးတော့တာဒီမှာရှင်သူတို့နောက်ကိုဘာလွတ်လိုက်နေတာလဲဟင်ဘာကိစ္စရှိလို့လဲသူတို့ကအဘိုးကိုလေလာဖိုးတာပါအစင်မပြေတာရှိရင်ကြီးကြက်ရီကိုပြောလိုက်ပါသူတို့လည်းကြီးကြက်ရီနဲ့ရှင်းပါမယ်မြတ်သူရအနုခမန်းနဲ့အောင်နုခန်းကိုမထီအောင်ပြောလိုက်ပြီးလန့်မေးလိုက်တယ်ဒီမှာဒီကိစ္စကမင်းနဲ့မဆိုင်ဘူးမင်းသွားလိုက်တော့မင်းဘေးနာကတယောက်ကအဖိုးရနေမေကိုခိုးဝင်လာခဲ့တာကွာသူကမယိုးသားဘူးသူ့ကိုလိုက်ဆောင်ကြည့်နေတာအခုသူ့ကိုစစ်ဆေးစရာရှိလို့ကြီးကကြီးကခေါ်ခိုင်းလိုက်တာမင်းနဲ့မဆိုင်တာမို့မင်းသွားတော့လူကြီးကပြောဆိုနဲ့ရှေ့ကိုတလန်းတိုးလာလေဘာဒီလာပြောနေတာလဲကျမတို့ကကားမစီလာမိတာလို့မနေ့ကပြောပြီးပြီလေဘဲကြီးကကြီးကခေါ်လာလဲပြောကို့ဘာသာသွားလိုက်မယ်တူလာသွားမယ်တက်လေကအတန်းဆွနဲ့ပြောလိုက်ရင်ကသူ့လက်ကိုလှမ်းဆွဲလိုက်တာမို့မြက်သူရအနာကိုပြန်ရောက်သွားခဲ့တာပြန်လေရှေ့ကလူရဲ့အခြေအနေကိုကြည့်ရတာလေတိတ်မဟန်ဘူးတက်လေဆိုတဲ့အမျိုးသမီးကိုအရအောင်ခေါ်သွားမဲ့ပုံစံမျိုးပဲရှင်ရှေ့မတိုးလာနဲ့နော်ထပ်တိုးလာရဲ့ခဲနဲ့ထုမှာတက်လေရဲ့အော်ဒန်ကိုကြားမှာမြက်သူရခြေထောက်ဒီကိုအသစ်အနေထားပြင်ထားလိုက်တယ်တက်လေကတော့ခဲတလုံးကိုဖေးအချင်းကကောက်လိုက်မှမသိဘူးလက်ထဲကခဲနဲ့ဟိုလူကိုချင်းချောင်းနေတော့တာလဲအချင်းနေမကောင်းပြေးရအောင်ပြေးနိုင်တယ်မဟုတ်လားမြတ်သူရပြောလိုက်ရင်ကတက်လေရဲ့လက်ကိုဆွဲယူပြီးနောက်ကျောင်းကိုလှည့်ပြေးလိုက်တယ်ရှေ့ကလူတွေကလည်းသူ့လူတွေပဲထင်နေလေရလာဒီဘက်ကိုပြေးကြမယ်မြတ်သူရတို့လှည့်လိုက်ချိန်မှာနောက်ကျောဘက်မှာရပ်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတာမို့လမ်းအတိုင်းမပြေတော့ပဲတစ်ပင်တွေကြားကနေဖြတ်ပြေးခဲ့ကြတော့တယ်ဟေးကောင်လေးလိုက်မိအောင်လိုက်ကြလေနောက်ကနေကျုံးဝါတန်ကြီးနဲ့အတူပြေးလိုက်လာတဲ့တွေကြောင့်မြတ်သူရတို့တွေလမ်းကိုမရွေးနိုင်တော့ပဲတွေးမိညာလမ်းတွေတစ်ပင်တွေကြားကိုအသက်လူကပြေးခဲ့ရတော့တယ်ဟေးရက်ဆန်းကောင်မနင်ကိုမိပြီး ဒီမှာဆရာတို့ကဘာလို့ချင်းလွတ်လဲတူတို့ကိုလွတ်ပေးပါနော်တောင်းပန်ပါတယ်နော်မြတ်သူတို့ကမျက်နှာငဲလေးလှုပ်ပြီးတောင်းပန်လိုက်တယ်မင်းကိုပြောပြီးပြီလေဒီကိစ္စကမင်းနဲ့မဆိုင်ပါဘူးလို့မင်းသွားချင်းရသွားတော့သူ့ကိုခူးဝင်လာခဲ့တဲ့ကိစ္စနဲ့စစ်စစ်စရာရှိလို့ခေါ်သွားမလို့ပါဘာမှမလုပ်ဘူးတက်လက်ကိုချုပ်ထားတဲ့သူက PDD မျက်နှာပေးနဲ့လှမ်းပြောလာတယ်လူဖေးနေနှုံသွားလိုက်တော့နော်မဟုတ်ရင်မင်းကိုပါခေါ်သွားမိတော့မယ်နှစ်သားအောင်ကြီးနဲ့ပြောလာတဲ့ဆက်စုပ်ယွန်းရှာစရာအတန်းဒီကိုနားထောက်ပြီးမြတ်သူရာအော်ကလေးတောင်ဆန်သွားရတယ်ဟုတ်ကဲ့ဒါဆိုရင်လည်း၃ယောက်အတူတူသွားကြပါမယ်သူ့ကိုလွတ်ပေးလိုက်ပါနော်သူကြောက်နေလို့ပါမြတ်သူရာလေသံပြော့လေးနဲ့ပြောလိုက်ပြီးသူတို့အနာကိုတိုးကတ်သွားလိုက်တယ်လွတ်ပေးချင်တာပေါ့ကွာဒါပေမဲ့အကူကြီးကိုလည်းစီယာကခိုင်းထဲတာမို့လို့လွတ်ပေးလို့မရလို့ပါကွာနှခေါင်းပွားဘလော့ကြီးကိုပွတ်နိုင်လိုက်ရင်ကပြောလိုက်တဲ့လူကိုမြတ်သူရာမျက်တာမခက်စိုက်ကြည့်နေလိုက်ပြီးမှသူ့ကိုပရမလွေထားတဲ့ဘေးအိနဲ့နှာဘူးကောင်ရဲ့မျက်နာကိုချိန်စားပြီးလွှဲရိုက်ချပစ်လိုက်တယ်ထိချက်ကကွက်တီပြီးတာနဲ့တက်လက်ရဲ့လက်ကိုစောင့်ဆွဲလိုက်ပြီးချီကုန်းပြေးထွက်ခဲ့လိုက်တယ်အမလီမောလိုက်တာရက်ပေါင်းတူရဲ့တက်လက်မောလုံးလို့အသက်တောင်မရှူနိုင်တော့ဘူးသူတို့လည်းနောက်ကပါမလာတော့ဘူးထင်တယ်နေအောင်မှာဝုန်းကနေထိုင်ချလိုက်ပြီးအသက်ကိုမောပန်းတကြီးရှူဆိုင်နေတဲ့တက်လက်ကြောင်မြတ်သူရလည်းရက်လိုက်ပြီးပတ်ဝန်းကျင်ကိုလဲပတ်ကြည့်လိုက်တယ်လိုက်တော့မလိုက်လာတော့ဘူးဒါပေမဲ့ဒီနေရာမှာအကြာကြီးနေလို့တော့မရဘူးအခုကတောထဲရောက်နေတာဒီနေရာမှာနေအစိုးကြီးဝယ်မှာနေဝန်သွားလေလမ်းပြောက်သွားလိမ့်မယ်မြန်မြန်ပြန်ထွက်မှရမှာမြတ်သူရပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးတတိပေးလိုက်တယ်
သူမတကယ်မောနေမှန်ထိပေမဲ့လေစက်နေနေရင်တကယ်ပဲနေဝင်သွားမှာအဲ့ဒီတော့မှဒုက္ခရောက်မှာလေလဲမောပြီပြီလားပြင်းရင်သွားကြမယ်ဒေါ်ရကြမဟောင်းလာမဆိုးလို့အင်းပါခဏလေးနော်တူခဏလေးပါခဏလေးလို့ပြောတာနဲ့တက်လေကဂျောဘိုအေကိုယူပြီးတစ်ပင်နောက်ွယ်ကိုဝင်သွားတာမို့မြတ်သူရလည်းဂျောခိုင်းပြီးရက်ဆောင်နေလိုက်တယ်တက်လေတစ်ပင်နောက်ွယ်ကိုရောက်တာနဲ့ဂျောဘိုအေထဲကရွှေဘူးတွေကိုအမြန်ထုတ်ယူလိုက်တယ်ထုတ်ယူပြီးတာနဲ့ဘူးတွေကိုအမြန်ဖွင့်လိုက်ပြီးအထဲကပစ္စည်းတွေကိုထုတ်ယူလိုက်ကအတွင်းကအင်ဂျီရဲ့အိတ်ကထဲကိုထည့်လိုက်တယ်လက်စွပ်တွေဆွေးကြိုးတွေဟန်ချင်းတွေနဲ့လက်ကောက်နားကတွေလည်းပါတယ်အားလုံးကိုလားစီငွေစူးပြီးဝယ်ဆူထားခဲ့ရတာတွားရင်လာရင်ဝေးရင်အန်ဒီရများလွန်းလို့နားခွေးလေးတယောင်ကလေးလို့ထောက်မဝတ်ရခဲ့တဲ့ချွေးနေစားတွေကားစင်းလုံးငှားပြီးလာခဲ့ကြတာမို့အေးမလည်းစိတ်မချလို့ယူလာခဲ့တာအလေးချင်းကပေါင်းမှ3ကြက်တာတော့ရှိတာမဟုတ်တာပဲမဲ့လေဒါကတက်လေပိုင်ဆိုင်တဲ့မြအကုန်မဲလေးအတွင်းကန်ကခါးရှည်ဆိုတော့အိတ်ကက်ကကြီးတယ်အိတ်ထက်ဆန့်လက်တော်ထီးတယ်အားလုံးထည့်ပြီးချိန်မှာအတွင်းကန်အင်းကြီးကတော်တော်တင်းကျပ်သွားတာမို့ချိတ်နေရပြောင်းချိဖို့တော့အတွင်းကန်ချိတ်ကိုလက်နောက်ပြန်ဖြုတ်လိုက်တယ်လေမတီးသေးဘူးလားရင်မြန်လို့ပါဆိုတူအိုးထန်ကကြီးထွက်လာပြီတက်လေမှာအတွင်းကန်အင်းကြီးချိတ်ကိုဘလို့မှပြန်ချိတ်လို့မရပြင်းနေတယ်ဝတ်လာတဲ့အတွင်းကန်ကလည်းရိုးရရဆွဲသားမဟုတ်ဘူးမြမချီထန်အတွင်းကန်ဆိုတော့ဆွဲမရပြုတ်မရတယ်ချိတ်3တန်းမှာပထမဆုံးတိုင်းကိုပြောင်းချိတ်နေတာကိုမရတာလေမပြီးသေးဘူးလားဒိုးလကြဟိုနာဘူးလေးရှာတွေ့သွားအောင်မယ်တူဝထန်ကထတ်ထွက်လာပြီ တက်လက်လဲအတွင်းကန်ချိတ်ကိုပြန်ချိတ်နိုင်ဖို့ကြိုးစားနေတာချွေးစည်းတီတောင်ပြန်လာပြီဒီတိုင်းဆက်လုံနေရင်ဒုက္ခရောက်သွားနိုင်တာကိုတက်လက်လဲသိပါတယ်အရှက်နဲ့အတက်တယ်တူပါမိန်းမာရီထတ်တောင်မိန်းမစစ်သေးတာပဲဟာတက်လက်လဲကိုဘာသာတွေးလိုက်မိပြီးတာနဲ့တူကိုလှန့်ခေါ်လိုက်တယ်တူဒီကိုလာခဲ့ပါအောင်ဟမ်ဘာလို့လဲဟိုတုတ်ဆရာစကူမရှိလို့လားတက်လဲခေါ်တဲ့ကြောင်မြက်သူရာခေါင်းနာဘန်ကြီးသွားရပြီလမ်းမိလိုက်မိတယ်ဒီမိန်းမနဲ့တော့စတွေ့ကြတဲ့ကအမျိုးစုံဖြစ်နေတော့တာလေမဟုတ်ပါဘူးတူရဲ့ဘာကိုပေလို့တုတ်ရမှာလဲခဏဝင်လာခဲ့ပါအောင်ထက်လဲခေါ်နေတာကြောင့်မြက်သူရာတက်ပင်းမောကိုချပြီးတစ်ပင်ကြီးနောက်ကိုလိုက်ဝင်သွားလိုက်တယ်တစ်ပင်နောက်ကိုမြက်သူရာရောက်တော့လက်နှစ်ဖက်ကိုနောက်ကိုကွေးထားပြီးချွေးတီပြန်နေတဲ့သူမကိုတွေ့လိုက်ရတာမို့အံ့ဩသွားရတယ်ဘာဖြစ်နေရလဲဘာဖြစ်လို့လဲမြက်သူရာညောင်းနာအတန်နဲ့မေးလိုက်ရတယ်ဟိုလေးတူရဲ့တက်လေအင်ဂျီဝတ်နေတာလေအဲ့ဒါချိတ်လို့မရလို့ချိတ်လေးချိတ်ပြပါလားဟင်ဘာအပေါ်ကဝတ်ထားတဲ့အင်ဂျီပေါ့ကြီးကိုအနှဲငယ်မှပြီးပြောလာတဲ့တက်လေကြောင့်မြတ်သူရာခေါင်းကိုမိုးချိုးပစ်ချခံလိုက်ရတယ်လို့ဖြတ်သွားရကြီးအထိတ်တလန့်နဲ့ပြန်အောလိုက်မိတော့တယ်အမလေးတူရဲ့လန့်လဲတာလောပါကူနီပါနော်တက်လေဘာသာချိတ်နေတာလုံးဝမရလို့ပါလူလဲချွေးပြန်နေပြီမိမတယောက်ကိုအတွင်းကန်အင်ဂျီချိတ်ပေးရမယ်တဲ့မြတ်သူရာဘိုးကမှတခါမှကိုမလုပ်ဖူးခဲ့တဲ့အလုံးမြတ်သူရာခြေတွေလက်တွေပါတုံကျဲလာသလိုတက်လေဆိုတဲ့မိမကိုမျက်လုံးပြူးကြည့်နေတာကြည်နေမိတော့တယ်ဒီမိမရိုးတော့ရိုးသားရလာလို့နဲ့အထက်အခါကြည့်မိပြန်တယ်စိတ်တိုလုံးလို့ကြိုက်ပေါက်ချင်းစိတ်ပါပေါက်လာရတော့တယ်ဒီလောက်ပြေးလွှားနေတဲ့ကြားကအဲ့ဒီအင်ဂျီကဘာလို့လဲ့ရတာလဲလို့ပြောစမ်းအောင်မြတ်သူရာတကယ်စိတ်တိုလာတာမို့အထန်ကိုမနာလို့ပြီးမေးလိုက်ရတယ်ဖြစ်နိုင်ရဲ့နားရင်တွေချက်လောက်တာပြေးတီးပြစ်လိုက်ချင်တော့လားဟိုလီတူရဲ့ကိစ္စလေးရှိလို့ပါတူရဲ့လို့ပါနော်မကြခင်မိုးချွတ်တော့မှာဆိုတော့မြန်သွားရအောင်မြတ်သူရာမတိမတာဟင်းချလိုက်ရင်တာပဲအသက်ကိုပြင်းပြင်းရှူထုတ်လို့အင်ဂျီချစ်ကိုပြန်ချိတ်ပေးဖို့လုပ်ရတော့တယ်တကယ်တမ်းချိတ်ပေးဖို့အနာကိုတွားလိုက်တာနဲ့လူကလက်တွေတုံလာတယ်မျက်လုံးကိုမှိတ်ပြီးချိတ်ကိုတက်ပေးဖို့လုပ်တော့လေချိတ်ကမချိတ်မိတာမို့အန်ကိုချိတ်ပြီးမျက်လုံးကိုအတင်းဖွင့်ထားရတယ်အင်ဂျီပွားကြီးကိုလှန့်လိုက်တာနဲ့ပေါ်လာခဲ့တဲ့မြင်ကွင်းကအသားအရောင်အတွင်းကအင်ဂျီလေးစုပေမဲ့လေမြတ်သူရာအသက်တောင်မရှိရတဲ့လို့ဖြစ်နေပြီလေချိတ်မတက်ရတဲ့ကြားကအသားဆိုင်ဖွေးလေးတွေကမြတ်သူရာရဲ့စိတ်ကိုစမ်းတက်နေတယ်လို့ပါပဲမြတ်သူရာအစနှစ်ဖက်ကိုအတင်းဆောင်းဆွဲပစ်လိုက်ပြီးခက်မြန်ချိတ်ဆက်ပေးလိုက်တယ်ဒီခရီးမှာဒီလိုကျွန်းလိုက်မဲ့လို့လေရောင်လို့မှမတွေးခဲ့ဘူးဘာတွေကြုံလာရင်ဆိုင်ဖို့ပြင်ဆင်ထားခဲ့ပေမဲ့လေဒီလိုမျိုးကြုံရလိမ့်မယ်လို့ထင်ကိုမထင်ခဲ့မိဘူးကဲပြီးပြီတော့ကြမယ်လာချိတ်တွေကိုတက်ပြီးတော့ပြီးသွားတာနဲ့မြတ်သူရာလည်းအနာကနေချက်ချင်းထားခတ်ခဲ့နေတယ်ဒီချိန်မှာပဲတနေရာစီကအတန်ကြားလိုက်ရတာမို့မြတ်သူရာအချင်းဆိုင်မနေနိုင်တော့ပဲတက်လေရဲ့လက်ကိုဆွဲလိုက်ပြီးတစ်ပင်ကြီးနဲ့ဆန့်ကျင်ဘက်အရဲကိုအမြန်ပြေးထွက်ခဲ့ရတယ်ဟေးယဆန်ထတ်ပေါ်လာပြန်တဲ့လူတစ်ယောက်ထိုလူကသူ့ခြေထောက်ကိုဆန့်တန်းလိုက်ပြီးပြေးကန်တယ်မြတ်သူရာကိုဘေးကိုတင်းရှောင်လိုက်သလိုတက်လေကိုလည်းဘေးကိုတွန်းထုတ်ပြလိုက်တယ်တူတတိထားရှင်တို့တူမသိနဲ့ရှင်တို့လည်းညတာကျမကိုမဟုတ်လားလာလေတက်လေလန်လဲကြတော့ရကနေလန့်អော်တယ်လဲ
မလာခင်နဲ့လူသားလဲတာအတန်းတော့ကျဲနေသေးတဲ့တက်လေကိုမြတ်သူကအော်ဟစ်တားလိုက်တယ်ဒီအချိန်မှာပဲဟိုနူကသူ့စီကိုတက်တဲ့ပြေးဝစ်လာတော့တယ်လူစိုးရဲ့လက်တီချက်ကသူ့မျက်နှာတက်တဲ့ကိုရောက်လာတာမို့မြတ်သူလာမျက်နှာကိုဘေးကိုတိမ့်ပေးလိုက်ပြီးမှလူစိုးရဲ့မျက်နှာကိုလက်ဝါးနှစ်ဖက်လုံးနဲ့စုံချပစ်လိုက်တယ်ဖြန်း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 မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့ပိုင်ပိုင်နိုင်နိုင်ချပြီးသွားပြီမဲ့မြတ်သူလာမရက်တန်ပဲလက်ဝါးနဲ့တဖြန်းဖြန်းထရိုက်ပြလိုက်တယ်ဖြန်းဖြန်းဖြန်းငါတို့ကိုမနှောက်ရှက်နေလို့နင်တို့ကိုအဖိုးနဲ့တိုင်မဲငါတို့နောက်ကိုမလိုက်ခဲ့နဲ့မြတ်သူရာအတန်ကျဲကျဲနဲ့អော်လိုက်ပြီးတော့ရိုက်နေလာကိုရက်လိုက်တယ်ဟာဟိုမှာငါတို့လူခံလိုက်ရပြီအချောင်မကလဝါဒင်းလာကြီးလားလိုက်ဖန်းဆန်းနှစ်အောင်လုံးကိုမလွတ်စင်နဲ့ခလန်လန်းစီကအတန်တွေကိုကြားလိုက်ရလာမို့မြတ်သူရာအချင်းဆွဲမနေတော့ပဲတက်လေရဲ့လက်ကိုဆွဲပြီးပြေးထွက်ခဲ့လိုက်တယ်ကောင်းကင်ထကအလင်းရောင်ကလည်းတဆက်အယော့နေလာခဲ့ပြီမြတ်သူရာတို့အပြန်လမ်းပေါ်ကိုပြန်မရောက်နိုင်တော့ပဲတောထဲမှာပဲရောင်းလဲလဲနဲ့ပြေးနေမိတော့မယ်အတော်ကြောင်ပြေးလာခဲ့ပြီးတော့မြတ်သူရာရက်တက်လိုက်တယ်ဒီလိုပြေးနေုံနဲ့တော့မလွတ်ဘူးထင်တယ်တို့ဒီတခုခုတော့စဉ်းစားရမှာပဲလေသူတို့တွေကမင်းတော့ကိုဘာလို့လိုက်နေရတာလဲခိုးဝင်လာတာမို့အပြစ်ရှိတယ်ဆိုရင်လေမနက်ကအဲ့ရကိုသွားတော့ကလည်းဘာမှမပြောလိုက်ဘူးမဟုတ်လားသူတို့လဲလဲနောက်ကိုဘာလို့လိုက်နေတာလဲအမှန်တိုင်းပြောတော့လေအကြောင်းတစ်ခုခုတော့ရှိရမယ်မြတ်သူရာမျက်နှာကိုတင်းထားလိုက်ပြီးမေးလိုက်တယ်ဒီအခါတက်လေရဲ့မျက်နှာကကွက်ခနဲ့ပက်သွားခဲ့တယ်ဟိုတက်လေဘာမှမလုပ်ရပါဘူးသူရဲ့ဟိုလေတက်လေထင်တာကတော့လေတက်လေတို့ဒီနေရာကိုရောက်နေတာမိသားစုတွေကလည်းမတီးဘူးဆိုတော့တခုခုများမကောင်းကြမလို့လားမတီးဘူးနော်တက်လေကလည်းနည်းနည်းကြည့်ကောင်းနေတယ်မဟုတ်လားတကယ်ကိုရုပ်တီးကြီးနဲ့ဖြောနေတဲ့မြစ်တက်လေကိုကြည့်ပြီးမြစ်သူရာယူးချင်သူလို့တောင်ထက်လိုက်ရတယ်သူမတို့အိမ်မှာမှန်မရှိတာလည်းဗလားမျက်နာပြောင်းပေါ်မှာမိတ်ကပ်ကိုပပလင်းပြီးအပေါ်ကနေရွှေပြီးနန်းတဲ့ခါကိုဖြစ်တယ်လို့လူးထားတဲ့မျက်နာနဲ့စပင်းကလည်းပြီးတော့ရောင်ကေတာမဟုတ်ပဲအနက်နဲ့အညိုရောစားထားတဲ့မွေးပွားရုပ်လို့စပင်းတွေကိုခေါင်းစီကျိုးနဲ့စီးထားလို့သာတော်သေးတယ်ကြည်ပျော်ရှူပျော်ရှိတာဆိုတာတော့ခေါင်းဖီးခဲ့ပြီးနဲ့ချိထားတဲ့မျက်ခုံးထူထူတွေရဲ့မျက်စမ်းနက်ကစူးလက်တောက်နေတဲ့မျက်လုံးဝိုင်းဝိုင်းတွေပဲရှိတာခန္ဓာကိုယ်အချိုးအစ်စ်ကိုကြည့်တော့လေလူတိုင်းနီးမှတဘောကြတဲ့ဂီတာရှိတ်လည်းမဟုတ်အမျိုးသားအများစုတွေ့တဲ့ရေဆေးငါးကြီးလည်းမဟုတ်ပဲကြားချထားတဲ့ဟိုမရောက်ဒီမရောက် မြတ်သူရသပင်းကိုချလိုက်မိတယ်ဒီမှာလဲတော့ကိုညာနေတာမဟုတ်လားအဖိုးရွာမှာရောက်နေကြတဲ့ကြီးကြီးငယ်ငယ်မိန်းမတွေအားလုံးဘလန့်တောင်ချောကြလာကြလဲဆိုတာကိုမင်းမြင်ခဲ့တယ်မဟုတ်လားသူတို့တွေအားလုံးအန်ဒီရကင်းကြတယ်သူတို့ကိုဘသူကမှလည်းမျက်စောင်းတော်မထိုးကြဘူးကဲပါထားလိုက်ပါမင်းမပြောချင်တာကိုဒိုးကလည်းမသိချင်ပါဘူးဒီညတော့ပြန်လဲမတွေ့ရင်ပုံခိုလို့ရမယ့်တနေ့ရမှာအဲ့ဒါမှာပဲတစ်ချိန်တော့ကင်းလေးတဲ့အဆောင်တွေဘာတွေနဲ့တွေ့ပါစေတော့ဆူတောင်းရုံမရှိတယ်ဒိုးဒီအတန့်ကျကြီးနဲ့အော်ရင်ကင်းလေးသမားတွေကြားနိုင်ပေမဲ့လေတော်ကြကင်းသမားတွေကဒီတောဘက်ကိုမလာပဲဟိုကောင်တွေပဲရောက်လာမှာဆိုတယ်အခုတို့ရောက်နေတဲ့တောကသူတို့ဘက်ကလမ်းပြမပါပဲလာခွင့်မပြုတဲ့နေရပဲဟဲဒီတောထဲမှာအေးလာမယ်ဟောလားတူဟဲတက်လက်တရေကြောက်တယ်မနေရဘူးဒီတောထဲမှာနေတာထက်စားရင်ဟိုလူတွေကိုပြန်ချပေးမယ်နော်တူကပါကျွမ်းတာပဲဟာမိမအစ်စ်တွေတော့တူလောက်ပါရွက်တာမကျွမ်းကျင်ကြဘူးတက်လက်ကလူထက်တရေကိုပူကြောက်တယ်တောကြမယ်နော်တူဒီတောထဲကအမြန်ထွက်သွားကြမယ်လေနေအောင်ဟိုလူတွေကိုတွေ့လို့ကတော့အသက်ပြန်စောပစ်မှာလုံးဝကိုမကြောက်ဘူးတောထဲမှာအိပ်ရမယ်လို့ပြောလိုက်တာနဲ့တက်လေကအလိုလိုနင်းကတက်တိတွေရှိသွားပြီးအတင်းကိုကုန်းယွန်းထားတော့တာမြတ်သူရလက်ကနာရီကိုကြည့်လိုက်တော့ညနေ9နာရီထိုးကြည့်ပြီနေကလည်းဝေးနေပြီမျိုးပြလိုနေရာမျိုးမှာညနေ9နာရီကျော်ဆိုတာကအစာကြီးရှိသေးပေမဲ့ဒါကတော့အချိန်ကလည်းအချိန်ကောင်းမဟုတ်ဘူးကဲဒါဆိုလေမြန်သွားကြမယ်သွားမယ်တက်လေမှာဖုံးပါတယ်ဖုံးကဒီနေရာမှာတော့မောင်သွားရင်ဓမီအဖြစ်သုံးလို့ရမှာပါအဲ့မှာဟုတ်ပါပြီသွားကြမယ်တိုးရှိကသွားမယ်အောက်ကိုကြည့်ပြီးလိုက်ခဲ့နော်တိုးနောက်ကမိအောင်လိုက်ခဲ့နော်မကြံခဲ့စင်နဲ့စိတ်ချပါတူနောက်ကကတ်လိုက်လာမှာစိတ်ချပါအမောင်သူကြီးမရကြောက်ခင်မှာနှစ်ယောက်သားချွေလန်းတွေကိုခတ်တက်တော့လမ်းခဲ့ကြတယ်ပြေးလို့ရတဲ့နေရာရောက်ရင်ပြေးကြတယ်တောထဲမှာလမ်းရလို့မရှိပြီမဲ့လူတွိုင်းထားတယ်လို့ထင်ရတဲ့ပုံစံမျိုးတွေ့ရင်အဲ့ဒီအတိုင်းရှောက်ခဲ့ကြတယ်ဟိုလူဆိုးအုပ်စုကြောင့်ပတ်ဝန်းကျင်ကိုလည်းနားဆွဲရသေးတယ်လမ်းတွေ့ပြီနှစ်ယောက်သားမိနစ်အတော်ကြာရှောက်လာခဲ့ပြီးတဲ့နောက်မှာတော့ရှေ့စီမှာလမ်းတွေလေးတစ်ခုကိုတွေ့လိုက်ရတာမို့မြတ်သူတာဝမ်းတအာရနဲ့နောက်ကိုလှည့်ပြောလိုက်တယ်ဟေးလွတ်ပြီကွာတက်လဲပျော်ရွှင်စွာနဲ့ထအော်လိုက်တယ်
သူတို့ဒီတော်တဲ့ကနေပြန်ထွက်လာတဲ့အချင်းကစလို့လက်ရှိအချင်းအထိတော့လူဆိုးသုံးခုရဲ့အရေးအယောင်းကိုရောအတန်ကိုရောမိမိညာမကြားရဘူးအမေလီတော်ပါသေးတယ်ဒီနေရာကိုပြန်ရောက်လာပြီဆိုတော့ဟိုလူတွေနဲ့တွေ့လေဂယူးဆိုင်ဆရာမလို့တော့ဘူးတက်လေကဝမ်းသာအာရဖြိုးပြီးတော့သူ့ကိုကြိုရတက်ကရှောင်သွားခဲ့တယ်မြတ်သူကလည်းဘာမှမပြောဘဲနောက်ကနေလိုက်သွားလိုက်တယ်နိုင်ကိုကြည့်လိုက်တော့ညနေ6နာရီထိုးတော့မယ်ဒါပေမဲ့ကောင်းကင်ကြီးကအမောင်တို့ပိုကြောက်ရောက်လာမဲ့အစားတဖြည်းဖြည်းလင်းလာတယ်လို့မျိုးတော်ဖြစ်နေတာမို့မြတ်သူစိတ်ထဲမှာတမျိုးကြီးဖြစ်လာမိတယ် တက်လေကိုလှမ်းကြည့်လိုက်တော့ခြီလန်းတွေကတက်ချွာလို့နှိခဲ့ပြီးခတ်တုတ်တုတ်ရှောင်းလန်းသွားနေခဲ့တယ်မြတ်သူမှာတတိကိုတချက်မှမလွတ်ရဲပဲပတ်ဝန်းကျင်အနံ့ကိုလှည့်ပတ်ပြီးကြည့်လာခဲ့မိတယ်လာမီကျော်တရက်ဆိုရင်လာကနောက်ကျမှထပ်တာဒါကြောင့်ညဦးပိုင်းမှာလာရဲ့အလင်းရောက်ရဲလို့မရှိဘူးအခုတော့ကောင်းကင်ကြီးကလည်းလင်းနေခဲ့တယ်လမ်းဘေးတစ်လျှောက်ကတစ်ပင်ကြီးတွေကလည်းအဖို့ရွာကအပင်နေနဲ့မတူတော့တယ်လို့မြင်မြင်သူမအပင်ဒီကပူပူလေးနေနဲ့အရွက်ဖားဖားကြီးတယ်အပင်တို့ပုတာမှာလေးပေတောင်ကြော်ပုံမရအောင်လမ်းကလည်းမြက်တူလာတို့စရှောက်လာတော့ကမိသားလမ်းလေအခုတော့တဲလန်းထီမှမတိဖြစ်လာခဲ့တယ်လမ်းကလည်းမဆုံးနိုင်တော့တလို့လှမ်းကြည့်လိုက်ရင်တဲလန်းဖွေးဖွေးကိုတမျောတခေါ်ကြီးလှမ်းမြင်နေရတာအဖိုးရွာတွေကလမ်းတွေကလမ်းဖြောင်တလန်းတဲဆိုတာမရှိဘူးအားလုံးကလမ်းတွေတွေလမ်းခွဲတွေနဲ့ပြီးတော့ဒီလိုဘာပင်မှမတိတဲ့အပင်ပူပူတွေကိုလည်းမတွေ့ဘူးပတ်ဝန်းကျင်ကိုကြည့်ရင်မြတ်သူဘလို့မှနားမလည်နိုင်အောင်ဖြစ်လာတယ်ဒီလောက်တစ်ပင်တွေထူထပ်နေတဲ့တစ်တော်အုပ်ကြီးတွေမှာဒီလိုလွင်ဒီခေါင်ဆန်းဆန်းနေရကိုဘလို့ရောက်လာရတာလဲမြတ်သူဘလို့မှနားမလည်နိုင်တော့ဘူးမြတ်သူလန့်နေတဲ့ခြေလန်းတွေကိုခဏရပ်တန့်လိုက်ပြီးနောက်မှကျန်ခဲ့တဲ့တစ်တော်အုပ်ကြီးကိုလှည့်ချလိုက်မိတယ်မြတ်သူတုံမြန်တွေ့လိုက်ရတဲ့ညီကွင်းကိုကြက်သေးသေးကငင်းကြည့်နေမိတော့တယ်တစ်ပင်ရလူဘာတစ်ခုမှမရှိလဲကြောက်တောင်ကြီးကလည်းသူတို့ကိုပြန်ပြီးငုံကြည့်နေခဲ့တယ်လို့တောင်မြတ်သူစိတ်ထဲခံစားလိုက်ရတယ်ဒါဟာဘာလဲအိမ်မက်လေးများလားဒါမှမဟုတ်ရင်သူတို့နှစ်အောင်လုံးတေဆုံးပြီးနောက်တမလုံးဘဝကိုများရောက်ရှိလာခဲ့ကြတာလားလို့တုံလုတ်ချောက်ချစွာတွေးလိုက်မိပြန်တယ်တူဘာလုပ်နေရလဲလာလေဟဲသူ့ဟိုလန့်ခေါ်လိုက်တဲ့တက်လေတဲ့အတန်းကိုကြားလိုက်ပြီမယ်မြတ်သူလှည့်ပြီးပြန်မဖြေနိုင်ခဲ့တယ်လို့တက်လေစီကလည်းဘာသမတ်ထမထွက်လာခဲ့ဘူးပဝန်းကျင်တစ်ခုလုံးကအချိန်အတော်ကြာတိတ်ဆိတ်သွားခဲ့တော့တယ်အတော်လေးကြားတော့မှမြတ်သူသူ့ရဲ့အသီးစိတ်ကိုပြန်လဲစူးစီးထိုင်းချုပ်လိုက်ပြီးတော့တက်လေကိုလဲချီလိုက်မိတယ်တက်လေတယောက်မတက်ရက်အနေထားနေပဲအထမတ်သူတယောက်လိုမျိုးတောင်းတောင်ကြီးရက်ပြီးကြောက်တောင်ကြီးကိုကြည့်နေကြတာသူမနည်းနည်းလေးမှကိုလှူရှားခြင်းမရှိပါလေတက်လေကိုကြည့်ပြီးမြတ်သူစိတ်ပူပန်သွားရတာမို့တက်လေအနာကိုအပြေးသွားလိုက်ပြီးတက်လေလက်မောင်းဒီကိုကိုင်းဆုပ်ကခါရမ်းလိုက်မိတယ်လဲတတိထားလီလဲမြတ်သူခကြမ်းညမ်းပဲလူကိုင်းညမ်းခါလိုက်တဲ့အခါမှာတက်လေမှာဟင်းငနဲ့တပ်ပြင်းချတန်ကြီးနဲ့အတူအတိစိတ်ပြန်လဲဝင်ရောက်လာခဲ့တယ်တူဒါကဘယ်နေရလဲဘာလေးထိကုန်တာလဲဟင်းခုနတော့ကတက်လေတို့ကြော်ထက်ခဲ့တဲ့တော့ကဘယ်ရောက်သွားတာလဲဒါကဘယ်နေရလဲဘာလေးထိကုန်တာလဲတူတက်လေတယောက်အတိပြန်ကတ်လာတာနဲ့သူ့ကိုအသေးမဲ့ဖာထားလိုက်ပြီးအထိတ်လဲလက်နဲ့မေးတာခဲ့တော့တယ်တက်လေမေးနေတာတွေကိုမြတ်သူလဲတကယ်ပဲနားမလည်နိုင်တော့တာပါတက်လေကိုကြည့်ရတော့သူတို့နောက်ကနေလူဆိုးတွေလိုက်တုံးကတဲ့ပို့ပြီးထိတ်လန့်တုံလုနေတာကိုတွေ့လိုက်ရတယ်လေခဏလေးပါစိတ်ကိုထိမ့်ပါအောင်အသက်ကိုပြင်းရှူသွင်းရှူထုတ်လုပ်လိုက်ပါဟုတ်ကဲ့တက်လေအသက်ကိုမော်ပန်းစွာရှူရှိုင်းနေရင်ပလန်ပြောလာခဲ့တယ်မိနဲ့အနေငယ်လောက်ကြာပြီးချိန်မှာတော့တက်လေမှာနည်းနည်းတီငင်းသွားပုံရပြီးမေးခွန်းတွေကိုထောက်မဲလာခဲ့တယ်တူဒါကဘာတွေဖြစ်ကုန်တာလဲဟင်တက်လေတော့ဘလို့မှနားမလည်နိုင်တော့ဘူးဒါကဆွေးရိုးသားယူမဟုတ်ဘူးထင်တယ်နော်တက်လေကသူ့လက်မောင်းကိုဖက်တွယ်ထားတာကိုလုံးဝလွတ်မပေးပဲပြိုးလာခဲ့တယ်မြတ်သူစိတ်ကိုအတိငိမ်ဆုံးဖြစ်အောင်ထိန်းလိုက်ပြီးမှဒီမှာလေတို့ပြောမယ်တေချာနားထောင်လောကကြီးမှာတေဆုံးရတာထက်ပိုပြီးကြောက်စရာကောင်းတာမရှိဘူးလို့သဘောထားလိုက်ရအောင်တို့နဲ့အခုချိန်မှာထိခိုက်တိုင်းရလည်းမရှိဘူးနေလို့လည်းကောင်းရလဲဘာမှမထိဘူးဒါကြောင့်ဒီအခြေအနေကတို့နှစ်ယောက်တို့အများကြီးကံကောင်းတဲ့အခြေအနေပဲဒါကိုကြောက်ရွံ့တုန်လုံးနေလို့မထိဘူးဒီမြတ်သူတုံမြန်တွေ့လိုက်ရတဲ့ညီကွင်းကိုကြက်သေးသေးကငင်းကြည့်နေမိတော့တယ်တစ်ပင်ရလူဘာတစ်ခုမှမရှိလဲကြောက်တောင်ကြီးကလည်းသူတို့ကိုပြန်ပြီးငုံကြည့်နေခဲ့တယ်လို့တောင်မြတ်သူစိတ်ထဲခံစားလိုက်ရတယ်ဒါဟာဘာလဲအိမ်မက်လေးများလားဒါမှမဟုတ်ရင်သူတို့နှစ်အောင်လုံးတေဆုံးပြီးနောက်တမလုံးဘဝကိုများရောက်ရှိလာခဲ့ကြတာလားလို့တုံလုတ်ချောက်ချစွာတွေးလိုက်မိပြန်တယ်တူဘာလုပ်နေရလဲလာလေဟဲသူ့ဟိုလန့်ခေါ်လိုက်တဲ့တက်လေတဲ့အတန်းကိုကြားလိုက်ပြီမယ်မြတ်သူလှည့်ပြီးပြန်မဖြေနိုင်ခဲ့တယ်လို့
တက်လက်စီကလည်းဘာသမတ်ထမထွက်လာခဲ့ဘူးပဝန်းကျင်တစ်ခုလုံးကအချိန်အတော်ကြာတိတ်ဆိတ်သွားခဲ့တော့တယ်အတော်လေးကြားတော့မှမြတ်သူရသူ့ရဲ့အသီးစိတ်ကိုပြန်လဲစူးစီးထိုင်းချုပ်လိုက်ပြီးတော့တက်လက်ကိုလဲကြည့်လိုက်မိတယ်တက်လက်တယောက်မတက်ရအနေထားနေပဲအထမတ်သူတယောက်လိုမျိုးတောင်းတောင်ကြီးရပ်ပြီးကြောက်တောင်ကြီးကိုကြည့်နေကြတာသူမနည်းနည်းလေးမှကိုလှူရှားခြင်းမရှိပါလေတက်လက်ကိုကြည့်ပြီးမြတ်သူရစိတ်ပူပန်သွားရတာမို့တက်လက်အနာကိုအပြေးသွားလိုက်ပြီးတက်လက်လက်မောင်းဒီကိုကိုင်းဆုပ်ကခါရမ်းလိုက်မိတယ်လဲလဲတတိထားလီလဲမြတ်သူရခကြမ်းညမ်းပဲလူကိုင်းညမ်းခါလိုက်တဲ့အခါမှာတက်လက်မှာဟင်းငနဲ့တပ်ပြင်းချတန်ကြီးနဲ့အတူအတိစိတ်ပြန်လဲဝင်ရောက်လာခဲ့တယ်တူဒါကဘယ်နေရလဲဘာလေးထိကုန်တာလဲဟင်းခုနတော့ကတက်လက်တို့ကြော်ထက်ခဲ့တဲ့တော့ကဘယ်ရောက်သွားတာလဲဒါကဘယ်နေရလဲဘာလေးထိကုန်တာလဲတူတက်လက်တယောက်အတိပြန်ကတ်လာတာနဲ့သူ့ကိုအသေးမဲ့ဖာထားလိုက်ပြီးအထိတ်လဲလက်နဲ့မေးတာခဲ့တော့တယ်တက်လက်မေးနေတာတွေကိုမြတ်သူရလဲတကယ်ပဲနားမလည်နိုင်တော့တာပါတက်လက်ကိုကြည့်ရတော့သူတို့နောက်ကနေလူဆိုးတွေလိုက်တုံးကတဲ့ပို့ပြီးထိတ်လန့်တုံလုပ်နေတာကိုတွေ့လိုက်ရတယ်လေခဏလေးပါစိတ်ကိုထိမ့်ပါအောင်အသက်ကိုပင်းရှူတင်ရှူထုတ်လုပ်လိုက်ပါဟုတ်ကဲ့တက်လက်အသက်ကိုမော်ပန်းစွာရှူရှိုင်းနေရင်ပလန်ပြောလာခဲ့တယ်မိနဲ့အနေငယ်လောက်ကြာပြီးချိန်မှာတော့တက်လက်မှာနည်းနည်းတီငင်းသွားပုံရပြီးမေးခွန်းတွေကိုထောက်မဲလာခဲ့တယ်တူဒါကဘာတွေဖြစ်ကုန်တာလဲဟင်တက်လက်တော့ဘလို့မှနားမလည်နိုင်တော့ဘူးဒါကဆွေးရိုးတာယူမဟုတ်ဘူးထင်တယ်နော်တက်လက်ကသူ့လက်မောင်းကိုဖက်တွယ်ထားတာကိုလုံးဝလွတ်မပေးပဲပြိုးလာခဲ့တယ်မြတ်သူရစိတ်ကိုအတိငိမ်ဆုံးဖြစ်အောင်ထိန်းလိုက်ပြီးမှဒီမှာလဲတို့ပြောမယ်တေချာနားထောင်လောကကြီးမှာတေဆုံးရတာထက်ပိုပြီးကြောက်စရာကောင်းတာမရှိဘူးလို့သဘောထားလိုက်ရအောင်တို့နဲ့အခုချိန်မှာထိခိုက်တိုင်းရလည်းမရှိဘူးနေလို့လည်းကောင်းရလဲဘာမှမထီဘူးဒါကြောင့်ဒီအခြေအနေကတို့နှစ်ယောက်တို့အများကြီးကံကောင်းတဲ့အခြေအနေပဲဒါကိုကြောက်ရွံ့တုန်လှုပ်နေလို့မထီဘူးဒီအခြေအနေကနေလွတ်မြောက်ဖို့ကအရေးကြီးတယ်ကြောက်စိတ်ကိုဖယ်ထားပါခုနတို့တွေတောထဲမှာရှိနေတုန်းကညနေ9နာရီနဲ့6နာရီဝန်းကျင်ပဲအခုချိန်လောက်ဆိုရင်6နာရီကျော်နေပြီဒီအချိန်ဟာအမောင်းတူကြားရောက်ကြီးဆိုးချိန်မှုအထင်မှားမြင်မလာပြီဖြစ်တယ်ဖြစ်နိုင်တာကတို့တွေအမြင်မှားနေတာဖြစ်ပြီးအဖိုးရွာတဲ့ကိုပြန်ရောက်မဲ့လမ်းကိုရှောက်နေတာပဲဖြစ်နိုင်တယ်ဒါကြောင့်ဒီမြင်နေလာတဲ့လမ်းကိုပဲဆက်လျှောက်စားကြစို့ကျန်တာဘာကိုမှမတွေးနဲ့လဲအသက်ရှင်ခြင်းနဲ့မဟုတ်လားအိမ်ပြန်ခြင်းနဲ့မဟုတ်လားဟုတ်ကဲ့တူတက်လက်ကတုံရင်ထက်တဲ့ဆိုတာနဲ့ပြန်ပြောလာခဲ့တယ်ဟုတ်ပြီဒီလိုဆိုရင်သူနှစ်ယောက်လက်တွဲပြီးတူလျှောက်သွားကြစို့ဘာကိုပဲထပ်တွေ့ရမကြောက်နဲ့လက်ကိုမလွတ်နဲ့တော့ဟုတ်ကဲ့ပါတူတချင်လုံးတော်လာလှရှာနေခဲ့တယ်သူမအခုတော့တီတာတာကိုတိတ်ဆိတ်ငင်းတက်သွားခဲ့တယ်ခစောစောရုံးကပဲလူတဲ့တရေတစီကိုပူကြောက်တယ်လို့သူမပြောခဲ့ရှာတာအခုတော့ဘာမှမသိတဲ့အခြေအနေနဲ့ကြုံတွေ့လိုက်ရတာမို့သူမမှာလူနဲ့အသည့်စိတ်ကပ်နေအောင်မနေကိုစိတ်တင်းထားပုံရရှာတယ်သူမရဲ့လက်ကိုမြတ်သူတော့တင်းကင်ဆုပ်ပြီးထားတာကိုပဲမယုံကြည်နိုင်လေဟန်နဲ့သူမဘက်ကပြန်ပြီးတင်းကျပ်နေအောင်ဆုပ်ကိုက်ထားခဲ့တာအလင်းရောင်ချီနီတုံမြန်လျှောက်ကြသူလဲဟုတ်ကဲ့တူနှစ်ယောက်လက်ချင်းတွဲပြီးလမ်းလျှောက်ခဲ့တာချိန်မှာတက်လက်ရဲ့လက်တွေကအေးဆက်နေပြီးမှချွေးစည်းတွေထွက်နေတာကိုမြတ်သူကခံစားလိုက်မိတယ်သူမအတော်လေးကိုကြောက်ရွံ့နေဟဲ့ပြီးဖက်တယ်သူမကကြောက်နေတယ်ဆိုတော့မြတ်သူကကိုယ်တိုင်လည်းမကြောက်ဘူးလားဆိုတော့ကြောက်ပါတယ်ဘာမှမသိတဲ့အရာတွေကိုကြောက်ရွံ့တတ်အောင်ခလီတွေကိုခြောက်လန့်ပြီးထိန်းချောင်းခဲ့တဲ့အရာဒီသားမှာမြတ်သူကကိုယ်တိုင်လည်းရှင်တန်ကြီးပြင်းခဲ့ရသူပြီးကြောက်လန့်ပါတယ်ငယ်တုန်းကလူကြီးအချုပ်ခြောက်လန့်ခဲ့ကြတဲ့ဒီဝေါ်ဒီလာဘီတို့စောမကြီးလာဘီတို့တာဒီကြီးလာဘီတို့တရေကြီးတွေလာနေပြီဆိုတဲ့အရာကိုကြောက်ရွံ့တတ်အောင်ခြောက်လန့်ခံခဲ့ရတဲ့ခလီတွေထဲမှာမြတ်သူကပဲပါဝင်ခဲ့တာမို့အမောင်ထုကိုကြောက်ပါတယ်ဒါပေမဲ့လည်းသိပ္ပံပညာရပ်တွေထွန်းကားလာတဲ့အမြအရာဟာကြောက်ရွံ့နေရမှာမဟုတ်ပဲလီလာစူးစမ်းသင်ယူရမှာကိုခွဲခြားသိငင်နားလည်လာပြီးတဲ့နောက်မှာတော့မြတ်သူရအတွက်ကြောက်စိတ်ကနေလီလာစူးစမ်းခြင်းဆိုတဲ့တက်တီတွေကအစားထိုးဝင်ရောက်လာခဲ့တော့တယ်ဧည့်သည်တွေလာပြီးရခီးဦးကြိုးပွဲပြင်ဆင်ကြပါလို့ရွှေဧည့်သည်ငွေဧည့်သည်အမလီဘာလဲဘဲကအတန်လဲရုတ်တရက်ကျဲလောင်စွာနဲ့ထွက်ပေါ်လာတဲ့ဆွဲငင်အော်ဟစ်လိုက်တဲ့အတန်ကြီးအတန်ကအေးဆက်အော်ရှာနဲ့တချင်းတန်လူအော်ဟစ်စကားပြောတန်လူအတန်မျိုးကြီးအတန်ကိုကြားရတဲ့အခိုက်မှာတက်လေကတုံလုချောက်ချားစွာနဲ့မေးလာတယ်မြတ်သူရာဘာမှပြန်မဖြေနိုင်ပဲပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တယ်အနီးပတ်ဝန်းကျင်မှာဘာဆိုဘာမှမရှိဘူးဘာမှမရှိဘူးလေမကြောက်နဲ့နော်ဟာဟိုမှာပဲလဲမကြောက်နဲ့နော်ဒူရီရောက်နေတာ
တိုးရွာတွေတော့လည်းဖြစ်နိုင်တယ်မြတ်သူရအဝေးတနေရာကမြင်းကွင်းကိုလှမ်းကြည့်လိုက်ရင်ကတက်လေအကြောက်ပြေးရှိဟုနှစ်သိမ့်ဖြောဆိုလိုက်မိတယ်တူတူအဲ့ဒီလူကြီးကဘယ်နေရာကပေါ်လာတာလဲခုနကတော့မတွေ့ဘူးမဟုတ်လားဟဲအဲ့ဒီမှာတဲရင်လေးတွေလည်းရှိနေတယ်နော်ဟုတ်ပါတယ်တက်လေပြောသလိုပါပဲမြတ်သူရတို့ကြားလိုက်တဲ့အတန်ပိုင်ရှင်ကတော့ခက်ဝေးဝေးကအကောက်ရော်ပုံကြီးနားမှာအလုံးလုံးနေတဲ့လူကြီးရဲ့အတန်းဖြစ်တယ်သူလက်ဆွဲမှာလည်းထွန်ချစ်လို့အရာကြီးကိုထောင်းလို့ထိုးလူနဲ့မလန်းမကမ်းမှလည်းတဲငယ်3-4လုံးကိုတွေ့လိုက်ရတယ်လဲအချင်းကြီးကြည့်ပြီးတို့စကားပြောကြည့်လိုက်မယ်သီလားမြတ်သူရပေါ်လိုက်တော့တက်လေဘာမှပြန်မပြောပါလက်ကိုသာတင်းပြန်ဆုပ်ကင်ထားခဲ့တယ်မြတ်သူရတို့နှစ်ယောက်ဟမ်းမပြတ်ဆက်ဆောက်လာခဲ့ကြမှာဟေးအဲ့တဲ့တွေဘဲသွားကြမှာလဲလာကြလေအိမ်မှာတဲသွားကြအောင်မြတ်သူရတို့တချင်းဆူနေတဲ့လူကြီးနဲ့တဖြည်းဖြည်းနီးလာတာနဲ့အမျှလူကြီးကလမ်းပြီးခေါ်တယ်မြတ်သူရကြောက်စိတ်ကိုဖယ်ရှားလိုက်ပြီးလူကြီးကိုလမ်းကြည့်လိုက်ပြီးမဝင်တော့ပါဘူးအဘိုးရွာကိုသွားမလို့မြတ်သူရတီးကိန်တဲ့အတန်းနဲ့ပြန်ဖြေလိုက်ပြီးရှေ့ကိုဆက်လျှောက်လာခဲ့လိုက်တယ် ဒီခါလူကြီးကထွန်းချစ်ကိုပခုံးပေါ်မှာတင်လိုက်ပြီးသူတို့ရှိရာစီကိုရှော့လာတာကိုတွေ့လိုက်ရတယ်တူတူလာနေပြီဟိုလူကြီးလာနေပြီအကွဲတုံလုံးနေတဲ့အတန်နဲ့ဖြောလာတဲ့တက်လေကိုမြတ်သူရဘာမှမပြောဖို့အတွက်အချက်ပြလိုက်တယ်တက်လေခမညာဖြိုးဆိုရင်အောင်ဖြိုးဖို့တတိမရှိတော့ဟန်နဲ့တိတ်ဆိတ်သွားခဲ့တယ်လူကြီးကစပင်းရှည်တွေကိုရှောင်းထုံထားပြီးပစိုးလိုပိတ်ဆက်ရှည်လိုအစကိုခါတောင်းကြိုက်ထားပြီးအပေါ်ပိုင်းမှာဗလာချင်းနဲ့မြတ်သူရယုံရှိရာစီကိုခြေလန်းကျဲကြီးတွေနဲ့ရှောင်းလာပုံကိုကြည့်ရင်မြတ်သူရကိုယ်ထဲကသွေးတွေပါအေးခဲသွားတဲ့အောင်ထင်လိုက်မိတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းရိုးတရက်ကြီးအေးဆက်အေးစင်လာခဲ့တယ်။မြတ်သူရတက်လက်ရဲ့လက်ကိုဆွဲကင်ပြီးပြေးဖို့ရတဲ့အသင့်ပြင်ထားလိုက်တယ်။ဒီအချိန်မှာလဲလူကြီးကမြတ်သူရတော့နားအထိရှောက်မလာခဲ့ပဲလမ်းခုလက်မှာရက်တန်လိုက်ပြီးစူးရှာအေးဆက်တဲ့အချီတွေနဲ့လမ်းကြည့်လာခဲ့တယ်။မြတ်သူရလည်းအချီတွေကိုမလွဲနိုင်တော့ပဲထိုနူရဲ့မျက်လုံးတွေကိုတဲတဲစိုက်ကြည့်နေမိတော့တယ်။အညိုခန်းထားတဲ့အလားမြတ်သူရမလုံမရှပြန်ဆိုင်ကြည့်နေခဲ့မိတယ်။အဲတဲ့တွေတိတ်ကိုမြောက်လို့နဲ့အိမ်ပြန်ဖို့ဆိုရင်ခီးစရိတ်ရှိရမယ်။ဟာဟီဟီဟာဟီဟာလူကြီးကသူ့ဖြိုးခြင်းရာကိုဖြောပြီးတဲ့နောက်မှာထိတ်လန့်ကြောက်ချစရာကောင်းလာတဲ့အတန်းနဲ့ကြီးမြထားရတဲ့လူကြီးရဲ့ရဲတန်းကကြောက်သားပြင်တောင်းနေရန်ကြီးကိုရိုက်ခတ်ပြီးတော့ပေးတင်ထတ်တန်တွေထတ်တလဲလဲထွက်ပေါ်လာခဲ့တယ်။ကြောက်စရာရဲတန်းကြီးကိုကြားလိုက်ရတဲ့အခါမှာအသေးနှလုံးတွေကိုလက်အစုံနဲ့စုပ်ညစ်လိုက်တဲ့အလားအသက်ရှူတွေခတ်လာတဲ့ခေါင်းတွေကရှာလဲမူးဝေလာခဲ့ပြီးထွန်ချစ်ထမ်းထားတဲ့လူကြီးရဲ့ပုံရိပ်တွေအများကြီးကိုတွေ့လိုက်ရတယ်။မြတ်သူရတက်လေကိုကြည့်လိုက်ပြီးတော့တက်လေတယောက်မတ်တက်အနေထားမှာပင်တောင်းတောင်ကြီးငိမ်သက်နေခဲ့တယ်။ဟေးအဲတဲ့တွေမြတ်သူရဦးကောင်းတစ်ခုလုံးချာလဲမိုးဝေနေတဲ့ကြားကနေဖြိုးရှင်းစွာအော်ဟစ်နေတဲ့အတန်းတွေလိုနားထဲမှာကြားလာပြန်တယ်။မျက်လုံးကိုအာယူပြီးကြည့်လိုက်တဲ့အခါမှာတော့ခတ်စားစို့ကသူတို့တွေ့မြင်ခဲ့ရတဲ့ကောက်ရိုးပုံနဲ့တဲငယ်တွေနေရာမှာလူပုံတရံမြဲအရိုက်တွေကိုတွေ့လိုက်ရတယ်။မြဲအရိုက်တွေဟာမြတ်သူရတော့ရှိရစီကိုခြေတရွတ်ဆွဲကြီးရွေလျားလာတဲ့ပုံစံမျိုးတွေနဲ့ရွေလျားလာနေကြတယ်။အီဟီဟာတရွေရှောက်လာကြတဲ့အရိုက်မဲတွေစီကနေငိုတန်တွေရေတန်တွေထွက်ပေါ်လာချိန်မှာတော့မြတ်သူရသတိပြန်ဝင်လာသလိုထက်လာခဲ့ပြီးတက်လေရဲ့လက်ကိုအတင်းဆောင်ဆွဲခါလိုက်တယ်။ပြီးတာနဲ့အားလုံးကိုမမြင်သလိုနေလိုက်ပြီးမပြေးယုံနေမဲခြေလန်းတွေနဲ့ရှက်ဆက်ချောက်လိုက်တော်လိုက်တယ်။တက်လေကသူ့ဆွဲခေါ်တာနောက်ကိုလိုက်ပါလာခဲ့ပေမဲ့လည်းဆက်ယူတရုပ်လိုဖုံးစံမျိုးနဲ့လိုက်ပါလာခဲ့ခြင်းတည်တယ်။ဟေးဘဲသွားကြမလို့လဲအဲတဲ့ရီမပြန်ရဘူးမပြန်ကြနဲ့အော်ဟစ်တန်တွေကကြောက်ချမ်းစရာကောင်းလာအောင်ထွက်ပေါ်လာခဲ့တယ်မြတ်သူရဒုံလုံးချင်းကင်းတဲ့ဟန်ဘက်နဲ့ရှီဂုလာဆက်လျှောက်ခဲ့တယ်မြဲအရိုက်တွေကသူတို့နောက်ကနေတရွေ့လိုက်ပါလာခဲ့ပေမဲ့လေသူတို့အနားကိုမကတ်နိုင်ပန်းကိုတိလိုက်တဲ့အခါမြတ်သူရတက်တီတွေပိုရှိလာတယ်ခြေလန်းတွေကိုခက်မှန်ဆက်လန်းလာခဲ့တယ်ဒီလိုရှောက်နေကြကြည့်မှာပဲအနားကနေအေးစိမ့်တဲ့လေသူကြီးဖြတ်တိုက်သွားခဲ့ပြီးအေးဆက်အတန်အီကိုနားထဲမှာအနီးကကြီးကြားလိုက်ရတယ်ပြန်ကြတော့မလားအမလေးလဲဘာမှမဖြစ်ဘူးတတိထားအေးဆက်မဲတိုင်းကြီးကိုကြားလိုက်တဲ့အခိုက်မှာတက်လေက ground run 3လုစွာနဲ့အော်ဟစ်လိုက်တာမို့မြတ်သူရအမြန်တားမိလိုက်ရတယ်လဲဘာမှမဖြစ်ဘူးမကြောက်နဲ့ဝ
ဝုံထုံအောင်အာတူကဲပါအောင် တက်လေကိုမြတ်သူရနှစ်သိမ့်ပြောဆိုနေချိန်မှာပဲပောက်ကွဲဆူညံတန်တွေကျဲလောင်စွာထပ်ပေါ်လာခဲ့တော့တဲ့ပောက်ကွဲတန်နေနဲ့လည်းသူကြောက်တုံးကြောက်ဆက်တွေကသူတို့အနာကိုလှန့်စင်ရောက်ရှိလာခဲ့တာမို့ဒီတခါတော့မြတ်သူရဘာမှစဉ်းစားမနေတော့ပဲတက်လေရဲ့လက်ကိုဆွေးပြီးအာဂုံပြေးထွက်ခဲ့တဲ့ပြေးကြမယ်တက်လေပြေးကြောက်တောင်ပြိုလျှော်တာလားမသိဘူးမြတ်သူရတတိပေးအိုးဟစ်လိုက်ခြင်းကတက်လေရဲ့လက်ကိုမလွတ်တန်းဆွဲကပြေးထွက်ခဲ့တဲ့သူတို့နှစ်ယောက်အသက်ကိုမောပန်းစွာရှူရှိုက်ကြရင်ကမနာတန့်ပြေးလာခဲ့မိရဲ့သူတို့တွေအသက်လူကပြေးလွှားနေချိန်ပါပဲပတ်ဝန်းကျင်ကရုတ်တရက်ကြီးဆိုသလိုအမောင်ကျသွားခဲ့တော့တယ်အာဘုံရုတ်တရက်အမောင်ထူကြီးထစ်သွားတာကြောင့်သူတို့နှစ်ယောက်လုံးတစုံတစ်ခုကိုဝင်တိုက်မိကြပြီးတွဲထားတဲ့လက်တွေလွတ်ကပြစ်လဲကျသွားခဲ့ကြတော့တယ်မှောင်သွားပြီအမောင်ကျသွားပြီဘာမှမမြင်ရတော့ဘူးတူဘယ်မှာလဲတက်လက်မျက်လုံးတွေမမြင်ရတော့ဘူးအေးတက်လက်မျက်လုံးတွေကန်းသွားပြီထင်တယ်အေးတက်လက်ရဲ့ထိတ်လန့်ချောက်ချစွာငိုယိုပြောဆိုလိုက်တဲ့အထန်းကိုကြားလိုက်ရတာကြောင့်မြတ်သူရလဲကျနေရကနေကုန်းယုံပြီးထထိုင်လိုက်တယ်ဒီအချိန်မှာတော့မြတ်သူရကိုယ်တိုင်လည်းဘာမှမမြင်ရတော့ဘူးကောင်းကင်ထက်ကိုမှောက်ကြည့်လိုက်တော့လေမဲမှောင်လို့ခေါင်းကိုဘေးပင်ညာရင်းပြီးကြည့်လိုက်မိတော့လေမှောင်အတိဖုံးနေတဲ့အမောင်ထူကြီးကိုသာမြင်နေခဲ့ရတယ်တက်လေကြောက်လန့်တကြားနေပြောဆိုမိဟဲ့တယ်လို့ပဲသူတို့မျက်လုံးတွေမမြင်ရတော့တာလားလို့မြတ်သူရတုန်လုစွာတွေးလိုက်မိတယ်လဲဘယ်မှာလဲမြတ်သူရတုန်လုစိတ်နဲ့အကျူတက်လေကိုလှမ်းခေါ်ကြည့်လိုက်တယ်တူတက်လေကဒီမှာတက်လေရဲ့အထန်းကိုမြတ်သူရနားဆွန့်လိုက်ပြီးအတန်ကြားရာကိုသွားဖို့ရအထွတ်မြေပြင်ကိုလက်နဲ့အသာဆန်းကြည့်လိုက်မိတဲ့အခိုင်မှာအေးဆန်နေတဲ့လူအခြေတော်တစ်ဖက်ကိုဆန်းကင်လိုက်မိတာမို့ရင်တွေဒိန်းကနေစောင့်ခုံသွားရတယ်မြတ်သူရဆန်းလိုက်မိတဲ့ခြေထောက်ကရေကြီးတမျှအေးဆန်နေကြတာမို့ဒါဟာတက်လေရဲ့ခြေထောက်မဟုတ်ဘူးဆိုလာကိုမြတ်သူရချက်ချင်းသိလိုက်တယ်ဒါဆိုဘသူခြေထောက်လဲခြေထောက်တီရှိနေတဲ့ဘုံစံကမတ်တက်ရက်နေတဲ့တဏီချားမျိုးနဲ့ရှိနေကြတာအချင်းတွေကိုရိတ်စားလိုက်မိတာနဲ့မြတ်သူရလက်ကိုချက်ချင်းပြက်ရုပ်ပစ်လိုက်တယ်တက်လေပို့ပြီးကြောက်လန့်သွားမှကိုပူပန်မိတာကြောင့်တုံလူခြောက်ချသွားတဲ့စိတ်ကိုပြန်ထိန်လိုက်တယ်ပြီးတာနဲ့တက်လေကိုအထံပြန်ပေးလိုက်တယ်လဲမကြောက်နဲ့ဒူးလာခင်မယ်တက်လေမမြင်ရတော့ဘူးဘာကမှမမြင်ရတော့ဘူးအေးတက်လေကကြောက်လန့်တကြားနဲ့ငိုယိုနေချိန်မှာပဲသူတို့အနားမှာတဆုံတဲလာတခုခုရှိနေတယ်လို့မျိုးမြတ်သူရခန်းစားသိရှိနေခဲ့တယ်ဒီအရာဟာဘာမှသိချမသိပေမဲ့လည်းမြတ်သူရတို့တဲ့ကြောက်လန့်တုန်လှုပ်နေကြတာကိုထို့အရာကစိမ့်ကြီးစိုက်ကြည့်နေခဲ့တယ်လို့စိတ်ထဲခန်းစားသိရှိနေခဲ့မိတယ်တူပမာလဲတက်လက်စီကိုလာမယ်ဆိုပမာလဲတက်လေရဲ့ခေါ်တန်ကထပ်မံထပ်ပေါ်လာခဲ့တယ်ဒီအခိုက်မှာပဲမြတ်သူရခေါင်းထဲမှာအလင်းတန်းတစ်ခုကဖြက်ခနဲဝင်ရောက်လာခဲ့တယ်ထိတ်လန့်တုန်လှုပ်စိတ်ကလေးများနေခဲ့ပြီးစ조사ကြည့်ရမယ်ကိစ္စအချို့ကိုမေ့နေခဲ့မိတာမြတ်သူရအတိစိတ်ဝင်လာတာနဲ့တပြိုင်နက်သူအင်ကြီးအတွင်းအန်ဟွတ်အိတ်ထဲမှာထည့်ထားခဲ့တဲ့အရာကိုချက်ချင်းထုတ်ယူလိုက်တယ်မြတ်သူရအိတ်ထဲတာပစ္စည်းကိုဆွဲထုတ်ပေးတာနဲ့လက်နဲ့နှိပ်ကြည့်လိုက်တယ်ဒီအခါစူးတောက်နေတဲ့အလင်းရောင်ကအမောင်တူကိုထိုးဖောက်ကထုတ်ပေါ်လာခဲ့တယ်တူတက်လက်တွေးပြီးအလင်းရောင်ကိုတွေ့တယ်တက်လက်မျက်လုံးတွေမြင်ရတယ်တက်လက်ရဲ့ဝမ်းသာအားရနဲ့ပြောလိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့အခိုင်မှာမြတ်သူရလည်းဝမ်းသာပျော်ရွှင်သွားရပြီးတက်လက်ရဲ့အတန်ထုတ်ပေါ်လာရစီကိုမီးနဲ့ထိုးကြည့်လိုက်မိတယ်ဒီအခါမှာတော့သူတို့ရဲ့ရှေ့တိတ်ထဲမှာလူတစ်ဖက်စာမကတဲ့တစ်ပင်ကြီးတစ်ပင်ကိုတွေးလိုက်ပြီးတစ်ပင်ရဲ့ဘီးတစ်ဖက်တစ်မြွတ်စုံနားမှာလေးကျနေခဲ့တဲ့တက်လေကိုတွေးလိုက်ရတယ်ဒီတော့မှပဲသူတို့နေရာတစ်တော်အုံထဲကိုပြန်ရောက်နေမှန်သိလိုက်တယ်မြတ်သူရလဲကျနေရာကနေချက်ချင်းထားလိုက်ပြီးတက်လေလဲကျနေတဲ့စီကိုသွားလိုက်တယ်လဲထိခိုက်သွားတယ်လားထားနိုင်ရလားဟင်တက်လေနားမှာမြတ်သူရထိုင်ချလိုက်ပြီးအလောတကြီးမေးလိုက်မိတယ်ထားနိုင်ပါတယ်တူတစ်မြစ်ကိုခလုတ်ကိုက်မိပြီးလဲတဲ့အချိန်ကြောင့်နာနေတာပဲရှိတာပါတော်ပါသေးတဲ့တူရဲ့တက်လေရဲ့မဲလုံးတွေမမြင်ရတော့ဘူးထင်လို့အရန်ကိုကြောက်သွားခဲ့မိတာဒီနေရာကညက်နေတုန်းကတက်လေတို့ပြီးနေခဲ့တယ်တတော်ထင်တယ်နော်တူဟုတ်မယ်ထင်တာပဲလေအရန်ကြီးတော့ကြောက်နေလို့မဖြစ်ဘူးနော်ကြောက်စိတ်ကိုဖျောက်ထားနိုင်မှဒီနေရာကထွက်နိုင်မှလေအေးမတူရဲ့ဘာတွေဖြစ်နေမှမထီတော့ဘူးတက်လက်လဲရာသင်ကဖျားကုန်းတော်တွေအကုန်ယူဖက်နေပါတယ်အင်းပါအဲ့ဒါကောင်းပါတယ်အခုတို့တွေဆက်သွားတဲ့လားမသွားတဲ့လားကိုဆုံးဖြတ်ရမယ်အလုံးကြုံဆုံးကတော့ဒီအချိန်မှာမီးရောင်လိုအပ်တယ်မီးမွေးထားနိုင်ရင်ပိုကောင်းမယ်ပြီးမှခီးဆက်တဲ့မဆက်တဲ့ကိုဆုံးဖြတ်ကြမယ်မီးရောင်ရှိတော့အဖိုးရကလူတွေလေမီးရောင်ကိုမြင်နိုင်တယ်မြတ်သူရပြောလိုက်ရင်ကမီးမွေးလို့အစင်တီမဲ့နေရာကိုကြည့်လိုက်တယ်မီးမွေးမဲ့တော့လားတူမီးချစ်ပါလာလို့လားဟင်မီးရောင်ရှိရင်တော့တုတ်ပြီးကြောက်မိမှမထင်ဘူးမိချစ်ကတော့မှပါပါတယ်
လဲလဲကဒါကိုကင်ထားလိုက်ပါမီးမွေးဖို့တစ်ကွိုင်းချောက်စုလိုက်အောင်မယ်မြတ်သူရလက်သေးကရှီမျောကြောမက်ညံမီလေးကိုတက်လက်လက်ထဲမှာထည့်ပေးလိုက်တာပြီးတာနဲ့တစ်ကွိုင်းချောင်းနဲ့တစ်ရွက်ချောက်တွေကိုလိုက်ကောက်လိုက်တယ် မြတ်သူရာတေးရွက်6တွေကိုမီးဆွဲလောင်အောင်လုပ်ပြီးမှအပိုးကနေတေးရွက်6တွေနဲ့တက်ကိုင်းစာတွေကိုထပ်ထည့်လိုက်တယ်အချိန်ခဏအတွင်းမှာမီးဆက်ဆွဲလောင်းသွားခဲ့တယ်မီးဆွဲလောင်းသွားတာနဲ့မြတ်သူရာတက်ကိုင်း6တွေကိုထပ်ကောက်တယ်ဒီတစ်ခါတော့တက်ကိုင်း6ကြီးကြီးတွေကိုကောက်တယ်တက်လေကလည်းဓာတ်မီထိုးပြပြီးမြတ်သူရာဘေးနားမှာကပ်ပြီးလိုက်ပါလာခဲ့တယ်ခဏအတွင်းမှာသူတို့လက်ထဲမှာတက်ကိုင်းတော်များများရရှိလာတယ်ရလာတဲ့တက်ကိုင်းစာတွေကိုမီးပုံနားမှာခြာထားလိုက်ပြီးမီးပုံတွေကိုတက်ကိုင်းအချိုးထပ်ထည့်လိုက်တယ်ဒိုးတွေတက်ကိုင်းဒီထက်ကရမယ်လေဒီတညလုံးနေဖို့ဆိုရင်လိုထီးတယ်နာယီကလည်းရပ်သွားပြီကောင်းကင်ကြီးကိုကြည့်ရတော့တန်းကောင်အချိန်လောက်စစ်မဲ့ထင်တယ်တန်းကောင်လိုနေတော့ရောင်နီလာမှာပဲအဲ့ဒီအချိန်ထိမီးပုံဖိုးပြီးနေရမယ်မီးအောင်ကိုမအရာတော်ညံ့မြကကြော့ကြတယ်လူတွေလည်းမီးထိတ်မြရင်ကြောက်ကြတာပဲလေဒီတစ်ခါတစ်တုံးကြီးကြီးတွေကိုအဓိကကောက်မယ်နော်လက်လေမရမှသာတစ်ကိုင်းစားတွေကောက်ကြမယ်လက်လေဝိုင်းကြည့်ပြီတို့တွေအခုချိန်မှာစွန့်စားကန်လဲလာရခီးထွက်နေတယ်လို့သဘောထားလိုက်ကြရအောင်ကြောက်စိတ်ကလူကိုကြာရှုံးစေတဲ့လက်လေကဟိုလူတွေကိုတော့မကြောက်ပဲပြန်ချောက်မယ်လို့ပြောခဲ့တယ်မဟုတ်လားဒီတော့လက်လေကတတိရှိတဲ့သူဆိုတာသိချတယ်တို့ပြောတဲ့အတိုင်းပဲလေးလာရီထွက်လာတယ်လို့သဘောထားနိုင်တယ်မဟုတ်လားအေးပါတူတက်လက်မကြောက်အောင်စူးစမ်းပါမယ်ဘေးနားမှာတူရှိနေရင်မကြောက်ပါဘူးတူအနားမှာရှိနေရင်တက်လက်ရဲ့အမေအနားမှာရှိနေတယ်လို့ပဲခံစားရလို့တိတ်မကြောက်တော့ပါဘူးဘလို့ခံစားရတယ်လဲကြားလိုက်ရတဲ့စကားကြောင့်မြတ်သူတာမြင့်မောင်ကိုကပြန်မီးလိုက်မိတယ်အမေလေးတက်လက်ရဲ့အမေနဲ့တူကတူတယ်လို့တက်လက်ရဲ့အမေကမကြောက်တတ်ဘူးလေအမေကလူလည်းမကြောက်ဘူးတရေတဆေတွေကိုလည်းမကြောက်တတ်ဘူးတူလိုပဲတိတ်လို့တတိကောင်းတာရန်ဖြစ်ရင်လည်းအမေလေးသူ့လက်ဝါးကိုအာကိုပြီးဥအောင်ချပစ်တာတယ်ဒါကြောင့်တူကတက်လက်ရဲ့အမေနဲ့တူတယ်လို့တက်လက်ကတော့အဖေတူလို့နည်းနည်းကြောက်တတ်တယ်အဖေကလေညဘက်တွေဆိုရင်အိမ်သားတော်တရုတ်ထဲမသွားရဲဘူးတဲ့တက်လက်ကသူမိသားစုအကြောင်းကိုပြောနေတော့စိုးရင်ထိလက်နေတဲ့စိတ်တွေနည်းနည်းတော့ပြေလျော့သွားပုံရတယ်တမီးရီကအမေနဲ့တူကြတယ်ပဲကြားဘူးပါတယ်လက်လေကတော့အဖေတူပို့လီဟုတ်လားဒါနဲ့လက်လက်ရဲ့မိဘတွေတော့စိတ်ပူနေကြမယ်ထင်တယ်မြတ်သူသာစိတ်ပြေလက်ပြောင်ဖြစ်စေရန်စကားတဲ့ဆက်ပြောနေလိုက်တယ်ဒီခါမှာတော့တက်လေဘက်ကတိတ်ဆိတ်သွားခဲ့ပြီးမှအမေတော့အဖေပါဆုံးသွားပါပြီတူရဲ့ဖြော်တော့အားငယ်စွာထွက်ပေါ်လာခဲ့တဲ့တက်လေရဲ့စကားစမ်းကြောင့်မြတ်သူသာတက်လေကိုမောက်ကြည့်လိုက်မိပြီးတနာစိတ်ဝင်ကျင်တယ်လို့ထစ်သွားရတယ်ဖြစ်ပတောက်ပဝန်းကျင်တစ်ခုလုံးကမီးပုံစီကတဖြစ်မီးကမီးတောက်လောင်နေတဲ့အတန်းတွေကလွယ်လို့တိတ်ဆိတ်နေခဲ့တယ်တက်လေတယောက်ကတော့ညတူရရဲ့လက်မောင်းတစ်ဖက်ကိုဖတ်တွေ့ပြီးလှဲနေခဲ့တယ်ညတူရလည်းယုံပေမဲ့ယုံထွက်လို့မရတာမို့ဒီဘက်မှာလှဲအိတ်လေးပါလားလဲတို့ကမအိတ်ပါဘူးညောင်းလို့ခဏလှဲနေတာလဲအိတ်နေတာကိုခင်းဆောင်ပေးနေပါမယ်မြတ်သူရသူ့ဖေးနာကနေရာကိုညွှန်ပြလိုက်ပြီးလေယာမထီအာမထီညောင်းနာတန်နေပြောလိုက်တယ်ဒီတော့တက်လေကမျက်လုံးပေကလတ်နဲ့ကြည်လာခဲ့ပြီးမှဟိုသူဖေးနာမှာပဲကပ်ပြီးအိတ်မယ်လीနော်တက်လေကခွင်းတောင်းတာလားအတိပေးတာလားမသိပြောပြီးတာနဲ့သူ့ရင်ခွင်းသေးကိုပဲတူးဝင်နာမတက်တိုးကပ်ပစ်လိုက်တာမြတ်သူရတက်ဖေးမောကြီးကိုအခါခါချတိုင်းမိတယ်သူမစိတ်ထဲမှာသူ့ကိုသူ့မီလို့မြထင်းနေတာလားမသိတော့ဘူးမြတ်သူရအတွက်တော့ဒီအခြေအနေကိုကြော်ဖြတ်ထိုးကတညနေလုံးကြော်ဖြတ်ထဲရတဲ့အခက်အခဲတွေကိုကြော်ဖြတ်ရတယ်လို့ပါပဲသူမကိုလီကိုမြတ်သူရကြောခိုင်းလိုက်တာတော့မှသူမကမြတ်သူရရဲ့ကြောကနေအတင်းကိုဖက်တွယ်ထားခဲ့တာလीမြတ်သူရမအိပ်ပါဘူးတကူလုံးညောင်းကြီးကြိုက်ခင်းနေလို့ခဏလှဲနေတာပါရောင်နေမလာခင်မှာမီးပုံမပြတ်တောက်လောင်နေဖို့အတွက်စောင့်ကြည့်နေရမယ်လीတပြင်းတခြားနဲ့မြတ်သူရအတွေးမြနေခဲ့ရပြီမဲ့တက်လေကတော့ခဏအတွေးမှာပဲအိပ်ပျော်သွားခဲ့ပါပြီအိပ်ပျော်သွားခဲ့တာတော့မှသူမလက်တွေကပြေလွတ်သွားခြင်းမရှိပဲတင်းကိုဖတ်ထားမြင်တစ်ဖက်ကိုပဲစောင်းနေရတာညောင်းလို့မြတ်သူရတစ်ဖက်ကိုစောင်းလှည့်လိုက်ချိန်မှာတော့တက်လေရဲ့ကိုလုံးတက်လီကမြတ်သူရရင်ခွင်ထဲကိုအေးကနဲ့တိုးဝင်လာခဲ့တော့တယ်နူးညံ့အိတ်ထွေးတဲ့အထီးတွေကြောင့်မြတ်သူရလှမ်းနေရကချက်ထားဟုပြင်းလိုက်တယ်သူ့ပဲတက်လေကအိတ်ချင်မူရူးနဲ့သူ့ကိုအတင်းဆွဲဖက်လိုက်တာမို့မြတ်သူရကုန်းထားဖို့ကြိုးစားနေရကနေတက်လေရဲ့လက်ထဲကိုပြန်ချရောက်ရပြီးနှစ်ယောက်သားတင်းပွေဖတ်ထားသလိုဖြစ်သွားကြတယ်ဒီမှာတွေ့ပြီဟေးထကြပါဦးရုတ်တရက်ထွက်ပေါ်လာတဲ့လူသံတွေကြောင့်မြတ်သူရလန့်ဖြက်ကအတင်းကုန်းထားလိုက်ရင်ကသူ့ရင်ခွင်ထဲရောက်နေတဲ့တက်လေကိုလည်းအတင်းလုတ်နိုးလိုက်တယ်လဲထပါဦး